ဒန်ဂျီရိုပိုင်းတစ်ဇလန်လေးအစမှာတော့အဖေလူတန်ကြီးတယောက်ကကလေးဆိုတဲ့သမီးလေးကိုခံပညာတွေသင်ပေးနေခဲ့တယ်။ကလေးကလည်းအခုမှစတင်တာကြောင့်အဆအရအသစ်ဖြစ်နေပြီးသူ့အတွက်ခက်ခဲနေခဲ့တယ်။အဖေလူတန်ကြီးကလည်းမင်းအဲ့လိုမျိုးလေ့ကျင့်နေရင်ဒန်ဂျီရိုရောက်သွားရင်မင်းတစားစီဖြစ်သွားမယ်ဆိုပြီးပြောနေခဲ့တယ်။ပြောနေရင်ခဏနေတော့ငါတို့တခိုးတွေကိုဘယ်သူမှမသနာမှာမဟုတ်ဘူး။အားလုံးကတခိုးတွေကိုမကောင်းဆိုးဝါးတကောင်လို့တတ်မှတ်ထားတာ။ဒါကြောင့်သူများထက်လေ့ကျင့်ရမယ်။သူများကတနားရီဆိုကလေးမင်းက2 နာရီလေ့ကျင့်ရမယ်ဆိုပြီးဒါအတိုင်းသင်ပေးနေရင်အသက်ကိုမောင်းမာတော့တယ်။တိုက်နေရင်ငါအဖေကပုံမှန်မဟုတ်လောက်အောင်တန်ပါတယ်။ဒါတောင်ရန်သူတွေလက်ထဲမှာရှုံးခဲ့တယ်။မင်းကိုအဲ့လိုမဖြစ်စေချင်လို့လေ့ကျင့်ပေးနေတာလို့ပြောခဲ့တယ်။ဒီလိုနဲ့ကလေးတယောက်အရွယ်ရောက်လာပြီ။စွန်စားသူတွေသာလာလေးရှိတဲ့ဒန်ဂျီရွန်ကိုရောက်လာခဲ့ပါတယ်။တက်လာရင်ခုနလွာကိုရောက်လာတော့ကြောက်စရာဝင်ပလီတွေကိုတွေ့လိုက်ရပြီ။တိုက်ခိုက်ပါတော့တယ်။တိုက်ခိုက်ရင်အနိုင်ရသွားတော့ဝင်ပလီတွေစီကနေတံပိုးကြီးကြောင်းမြေရတနာတခုရလိုက်တယ်။ကလေးလေးရတနာလေးကိုကန်ပြီးငါအခုတော်ယုံစွန်စားသူတွေမတက်နိုင်ခဲ့တဲ့ရှစ်လွာအထိတက်ခဲ့ပြီးပြီ။နောက်ထပ်အရေးစွန်ပြီး6 လွာကိုတက်မယ်ဆိုပြီးပြောနေခဲ့တယ်။ကလေးလေးခဏနေတော့အဖေဖြစ်သူကိုတင်ပေးခဲ့တာတွေတတိရသွားပြီ။ဂျေဇုတင်နေပါတော့တယ်။ငငယ်ကလေးကအဖေသေချာလေ့ကျင့်ပေးထားတာကြောင့်အခုလိုမျိုးအောင်နိုင်ပြီးစွန်စားနိုင်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ကလေးလေးအဖေထွက်သွားကလေးကငါ3 နှစ်စတိုက်လေ့ကျင့်လာတာ။ဒါတော့အဖေချီယာကိုမိတယ်လို့မခံစားရသေးဘူးဆိုပြီးအောက်ကိုဆင်းလာပါတော့တယ်။ဆင်းလာရင်အဖေကဘယ်အထီတောင်သွားခဲ့တာလဲမသိဘူး။အခုတောင်တိတ်ချောက်ချစရာကောင်းနေပြီဆိုပြီးပြောနေခဲ့ပါတော့တယ်။ဆင်းလာရင်ကလေးတယောက်6 လွာကိုရောက်လာပါတော့တယ်။ပြီးတော့လိုက်ကြည့်နေရင်ဒန်ဂျီရိုနေမှာကန့်သက်ချက်တွေရှိသလိုစီမင်းစည်းကမ်းတွေကလည်းအများကြီးရှိတယ်။ဒန်ဂျီရိုတွေကသူတို့အလွာတွေကိုတေချာစနစ်တကျကာကွယ်ကြတယ်။ပြီးတော့ဒန်ဂျီရိုနေမှာရှိနေတဲ့မကောင်းဆိုးဝါးတွေနဲ့အောက်မှာရှိတဲ့အဆောက်တွေကအတူတူပဲသူတို့ကိုတေချာသတိထားရမယ်ဆိုပြီးကလေးတယောက်သူ့ကိုယ်သူသတိပေးနေပါတော့တယ်။ဒီလိုနဲ့ကလေးတယောက်ဆက်လျှောက်သွားရင်မကောင်းဆိုးဝါးအနံ့အသက်တွေရနေခဲ့တယ်။ဖြစ်ချင်တော့လှမ်းခိုးကြည့်လိုက်တော့မကောင်းဆိုးဝါးတွေအုပ်လိုက်ကြီးကိုမြင်လိုက်ရတယ်။အဲ့ဒါနဲ့ကလေးလေးဒီအထက်တွေမှာပိုဆိုးတာကမကောင်းဆိုးဝါးတွေအုပ်စုပဲရှိသလိုတခြားမကောင်းဆိုးဝါးတွေနဲ့အတူပေါင်းပြီးလှုပ်ရှားနေတာကိုလည်းကလေးတယောက်သတိထားမိပါတယ်။ဒီလိုနဲ့မကောင်းဆိုးဝါးတွေလည်းဂိုလင်ကိုသွားတိုက်ကြတယ်။အရှိပမာကြွက်သားတွေအများကြီးနဲ့ဗလာတောက်တဲ့ဂိုလင်ရှိတယ်။သွားတိုက်ခိုက်ကြမယ်ဆိုပြီးပြောကထွက်လာပါတော့တယ်။ဒီလိုနဲ့မကောင်းဆိုးဝါးတွေထွက်လာတော့ကလေးတယောက်ကအပေါ်စီးကနေပြေးဝင်လာပြီးမကောင်းဆိုးဝါးခေါင်းဆောင်ကိုခေါင်းဖြတ်တတ်လိုက်ပါတော့တယ်။ခေါင်းဆောင်လည်းတက်ပြီးရောဆောင်းကြွလာတဲ့နောက်လိုက်မကောင်းဆိုးဝါးတွေကိုကလေးကမော်ပညာတွေသုံးပြီးတိုက်ခိုက်တက်ပစ်လိုက်ပါတော့တယ်။မကောင်းဆိုးဝါးတွေကိုလက်တွေဖြတ်အကျော်သေးအောင်လှုပ်လိုက်ပြီးတိုက်လိုက်တာကြောင့်နောက်ဆုံးသေဆုံးသွားတဲ့မကောင်းဆိုးဝါးတွေကိုယ်လေးကနေကြောင်းမြတ်ယတနာတွေထွက်လာပါတော့တယ်။ကလေးလေးချက်ချင်းဖမ်းသိမ်းလိုက်ပြီးမကောင်းဆိုးဝါးတွေရဲ့ကြောင်းမြတ်ယတနာတွေကိုဆွဲသိမ်းလိုက်ပါတော့တယ်။ဒန်ဂျီရိုမှာမကောင်းဆိုးဝါးအများစုကသူတို့တည်သွားရင်ယတနာအဖြစ်ပြောင်းလဲသွားကြတယ်။ပြီးတော့တွင်းနဲ့လာလေမကောင်းဆိုးဝါးကိုကထွက်တဲ့ယတနာတွေကပိုပြီးတန်ဖိုးရှိလာလေဖြစ်တယ်။ဒါကြောင့်စွန်စားသူတွေကတွင်းနဲ့ထဲကိုဆင်းပြီးမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ကယတနာတွေကိုရှာဖွေကြတာဖြစ်တယ်။ဒီလိုနဲ့ကလေးလေးတယောက်အတန်တန်ကြားလို့မကောင်းဆိုးဝါးရှိနေပြီအထင်နဲ့ထွက်လာခဲ့တယ်။တေးကြတာအခန်းထဲမှာကိန်းအောင်နေတဲ့မကောင်းဆိုးဝါးရှိနေတာသိလိုက်ရတော့တိုက်ချင်စိတ်တွေတဖွာဖွာဖြစ်ပေါ်လာပါတော့တယ်။ဒါပေမဲ့ကလေးတယောက်သေချာပြန်စဉ်းစားကြည့်လိုက်တော့မကောင်းဆိုးဝါးကိုတိုက်ဖို့အားနည်းနေတဲ့အပြင်လက်နက်ကလည်းထင်သလောက်မကြံတော့တာကြောင့်စိတ်ညစ်သွားပါတော့တယ်။တစ်ဖက်မကောင်းဆိုးဝါးကအင်အားကြီးနေရင်သူ့မှာရှိတဲ့လက်နက်လေးနဲ့ပြန်မတိုက်ခိုက်နိုင်မှကိုစိုးရိမ်နေပါတော့တယ်။ကလေးတယောက်နောက်ဆုတ်ပြီးပဲတိုက်ရမလားဒါမှမဟုတ်မကောင်းဆိုးဝါးအန်နီယေကိုပဲပြေးတွေးလိုက်ရမလားဆိုပြီးတွေးနေပါတယ်။ကလေးလည်းဘာမှစဉ်းစားမနေတော့ပဲချက်ချင်းတကားဖွင့်ဝင်သွားတော့သူ့ကိုအစင်းသက်စောင့်နေတဲ့မကောင်းဆိုးဝါးကြီးကိုတွေးလိုက်ရပါတော့တယ်။အင်အားကြီးပြီးကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးကြီးကိုမြင်လိုက်ရတော့ကလေးတယောက်နည်းနည်းတော့ထိတ်လန့်သွားပါတော့တယ်။ကလေးလည်းမကောင်းဆိုးဝါးကြီးကိုအထင်သေးပြီးပြေးတိုက်ပေမဲ့လည်းမကောင်းဆိုးဝါးကလင်းမြန်ပြီးရှောင်တိန်တာမြန်လုံးတာကြောင့်ကလေးတယောက်အခက်တွေ့နေပါတော့တယ်။ဒီမကောင်းဆိုးဝါးကခါတိုင်းတိုက်နေကြမကောင်းဆိုးဝါးတွေနဲ့မတူဘူး။လင်းမြန်ပြီးစွမ်းအားကြီးလုံးတာကြောင့်ကလေးတယောက်တိုက်ရတာခက်နေပါတော့တယ်။ပြီးတော့တိုက်နေရင်တက်လုံအရန်ကောင်းပြီးစွမ်းအားကြီးလုံးနဲ့မကောင်းဆိုးဝါးကိုတင်းရှောင်ဖို့ကလေးတယောက်အခက်တွေ့နေပါတော့တယ်။ကလေးတယောက်လည်းနေရာယူလိုက်ပြီးမကောင်းဆိုးဝါးကိုတိုက်ဖို့နေရာယူလိုက်ပြီမဲ့မကောင်းဆိုးဝါးဘက်ကနေလက်ဦးမှုရအောင်လက်နဲ့ကြီးပစ်ပြီးအရင်တိုက်ပါတော့တယ်။ဖြစ်ချင်တော့မကောင်းဆိုးဝါးပစ်လိုက်တဲ့လက်နက်ကအင်အားကြီးတာကြောင့်နိုင်ရန်တွေကိုထိုးဖောက်နိုင်တာကိုမြင်ပြီးကလေးတယောက်လန့်သွားပါတော့တယ်။ကလေးလေးအဲ့လောက်တောင်အင်အားကြီးနေတာဘယ်လိုမှအနိုင်ယူနိုင်မလဲဆိုပြီးစဉ်းစားနေပါတော့တယ်။ခဏနေတော့မကောင်းဆိုးဝါးကတိုက်ခိုက်တာကိုရပ်ပြီးမင်းနိုင်ရန်ဖြိုတာမမြင်ဘူးလားလို့မေးတော့ကလေးကလည်းမကောင်းဆိုးဝါးစကားပြောတာကြောင့်အံ့ဩနေပါတော့တယ်။ကလေးလေးလည်းမကောင်းဆိုးဝါးစကားပြောနေတော့တိုက်ဖို့လို့တော့မကောင်းဆိုးဝါးကနေပါအောင်ခဏလေးနေပါအောင်ပြောစရာရှိတယ်လို့ပြောခဲ့တယ်။မင်းထင်နေသလို
အဲ့ဒါနန်ရန်ရိုးရိုးပြိုတာမဟုတ်ဘူးအဲ့နောက်ကွယ်မှာအကြောင်းတရားတွေရှိတယ်လို့ပြောခဲ့ပါတယ်ခဏနေမကောင်းဆိုးဝါးတွေထဲမှာအကြီးဆုံးအုပ်ချုပ်ရေးမှုလာတော့မှသူကမကောင်းဆိုးဝါးတွေထဲမှာစွမ်းအားကြီးတယ်မင်းသူမလာခင်မြ мян ရှောင်ဆိုပြီးတတိပေးခဲ့ပါတော့တယ်ကလေးလေးလည်းဖြစ်နိုင်ပါမလားမကောင်းဆိုးဝါးကသူ့ကိုလှည့်စားနေတာလားတမေတကာရှောက်ပြောနေတာလားဆိုပြီးတွေးနေပါတော့တယ်ခဏနေတော့အခန်းထဲကနေအတန်တန်ကြားလိုက်တော့ကလေးလေးလှည့်ကြည့်လိုက်ပါတော့တယ်ကြည့်လိုက်တော့အတန်အနေထားကိုခံမှန်းပြီးနောက်ဆုံးအတန်ကိုကြည့်ကြတာတိတ်ကိုအင်အားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်မယ်လို့ခံမှန်းမိပါတယ်ဒါကြောင့်လေကလေးတယောက်လမ်းဖြန့်သွားပြီးသူတကယ်များအခုလောက်စွမ်းရည်လက်ကျန်လေးနဲ့မကောင်းဆိုးဝါးကြီးကိုတိုက်ခိုက်နိုင်မလားဆိုပြီးတွေးနေပါတော့တယ်အဲ့ဒါနဲ့ကလေးလေးအတန်ကြားရကြည့်လိုက်တော့တခုခုလာနေပြီတော်တော်ပြင်းတဲ့စွမ်းအားရှင်ပဲထင်နေဆိုပြီးကြည့်လိုက်တော့ထင်ထားသလိုမဟုတ်ပဲကောင်မလေးတယောက်ထွက်လာပြီးနန်ရန်ပြိုသွားတာလားဆိုပြီးလာမေးပါတော့တယ်ခဏနေတော့ကောင်မလေးကတကယ်ကြီးနန်ရန်ပြိုသွားတာပဲဘလို့လက်နဲ့များတိုက်ခိုက်လိုက်လို့အခုလောက်ထိဖြစ်သွားတာလဲဆိုပြီးတွေးနေပါတော့တယ်ဒီလိုနဲ့ကောင်မလေးကမကောင်းဆိုးဝါးနာကပ်သွားပြီးနင်တကယ်ပဲနန်ရန်ဖြိုလိုက်တာလားဘာလို့အခုလောက်ထိလောက်တာလဲပြီးတော့တခြားသူတယောက်နဲ့နင်စကားပြောနေတာလားမြင်နေကြပုံစံနဲ့မတူပဲမကောင်းဆိုးဝါးကြီးကတမူထူးခြားနေတာကြောင့်ကောင်မလေးကမေးနေပါတော့တယ်နောက်ပြီးတော့မကောင်းဆိုးဝါးတစ်ကောင်ကဒူးဖော်သူတယောက်ကိုချက်ချင်းတိုက်ခိုက်ချေမုန်းရမယ့်အစားခွင့်လွှတ်ပြီးစကားတွေပြောနေတာလက်ခံနိုင်စရာမရှိဘူးလို့ပြောနေခဲ့တယ်တကယ်ပဲယုံကြည်စိတ်ချရတဲ့မကောင်းဆိုးဝါးတစ်ကောင်ဟုတ်ရဲ့လားလက်ခံနိုင်စရာရောရှိသေးသလားလို့မေးခဲ့တယ်ကောင်မလေးအမိတ်ပေးနေတာကိုကြည့်ပြီးကလေးကဒီကောင်မလေးကတော်တော်အာနာရှိတာပဲလို့တွေးနေခဲ့တယ်ဒါမှန်ကောင်မလေးတယောက်ကမကောင်းဆိုးဝါးတွေကိုအမိတ်ပေးနေပြီးမကောင်းဆိုးဝါးတွေပြပြဝတ်နေတာအောင်အမိတ်ပေးနိုင်တာကတောင်းယုံတန်ယုံမဟုတ်ဘူးဆိုပြီးကလေးတယောက်တွေးနေပါတော့တယ်အဲ့ဒါနဲ့မိန်းကလေးလည်းမကောင်းဆိုးဝါးနန်ရန်ဖြူတာနဲ့ပတ်သက်ပြီးဇူနေပါတော့တယ်နောက်တစ်ခါထပ်မဖြစ်အောင်နန်ရန်ပြိုတာမမြင်ချင်သလိုနောက်ထပ်လည်းပျက်စီးတာတွေမတွေးချင်ဘူးလို့ပြောနေခဲ့တယ်ဒီလိုနဲ့ကောင်မလေးကကလေးဘက်ကိုလှည့်လာပြီးအခုလိုစောင့်နေရတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးပြောကသူနဲ့အတူလိုက်ခဲ့ဖို့ခေါ်လာပါတော့တယ်ကလေးလည်းကောင်မလေးကိုကြည့်ပြီးဒါမှန်ကောင်မလေးပါပဲကြီးကတာပေါင်းသင်းဆက်ဆံရတာမစိုးတော့ဘူးဆိုပြီးတွေးနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းခုနကအခန်းထဲကထွက်လာတာလားအခန်းထဲကထွက်မလာခင်ထူးဆန်းတဲ့အရာတွေကြားနေရတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကောင်မလေးလည်းအကြောင်းတွေပြောချင်လို့လိုက်လာခဲ့ပါအခန်းထဲရောက်ရင်ရှင်းပြမယ်လို့ပြောပါတယ်ကလေးလည်းဒီကောင်မလေးကငါ့ကိုဖျားယောင်းနေတာလားဒါမှမဟုတ်တိုက်ခိုက်ခြင်းလို့ဟန်ဆောင်ပြီးများခေါ်နေတာလားဆိုပြီးတွေးနေပါတော့တယ်အတွေးတွေများနေတဲ့ကလေးကိုကောင်မလေးကဘာမှစိတ်မပူပါနဲ့ဒီဘက်ကလူနေရက်ကွက်ပါကြောက်စရာမရှိဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းဒါကဒန်ဂျီရွန်အစိပ်အပိုင်းမဟုတ်ဘူးလားမကောင်းဆိုးဝါးတွေမရှိဘူးလားဘာလို့တာမန်ရက်ကွက်လဲလို့မေးခဲ့တယ်ကောင်မလေးကလည်းဘာမှပြောမနေတော့ပဲအဲခန်းထဲကိုခေါ်သွားပြီးအချင်းချင်းမိတ်ဆက်ကြပါတော့တယ်ကောင်မလေးကကလေးနာမည်ကိုသိနေတာကြောင့်ကလေးအံ့ဩသွားခဲ့တယ်ကောင်မလေးကအင်အားကြီးပြီးအစွမ်းအစရှိတဲ့ဒူးဖော်သူတွေဆိုအာယုံခံလို့ရတာကြောင့်သိနေတယ်လို့ပြောခဲ့တယ်ခဏနေတော့ကောင်မလေးကကလေးကိုကျမနဲ့အတူဒီမှာအလုပ်လုပ်မလားဒီရက်ပိုင်းအကူအညီတွေအများကြီးလိုနေတာဒန်ဂျီရုံမှာအလုပ်လုပ်ရင်တော့မကောင်းဆိုးဝါးတွေအများကြီးဆက်ဆံရမှာအရေးကြီးတာမကောင်းဆိုးဝါးတွေကိုထိမ့်သိမ့်နိုင်မဲ့လူတယောက်လုံးနေတာအဲအတွက်အလုပ်လုပ်ပေးပါလို့ကလေးလေးကိုတောင်းဆိုခဲ့တယ်ကလေးကလည်းရှစ်လွာမှာသူအလုပ်မလုပ်နိုင်ကြောင်းမကောင်းဆိုးဝါးတွေကိုလည်းမထိန်ချုပ်ချင်တယ်လို့စကားတွေလည်းမပြောချင်ဘူးလို့ပြောခဲ့တယ်ငါအဖေက6လွာမှာပျောက်သွားတာသိကြတာကသူကမကောင်းဆိုးဝါးတွေအသက်ခံရလို့ပျောက်သွားတာဖြစ်နိုင်တယ်ငါကအဲ့ဒါကိုလုံးဝမကျင်တယ်ဘူးဒါကြောင့်မကောင်းဆိုးဝါးတွေနဲ့ဆက်တက်ခိုင်မယ်ရှုံးရင်အလုပ်လုပ်မယ်လို့ပြောခဲ့တယ်အုတ်ချုပ်ရေးမှုကလည်းကလေးသဘောပါဆက်တိုက်မယ်ဆိုဒန်ဂျီရွန်ဘက်ကလုံးဝအရှုံးမပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချုပ်ရေးမှုလည်းချက်ချင်းပဲသူ့ရဲ့မော်တုတ်တန်ကိုထုတ်ပြီးကလေးကိုတိုက်ဖို့ပြင်မာတော့တယ်ကလေးလည်းမော်တုတ်တန်ကိုကြည့်ပြီးတေချာတာကငါအဖေကိုအဲ့မော်တုတ်တန်နဲ့တတ်လိုက်တာဖြစ်မယ်ငါတေချာရှောင်ရမယ်သူ့ကိုနိုင်အောင်တိုက်မယ်ဆိုပြီးတွေးနေပါတော့တယ်တစ်ဖက်ကတိုက်လာတဲ့မော်တုတ်တန်ကိုကလေးကတေချာရှောင်နေတာကြောင့်အုတ်ချုပ်ရေးမှုအံ့ဩနေပါတော့တယ်ငါထင်ထားတာထက်တောင်သူကကောင်းနေပါလားရှောင်းနိုင်တင်းနိုင်ပါလားလို့တွေးပြီးအံ့ဩနေပါတော့တယ်ဒီလိုနဲ့အုတ်ချုပ်ရည်မှုလဲမိုးကြစေတိန်ထူစေဆိုတဲ့မတန်ကိုရွတ်လိုက်တာကြောင့်ကလေးတယောက်မခံနိုင်ပဲမေမျောသွားပါတော့တယ်ကလေးတယောက်နိုးလာတော့17လကိုရောက်နေပြီးအုတ်ချုပ်ရည်မှုအခန်းထဲမှာဆိုတာကိုသိလိုက်ရပါတော့တယ်အုတ်ချုပ်ရည်မှုလဲမင်းရှုံးသွားပြီးငါနဲ့အတူတူအလုပ်လုပ်မှာလားဒန်ဂျီရိုတွေကိုထိမ့်မှာလားလို့မေးခဲ့တယ်အဲ့ဒါနဲ့ကလေးလဲအစင်မပြေကြောင်းမကောင်းဆိုးဝါးတွေကိုမထိန်ချင်ဘူးလို့ပြောခဲ့ပါတယ်ခဏနေတော့အုတ်ချုပ်ရည်မှုကငါတို့မကောင်းဆိုးဝါးတွေကိုတခြားကဘာကငှားတာသူတို့ကိုအလုပ်အတွက်အင်တာဗျူးခေါ်တာအလုပ်ခန့်တာရှိတယ်နေရာချတာတွေရောဒါတွေကိုလုပ်ရမယ်လို့ပြောခဲ့တယ်ပြီးတော့လောက်ခတရက်ကိုရွှေတင်းက10ပြားပေးမယ်လို့ပြောတော့ကလေးလန့်သွားခဲ့တယ်ကလေးတယောက်လဲဒန်ဂျီရုံမှာမကောင်းဆိုးဝါးတွေကိုနေနှင်းဖို့ထွက်လာပြီးမဲ့မကောင်းဆိုးဝါးတွေနဲ့အတူတူအလုပ်လုပ်ရမယ်ဆိုတာကြောင့်စိတ်ညစ်သွားပြီးအ
အပိုင်းတစ်ဇလန်းလေးလဲပြီးဆုံးသွားပါတော့တယ်ကဲပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်းနှစ်ဇလန်းလေးမှာတော့ကလေးတယောက်တန်ကြီးတော်မှာမကောင်းဆိုးဝါးရင်နဲ့ဘလို့အလုံးလုံးမလဲဆိုတာကိုတော့ဆက်လက်ဆောင်မြော်ကြည့်ရှုကြပါဦးနော်အပိုင်းနှစ်ဇလန်းလေးအစမှာတော့ရှေ့တုန်းကလူတယောက်ကခီးသွားလာဖြတ်သွားရင်အန်တိုမော့ဆိုတဲ့ရွာလေးတစ်ယောက်ကိုတွေ့လိုက်တယ်ခီးသွားလဲအန်တိုမော့ကူလေးတဲ့ကိုဝင်ကြည့်လိုက်တော့မကောင်းဆိုးဝါးတွေအများကြီးတွေ့လိုက်ရတယ်မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ရင်ယေဒနာတွေရလာတော့တခြားသူတွေကိုလည်းသူကြုံခဲ့တွေ့ခဲ့တာတွေကိုဝေမျှခဲ့တယ်ဒါကြောင့်နောက်တော့တွင်တူစွန်စားသူတွေပေါ်များလာပြီးအန်တိုမော့လေးကိုဒန်ဂျီရိုမကောင်းဆိုးဝါးတွေရှိတဲ့နေရာဆိုပြီးအမိပေးခေါ်ခဲ့ကြတာဖြစ်ပါတယ်နောက်တဖြည်းဖြည်းလူသိများလာပြီးအန်တိုမော်လေးအနီးအနားမှာဆိုင်ခန်းတွေလူနေထိုင်ရာတွေအဆောက်အအုံတွေတည်လာခဲ့ကြတယ်နောက်တဖြည်းဖြည်းနေထိုင်သူလူဦးရေများလာပြီးဈေးဆိုင်တွေကလည်းများပြားလာတာကြောင့်မြို့လေးကိုအန်တိုမော့မြို့လေးဆိုပြီးခေါ်ခဲ့ကြတယ်နောက်တော့စွန်စားသူတွေတွင်တူသူတွေစူဇန်ဖော်ထုတ်မှုတွေကြောင့်ဒန်ဂျီရွန်ကူရဲကယေဒနာတွေကိုကောက်ယူရရှိမှုများလာပြီးမြို့လေးရဲ့စီးပွားရေးကအဆအဆအရာရာဆိုပြေလာခဲ့တယ်ဒီနေ့အထိမှတ်တမ်းအထိဒန်ဂျီရွန်9ထပ်မြောက်အထိပဲစွန်စားသူတွေဆင်းလာနိုင်သေးပါတယ်အထက်နေလေးမကောင်းဆိုးအန်ဒီရများပြီးယေဒနာပစ္စည်းတွေကလည်းတန်ဖိုးကြီးတာကြောင့်စွန်စားသူတွေကမဆင်းနိုင်သေးပါဘူး9ထပ်မြောက်လောက်ကိုဆင်းနိုင်ရင်တော့မကောင်းဆိုးဝါးတွေရဲ့တတိဖြစ်နိုင်တယ်ဆိုပြီးအားလုံးကခံမှန်းထားကြတာဖြစ်တယ်အခုကလေးတယောက်က9ထပ်မြောက်မပြောနဲ့9ထပ်မြောက်အထိတောင်ဆင်းနိုင်ပြီးမကောင်းဆိုးဝါးတွေစီကယေဒနာတွေလည်းရလာတယ်လို့အုတ်ချိုရည်မှုကောင်မလေးနဲ့လည်းတွေ့ဆုံခဲ့ပါတယ်ဒါကအန်တိုမော့သမိုင်းမှာဆယ်ကျော်တက်လေးတယောက်ကကိုထက်အထိဆင်းနိုင်ပြီးသမိုင်းမှတ်တမ်းစိုက်ထူနိုင်ခဲ့တာလည်းဖြစ်တယ်ဖြစ်ချင်တော့ကလေးတယောက်ကအောက်ထက်တွေကိုဆက်ဆင်းပြီးယေဒနာတွေရှာခြင်းပေမဲ့အုတ်ချိုရည်မှုကိုအနိုင်မယူနိုင်ခဲ့တာကြောင့်ဂတိအတိုင်းဒန်ဂျီရိုမှာအလုပ်လုပ်ခဲ့ရပါတော့တယ်ဒီလိုနဲ့အုတ်ချိုရည်မှုကကလေးတယောက်နေရမယ့်အခန်းကိုလိုက်ပြခဲ့တယ်အခန်းဖွဲ့စည်းပုံကလည်းခန်းခန်းနားနားမရှိပဲတာမန်ဟောကန်းလေးတစ်ခုလိုသာဖြစ်နေတာကြောင့်ကလေးအံ့ဩနေခဲ့တယ်ပဒင်းပေါက်ကနေတော့ရှုခင်းလိုမျိုးတွေလှမ်းမြင်နေရပြီမဲ့လဲအပြင်ထွက်လိုက်ရင်နိုင်နေပဲရှိတယ်လို့ကလေးကိုတတိပေးခဲ့တယ်ပဒင်းပေါက်ကအလင်းရောင်ကလည်းအချိန်အခါပေါ်မူတည်ပြီးအယောင်ပြောင်းနေပြီးတတိထားဖို့လည်းပြောခဲ့တယ်ပြီးတော့ဒန်ဂျီရုံကလူတွေကညဘက်မှာအလုပ်လုပ်တာဖြစ်တာကြောင့်နေကင်းဘက်တွေအားရင်အားသလိုအာမွေထားဖို့ကိုလည်းကြိုတတိပေးခဲ့တယ်အဲဒါနဲ့အုတ်ချွေမှုလည်းအောက်ထက်တွေကိုလိုက်ပြပေးမယ်လှုပ်တင်လှုပ်ထိုက်တာတွေကိုလည်းတင်ကြားပေးမယ်လို့ပြောတော့ကလေးကရှင်းမှာအချိန်ပိုရောရှိလို့လားအားတဲ့အချိန်ရောရှိလို့လားလို့မေးခဲ့တယ်အုတ်ချွေမှုကလည်းအထက်နေတွေကမကောင်းဆိုးဝါးတွေကတိတ်အင်အားမကြီးသေးတာကြောင့်အောက်ထက်တွေကိုမအုပ်ချုပ်ရဘူးလို့ပြောခဲ့တယ်တေချာတာကအထက်မြင့်တွေကမကောင်းဆိုးဝါးတွေကအင်အားကြီးတာကြောင့်သူတို့ကိုတေချာကိုင်းတွဲကိုကေးရတယ်လို့ပြောခဲ့တယ်အုတ်ချွေမှုကလည်းဘာမှစိတ်မပူဖို့ကလေးကိုအားလုံးတင်ပေးမှဖြစ်တာကြောင့်တေချာလေးမှတ်ထားဖို့ပြောခဲ့တယ်ကလေးကလည်းအပြင်းမာသာတန်မာခြင်းအောင်ဟန်ဆောင်ထားပြီးမြဲစိတ်ထဲမှာတော့မကောင်းဆိုးဝါးတွေကိုကင်တွယ်ရမှာအနှင်းငယ်တော့ထိတ်လန့်နေခဲ့ပါတယ်ခဏနေတော့ရှုပ်ပွားပြီးထိန်ချုပ်ခန်းကိုခေါ်သွားခဲ့တယ်အခန်းကပစ္စည်းတွေရှုပ်ပွားပြီးခြေချစရာမရှိတာကြောင့်ကလေးတယောက်ရှင်းပြဖို့အကြံပေးခဲ့ပါတယ်အုတ်ချိုရည်မှုကလည်းအရေးကြီးတဲ့အစီအရင်တွေကိုဒီမှာလောက်တာကြောင့်တေချာစီစဉ်ပေးဖို့ပြောပါတယ်ဆက်ပြီးအုတ်ချိုရည်မှုကအဲ့တဲ့အတွက်လက်ခံတွေ့ဆုံခန်းတွေနားနေခန်းတွေဓမင်းစားခန်းတွေလိုက်ပြပေးပါတယ်ဓမင်းစားခန်းကိုကြည့်ပြီးတေးလုံးတာကြောင့်ကလေးကပိုကြီးတာလေးလုပ်ဖို့အကြံပေးခဲ့တယ်အုတ်ချိုရည်မှုကလည်းအခုလောလောဆယ်မအားသေးတာကြောင့်လူအင်အားလေးများလာရင်ထက်ချက်ပြီးပြင်ဆင်မယ်လို့လည်းပြောခဲ့ပါတယ်အခန်းတွေလိုက်ပြနေရင်မကောင်းဆိုးဝါးတန်ဖိုးကြီးပစ္စည်းတွေပြီးတော့လူသေးကောင်းတွေကိုစားခဲ့တဲ့အကြောင်းလည်းပြောပြခဲ့တယ်စွန်စားသူတွေမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်တာမနိုင်လို့တည်သွားရင်လူသေးကောင်းတွေကိုစားဖြစ်ပြီးအားပြန်ဖြည့်တာဖြစ်တယ်လို့ပြောခဲ့တယ်ကလေးလည်းအုတ်ချိုရည်မှုပြောတာကြားပြီးသူ့သေးမာကိုတွေးပြီးခက်လန့်လန့်ဖြစ်နေပါတော့တယ်နောက်ပြီးငကားအမိတွေလည်းစိတ်ကြိုက်တက်ဖြတ်စားသုံးနေတာသိသွားပြီးကလေးတယောက်ပိုလန့်သွားပါတော့တယ်စိတ်ထဲမှာတော့တော်တော်ဆိုးတဲ့မကောင်းဆိုးဝါးတွေပါလားဆိုပြီးတွေးနေပါတော့တယ်ဒီလိုနဲ့အုတ်ချိုရည်မှုကကလေးလေးကိုတတူတွေကြောင်းမြစ်တွေရှိတဲ့တွင်းထက်ပစ္စည်းတွေလိုက်ပြခဲ့တယ်လိုက်ပြရင်အဖိုးတန်ပစ္စည်းတွေကိုလိုအပ်ရင်လိုသလိုယူသုံးလို့ရတာကြောင့်ကလေးတယောက်ပျော်သွားခဲ့တယ်လောက်ခါလာစားလည်းအများကြီးပေးထားတဲ့အပြင်တွင်းထွက်ယေဒနာတွေကိုလည်းလိုအပ်သလိုယူသုံးခွင့်ပေးထားတာကြောင့်အုတ်ချိုရည်မှုကိုသဘောကျနေခဲ့တယ်ပြီးတော့ဂိုလန်လက်တွေကိုအုတ်ချိုရည်မှုကထုတ်ပြခဲ့တယ်ဂိုလန်လက်တွေကတန်ဖိုးကြီးပြီးတနေရာမှာအသုံးဝင်နိုင်တာကြောင့်တန်ဖိုးထားဖို့ကလေးလေးကိုပြောခဲ့တယ်ကလေးကတော့စိတ်ထဲမှာဘာမှတန်ဖိုးမရှိတာကြောင့်အမိုက်ကိုဘာလို့တန်ဖိုးထားနေလဲဆိုပြီးတွေးနေပါတော့တယ်ဒီလိုနဲ့အုတ်ချိုရည်မှုတယောက်ကလေးကိုတန်ကြီးရုံကအရေးကြီးဆုံးပုံဆောင်ခဲအခန်းကိုခေါ်သွားခဲ့တယ်အထက်ရောက်တော့ဖိတ်တောက်နေပြီးစွမ်းအားမြင်မားပုံရောက်တဲ့ပုံဆောင်ခဲကြီးကိုမြင်လိုက်ရပါတော့တယ်အဲ့ဒီပုံဆောင်ခဲဘေးကနေမ
မော်ကူပစ္စည်းတွေထုတ်လို့ရတာကြောင့်ကလေးအံ့ဩသွားခဲ့တယ်ဒီလိုနဲ့ကလေးတယောက်ချက်ချင်းပဲတံပိုးကြီးယတနာတွေကိုတွားကြည့်လိုက်တော့စွမ်းအားမြင့်မော်ပစ္စည်းတွေလို့ခံစားလိုက်ရပါတယ်ကလေးကိုကြည့်ပြီးအုတ်ချိုရည်မှုကလည်းအခုခံစားမိပြီမလားတိတ်စွမ်းတဲ့မော်ပစ္စည်းတွေကိုလိုအပ်ရင်ယူသုံးပါလို့ပြောခဲ့တယ်ကလေးတယောက်လည်းသူ့အပေါ်မထင်ထားလောက်အောင်တိတ်ကောင်းပြီးအရာရာဖြည့်တွေးပေးတဲ့အုတ်ချိုရည်မှုကိုအစားကတော့အမြင်ဆောင်နေပြီမဲ့နောက်ပိုင်းသူ့စိတ်တက်လေးကိုတဖြည်းဖြည်းသဘောကျလာပါတော့တယ်ပြီးတော့အုတ်ချိုရည်မှုကလည်းအဲ့ဓာတွေကမော်တက်ကူပစ္စည်းတွေတခါတလေလိုအပ်ရင်မကောင်းဆိုးဝါးတွေကိုငှားရတယ်ဒါကြောင့်ကလေးမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ပြီးရင်အဲကြောက်တုံးတွေရလာတာလို့ပြောခဲ့တယ်ထပ်ပြီးတော့လေအုတ်ချိုရည်မှုကမကောင်းဆိုးဝါးတွေကိုကိုဘွားအသက်ပြန်သွင်းလို့ရတဲ့အကြောင်းလည်းပြောခဲ့တယ်ဥပမာကလေးတယောက်ကိုနောက်ပုံတူတယောက်ပွားပြီးအသက်သွင်းလှုပ်ရှားလို့ရတဲ့အကြောင်းလည်းပြောခဲ့တယ်မော်ကူပစ္စည်းတွေကိုသုံးပြီးမကောင်းဆိုးဝါးတွေကိုအသက်သွင်းပြီးတိုက်ခိုက်ခိုင်းတယ်လို့ပြောခဲ့တယ်တကယ်လို့အသက်သွင်းထားတဲ့မော်ပစ္စည်းတွေကိုဖျက်ဆီးမိသွားခဲ့ရင်ပုံတူပွားထားတဲ့အရာကချက်ချင်းသိပြီးပျောက်ကွယ်သွားမယ်လို့လည်းပြောခဲ့တယ်မော်ကြောက်တုံးတွေကမကောင်းဆိုးဝါးတွေလိုသလိုသုံးလို့ရတာကြောင့်သူတို့ကိုယ်တွေကနေတည်သွားရင်ရတာလို့ပြောပြခဲ့တယ်အဲ့ဒါနဲ့ကလေးလဲဒါဆိုမော်ကြောက်တုံးတွေကိုလိုသလိုရနေတာကြောင့်အုတ်ချိုရည်မှုကတန်ဖိုးမထားပဲသုံးညင်သလိုသုံးနေတာလားလို့မေးခဲ့တယ်အုတ်ချိုရည်မှုကလည်းအဲ့လိုမဟုတ်ကြောင်းတွင်းနဲ့လေယေဒနာတွေကထင်ထားတာထက်တောင်ပိုပြီးများနေတာကြောင့်လိုသလိုအသုံးပြုနေတာလို့ပြောပြခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရည်မှုကလည်းရှင်ကဆွဲဆောင်မှုရှိပါတယ်ကလေးဒါကြောင့်မော်ကြောက်တုံးတွေကိုလည်းလိုသလိုယူသုံးပါပြီးတော့10ထက်လောက်ကမကောင်းဆိုးဝါးတွေနဲ့စပြီးဆက်ဆံထိတွေ့ကြည့်ပါလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလဲဟိုတလောက6ထက်ကမကောင်းဆိုးဝါးနဲ့တောင်တော်တော်တိုက်ယူရတာအခု10ထက်ကမကောင်းဆိုးဝါးတွေနဲ့ဆက်ဆံရင်ပိုပြီးခက်ခဲလာမှာအမှန်ပဲဒါကြောင့်အခုထပ်ပိုပြီးတန်မာရမယ်တိုက်ရခိုက်ရည်တွေကိုပိုပြီးအဆင့်မြင့်တင်ရမယ်လို့တွေးနေပါတော့တယ်ဒီလိုနဲ့ကလေးကိုအုတ်ချိုရည်မှုတယောက်ပိုပြီးတန်မာလာအောင်ပုံဆောင်ခဲတဲ့ထည့်ပြီးမော်ပညာတွေတွင်းပေးလိုက်ပါတော့တယ်အဝိပလာနဲ့ကလေးတယောက်ကိုမော်ပညာတွေအပြင်မော်ကြောက်တုံးကိုလည်းကိုယ်ထဲထည့်ပေးလိုက်ပါတော့တယ်ခဏနေကလေးတယောက်တတိပြန်ဝင်လာပြီးအုတ်ချိုရည်မှုကိုကျေးဇူးတင်ကြောင်းပြောပါတယ်အုတ်ချိုရည်မှုကလည်းမလိုကြောင်း10ထက်လောက်ကမကောင်းဆိုးဝါးတွေနဲ့ဆက်ဆံရင်ပုံမှန်ထက်အင်အားကြီးနေမှာဖြစ်မှာမဟုတ်ရင်မကောင်းဆိုးဝါးတွေဖိနှိပ်တာခံရမယ်ဆိုပြီးပြောနေပါတော့တယ်ခဏနေတော့2ယောက်သားပို့ဆောင်ရေးဇဝင်းတွေကထွက်လာပြီးပထမအထက်ကိုဆင်းလာပါတော့တယ်ကလေးလည်းမထင်မထားလောက်အောင်အစင်မြင့်နေတဲ့အုတ်ချိုရည်မှုရဲ့တန်ကြီးတုံဖွဲ့စည်းပုံအလုပ်လုပ်ပုံတွေကိုကြည့်ပြီးသဘောကျနေပါတော့တယ်အဲ့ရောက်တော့မကောင်းဆိုးဝါးတွေကိုပစ္စည်းတွေတဲခိုင်းနေရာချပေးနေတဲ့ရန်ကတ်နဲ့မိတ်ဆက်ပေးခဲ့တယ်လေးလာစူးစမ်းရေးသမားကလေးနောက်ဆိုအတူတူတွဲလို့ရမှာမလို့လာမိတ်ဆက်ပေးတာလို့ပြောခဲ့တယ်ဒါကိုရန်ကတ်ကမင်းကိုမြင်မှုတလို့လိုပဲတငယ်ချင်းမရှိပဲတယောက်တည်းသွားနေတဲ့ကောင်မလေးမလားလို့မေးခဲ့တယ်ကလေးကလည်းရန်ကတ်ပြောတာကိုစိတ်ဆိုးသွားပြီးတန်ကြီးတို့မှအုပ်စုဘက်လှုပ်ရှားတာထက်တယောက်တည်းဆွန်စားတာပိုအဆင်ပြေပါတယ်အုပ်စုဘက်ပြောပါပြီးအလေလိုက်နေရမယ်နေရမဟုတ်တာကြောင့်တယောက်တည်းသွားတာပိုအဆင်ပြေပါတယ်လို့ပြောလိုက်ပါတယ်တနေ့တန်ကြီးတို့9ရွာကိုဆွန်စားသူတွေရောက်လာခဲ့တယ်ဒါကိုကလေးတယောက်တတိထားပြီးတိုက်ခိုက်ဖို့လုပ်နေပါတော့တယ်ဆွန်စားသူတွေကထုံးစံအတိုင်းယတနာတွေလာရှာတာကြောင့်ကလေးတယောက်တည်းတန်ကြီးတို့တွေကဘာကူမှမပေးနိုင်တာကြောင့်အလေးဝင်တိုက်ခိုက်ဖို့ချောင်းနေပါတော့တယ်ဆွန်စားသူတွေကလည်းအနီးနားမှာတယောက်ယောက်ရှိနေတာကိုရိပ်မိသွားပြီးတတိထားဖို့လုပ်နေပါတော့တယ်တစ်ဖက်မှာလည်းအုတ်ချိုရည်မှုကရန်ကတ်အနေနဲ့ကလေးကိုစောက်ကြည့်ဖို့မှားနေသလိုခိုင်းဖို့လည်းမှားနေပါတယ်ဒါပေမဲ့ကလေးကသူတို့တက်ထင်ထားတာတက်တောင်အလုပ်တွေလုပ်နေပြီးကောင်းကောင်းကြီးမကောင်းဆိုးဝါးတွေကိုထင်းချုံနိုင်တာကြောင့်အံ့ဩနေပါတော့တယ်ဆွန်စားသူတွေကိုလည်းတိုက်ခိုက်နှိမ်နှင်းနိုင်သလိုအားတဲ့ဂျားတွေကနေမကောင်းဆိုးဝါးတွေကိုနေရာချတာပစ္စည်းတဲတာပိုးတာတွေကိုလည်းလာကူပေးနေတာကြောင့်ရန်ကတ်အံ့ဩနေပါတော့တယ်ရန်ကတ်ထက်တောင်အလုပ်ကိုပို့လုပ်ပြီးခဏလေးပြီးအောင်လဲအားလုံးကိုစီမံနိုင်တာကြောင့်ထင်ထားတာထက်တောင်ကလေးကအထင်ကြီးစရာကောင်းနေတာကိုရန်ကတ်လက်ခံလိုက်ပါတော့တယ်ဒီလိုနဲ့ကလေးတယောက်လဲချက်ချင်းပဲနားချိန်မှာတော့တုတ်ဆိုင်မနေတော့ပဲချက်ချင်းအလွှာတွေကိုဆင်းပစ္စည်းတွေကိုကူတယ်ပါတော့တယ်ပစ္စည်းတွေကိုလည်းတာမန်လူတွေထက်တောင်ပိုတင်နိုင်ပြီးကိုလမ်းမကောင်းဆိုးဝါးတွေကိုလည်းထင်ထားတာထက်တောင်ထိန်းနိုင်တာကြောင့်ရန်ကတ်လက်လျှော့သွားပါတော့တယ်ပါဇက်ကဖွင့်ရပြီးမင်းထင်ထားတာထက်တောင်လုံနိုင်တာပဲတကယ်ချီးကျူးပါတယ်ညံကြီးရှင်ပီတာပါတယ်လို့ပြောခဲ့တယ်ကလေးတယောက်အလုပ်တွေပြီးလို့အုတ်ချိုရည်မှုစီပြန်သွားတော့လေအုတ်ချိုရည်မှုကအခန်းကိုရှင်းနေခဲ့ပါတယ်ကလေးလည်းမနေတတ်တာကြောင့်ဝိုင်းကူပေးတော့ထင်ထားတာထက်တောင်အလုပ်တွေစောပြီးပြီကူညီပေးခြင်းနဲ့စိတ်ရှိတဲ့ကလေးကိုသဘောကျနေခဲ့တယ်စိတ်ထဲမှာတော့ဒီတစ်ခါအလုပ်သမားရွေးတာလူရွေးမှန်သွားတယ်ဆိုပြီးကလေးတယောက်သဘောကျနေပါတော့တယ်ကလေးတယောက်ဝိုင်းကူစဉ်းစားပေးနေတာကိုကြည့်ပြီးအုတ်ချိုရည်မှုတယောက်ပြုံးနေရင်အပိုင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်းသောဇလန်းလေးမှာတော့ကလေးတယောက်အထက်မြင့်ကမကောင်းဆိုးဝါးတွေကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာဆက်လက်ဆောင်မြောက်ကြည့်ရှုပေးပါအောင်နော်ကလေးနဲ့အုတ်ချိုရည်မှုတို့နှစ်ယောက်ထင်းချိုရည်စခန်းကိုရှင်းနေရင်စကားတွေများနေကြပါတော့တယ်ကလေးတယောက်ကလည်းအခန်းရှင်းရင်
ထူးဆန်းတဲ့လက်နက်ကြီးကိုတွေ့ပြီးစမ်းဖို့လုံနေရင်အုတ်ချိုရီမှုကမတုံးဖို့တတိပေးလိုက်ပါတော့တယ်မတုံးတပဲရှောက်သုံးနေရင်တခြားအန်နီရဲတွေကြုံလာမှစိုးလို့အော်ပြီးတတိပေးလိုက်တာကိုကလေးတယောက်ကသဘောမကျခဲ့ပါဘူးနှစ်ယောက်သားစကားပြောနေရင်အုတ်ချိုရီမှုလက်နက်ကြီးနဲ့ပတ်သက်ပြီးတခုခုကိုတတိရသွားတာကြောင့်ဝမ်းနေပြီးငိုကြွေးပါတော့တယ်ကလေးကလည်းဓာလေးခဏလေးကန်ပြီးတာငိုစရာလိုလားဆိုပြီးအုတ်ချိုရီမှုကိုပြောပါတော့တယ်အုတ်ချိုရီမှုကကလေးကိုဘာမှပြန်မပြောတော့ပဲသူ့ဘာသာငိုနေပါတော့တယ်ဒီလိုနဲ့ rank ရောက်လာပြီးအခန်းရှင်းနေတာလဲအံ့ဩသွားတဲ့အပြင်ပြီးတော့ကလေးတယောက်ငိုနေတာလဲတွေ့သွားပြီးစိတ်ပူသွားပါတော့တယ်ဘာဖြစ်လို့ငိုနေတာလဲအုတ်ချိုရီမှုအစင်မပြေတာရှိလို့လားချက်ချင်းပြောကူညီပေးမယ်လို့ပြောခဲ့တယ် rank စကားလေးဆုံးရောအုတ်ချိုရီမှုကထိန်သိမ်းရင်စကန်ကိုရှင်းနေရင်တတိယသွားလို့ငုံမိတာပါဘာမှထွေထူးမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒီလိုနဲ့ rank လည်းတေချာနာတောင်အရှုပ်ထုံးမရှိပဲနေနိုင်တဲ့လူဆိုတာရှိတယ်မင်းကဘာလို့အုတ်ချိုရီမှုကိုအခန်းတွေရှင်းခိုင်းနေတာလဲသူကအစတည်းကအတိုင်းနေတတ်တာအုတ်ချိုရီမှုမလုပ်ချင်တာတွေကိုအတင်းမလုပ်ခိုင်းဖို့ပဲပြောခဲ့တယ်ပြီးတော့ rank ကလေးအတွက်သူကိုယ်တိုင်လှုပ်ထားတဲ့တစ်သားထိုင်ကုန်လေးပေးခဲ့တယ်ကလေးလည်းသူလိုချင်တာလေးတွေကိုလှုပ်ပေးလို့ rank ကိုကျေးဇူးတင်နေပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းကလေးကတိတ်ကိုအားကိုးရကြောင်းမထင်မှတ်ထားလောက်အောင်အလုပ်တွေလည်းစူးစမ်းပန်းစားလုပ်တာကြောင့်သူလူရွေးမှန်သွားပြီဆိုပြီးသဘောကျနေပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်း rank ကဒန်ဂျီရွန်တဲကလက်နက်တွေတန်ကြပ်ကားတွေထုတ်လုပ်နေတာသူကဘယ်ဘဲပိုင်းလဲအရန်တော်တာအဖက်ဖက်ကအားကိုးရတယ်လို့ပြောခဲ့တယ် rank လည်းပြန်သွားရောကလေးတယောက်တစ်သားထိုင်ကုန်လေးပေါ်ထိုင်ကြည့်နေရင်သဘောကျနေခဲ့တယ်ကလေးထိုင်နေတာကိုကြည့်ပြီးအုတ်ချိုရီမှုကလည်းပြုံးနေခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းငါတို့ဒီနေ့အခန်းထဲမှာပဲအလုပ်လုပ်မှာလားဘဲမှမသွားရဘူးလားလို့မေးခဲ့ပါတယ်အုတ်ချိုရီမှုလည်းရောင်ပြီးအော်မိသွားရင်ဟုတ်တယ်ဒီနေ့9လကိုလူတွေဝင်လာကြမှာအဲ့အတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဒီမှာပဲအလုပ်လုပ်မယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုလည်းအပြင်ထွက်เสียရမလို့ဘူးဒီထဲကပဲအလုပ်လုပ်မယ်ဆိုပြီးလမ်းပြမြေပုံကိုထုတ်ပြပါတော့တယ်အသင့်ဆွဲထားတဲ့မြေပုံကစမတ်နီးပညာကိုအသုံးပြုထားပြီးရန်သူအလားကိုစောင့်ကြည့်နေတာဖြစ်တယ်အုတ်ချိုရီမှုလမ်းပြမြေပုံကိုကြည့်ပြီးကလေးတယောက်အဆင့်မြင့်လိုက်တာဆိုပြီးသဘောကျနေပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းဒီနေ့လာမှာရေခဲဝင်ပလီတွေအဆွဲအဖွဲတခိုးတွေကြားဘူးလားလို့မေးခဲ့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းမျက်လုံးပြူးသွားပြီးကြားဘူးရင်တွေမကဘူးကလေးလေးတစ်ခါတုန်းကရေခဲဝင်ပလီခေါင်းဆောင်ကသူ့ကိုအဖွဲထဲဝင်ဖို့အတော်ဆုံးကောင်မလေးတယောက်ဖြစ်နေတဲ့ကလေးတယောက်ကိုသဘောကျပြီးခေါ်ပါတော့တယ်ကလေးကလည်းသဘောမကျတာကြောင့်သူတို့အဖွဲထဲမဝင်ခဲ့ဘူးလို့အုတ်ချိုရီမှုကိုပြောခဲ့ပါတယ်ကလေးတယောက်လည်း9လအထိတောင်ဝင်ပလီအဖွဲရောက်လာတာတိတ်ကိုတော်တယ်ဆိုပြီးချီးကျူးနေပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုလည်းအမှန်တိုင်းပြောရင်သူတို့ကစွန်စားသူတွေထဲမှာတော့အတော်ဆုံးပဲအသက်ငယ်ငယ်လေးတွေပေါင်းပြီးဖွဲ့ထားတဲ့အဖွဲလေးဖြစ်တယ်လို့ထိတ်တန်း9လကိုရောက်လာတာတော်ယုံတန်ယုံအရေးအချင်းတော့မဟုတ်ဘူးလို့ပြောနေရင်ဝင်ပလီအဖွဲအလားကိုစောက်ကြည့်နေပါတော့တယ်စောင့်နေရင်အုတ်ချိုရီမှုကြီးကတာသူတို့အဖွဲဒိုင်ပတ်နေပုံရတယ်အခုထိတက်မလာသေးတာတခုခုကိုဆွေးနွေးနေတယ်ထင်တယ်လို့ပြောခဲ့ပါတယ်အုတ်ချိုရီမှုလည်းသူတို့ဝင်ပလီအဖွဲကဒူးဖို့သူတွေထဲမှာဆိုရင်အတော်ဆုံးလို့လည်းပြောလို့ရတယ်လို့မကောင်းဆိုးအားတွေကြားမှာလည်းဂုံသတင်းမွေးတယ်လို့ပြောခဲ့တယ်အခုအချိန်ထိတိုက်ပွဲတွေဆင်နွှဲလာရင်ရှုံးပွဲလည်းမရှိသလိုမကောင်းဆိုးအားတွေကိုလည်းအနိုင်တိုက်နေတာကြောင့်နာမည်ကြီးနေတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုလည်းကလေးဝင်ပလီအဖွဲ့နဲ့တိုက်ချင်သလားလို့မေးခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလည်းအုတ်ချိုရီမှုကျမတူးဖို့သူတွေနဲ့ပြဿနာဖြစ်လို့မရသလိုရန်လည်းဖြစ်လို့မရဘူးလေဒါကြောင့်တူးဖို့သူတွေကိုမကောင်းဆိုးအားတွေရှင်းလိုက်မယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချိုရီမှုလည်းချက်ချင်းတိုက်ခိုက်ဖို့တာဝန်ကျတဲ့မကောင်းဆိုးအားကိုဆက်သွယ်ပါတော့တယ်မကောင်းဆိုးအားကလည်းရုတ်တရက်အုတ်ချိုရီမှုဆက်သွယ်လာတော့လန့်သွားပြီးကျွန်တော်ဘာအမားလို့လဲဘာတာဝန်မကြေတာများရှိလို့လဲဆိုပြီးမေးပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းရှင်းတော့မှနောက်လိုက်3ယောက်ပါတယ်မလားအထဲက1ယောက်ကိုပြန်ထုတ်လိုက်ပါကျမတို့ဒီကနေတူးဖို့သမားတွေကိုထိန်းချုပ်ခြင်းတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့မကောင်းဆိုးကလည်းဘလို့များထိန်းချုပ်မလဲဆိုပြီးမေးတော့မှန်ကြားခံမော်ပညာကိုသုံးမယ်ဆိုပြီးပြောလိုက်ပါတော့တယ်အခုအစ်စ်ဝင်လာတဲ့လေးဆန်ကိုမော်ပစ္စည်းထည့်ပြီးပြီသူ့ကိုဒီနေ့ကတိုက်ခိုက်သူတွေကိုထိန်းချုပ်ခိုင်းခြင်းလို့ကူညီပေးပါလို့ပြောခဲ့တယ်ကလေးလည်းအုတ်ချိုရီမှုအမိတ်ပေးတာတွေကိုသူနားမလဲတာကြောင့်သိသဘောမကျခဲ့ပါဘူးအဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းကလေးဆန်သူတို့အားလုံးနဲ့ညီးပြီးသွားပြီမင်းကိုမကောင်းဆိုးကအယိုးစုတွေကိုထည့်ပေးမယ်အယိုးစုတွေဝင်ပြီးမှန်ကြားခံမော်ပညာကိုသုံးပြီးဒူးဖို့ရေးသမားတွေကိုတိုက်ဖို့ပြောပါတော့တယ်အဲ့ဒါနဲ့ကလေးဆန်လည်းဘလို့တိုက်ရမှာလဲအယိုးစုကိုယ်တွေကိုဘလို့ဝင်ရမှာလဲဆိုပြီးမေးလိုက်ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းတောင်းပန်ပါတယ်အဲ့လိုသူများကိုယ်တည်းဝင်မတိုက်ပြရစီနဲ့ငါအယိုးစုတွေဝင်ရောက်လောက်အောင်မပိတ်မှုဆိုပြီးပြောနေပါတော့တယ်အယိုးစုတွေမဝင်ခြင်းတဲ့ကလေးတယောက်ကိုအုတ်ချိုရီမှုကတေချာစီစဉ်ပြီးအယိုးစုကိုယ်တည်းကိုသွင်းမှကြောင့်စိတ်မပူဖို့စိတ်ချလက်ချတိုက်ခိုက်ဖို့တွေးနေပါတော့တယ်ကလေးတယောက်လည်းသူမလုပ်ချင်တာတွေကိုအတင်းစွတ်လုတ်ခိုင်းနေတာကြောင့်စိတ်တူလာပါတော့တယ်ဒီလိုနဲ့အုတ်ချိုရီမှုတယောက်လည်း
အချိန်ဆွဲမနေတော့ပဲမော်ကြောက်တုံးကိုကိုင်းပြီးကလေးတယောက်ကိုချက်ချင်းအယိုးစုတွေဝင်ဖို့ပြောပါတော့တယ်ကလေးလည်းမလှုပ်ချင်ပေမဲ့ငင်းဆန်လို့မရတာကြောင့်ချက်ချင်းပဲအုပ်ချုပ်ရေးမှုစကားကိုနားထောင်လိုက်ပါတော့တယ်ချက်ချင်းအယိုးစုကိုယ်ထဲကိုတွင်းလိုက်တာကြောင့်ကလေးတယောက်အလဲကအယိုးကောင်းကိုယ်ထဲကိုဝင်ပြီးဒူဖော်ရစ်သမားတွေကိုတိုက်ခိုက်ဖို့ပြင်ပါတော့တယ်အဲ့ဒါနဲ့ကလေးတို့လည်းအချင်းချင်းမိတ်ဆက်ကြရင်ကလေးတယောက်တစ်သက်လုံးမကောင်းဆိုးဝါးရည်နဲ့တိုက်ခိုက်လာသမျှဒီနေ့မှာတော့မကောင်းဆိုးဝါးရည်နဲ့ပြန်ပြီးမိတ်ဖွဲ့နေတာကိုတွေးပြီးကလေးတယောက်သူ့ကိုယ်သူတော်မယုံနိုင်ဖြစ်နေပါတော့တယ်ဒါပေမဲ့လည်းတန်ကြီးရိုမှာအလုတ်လုံနေတာဖြစ်တာကြောင့်မကောင်းဆိုးဝါးရည်နဲ့မိတ်ဖွဲ့ပြီးအလုတ်လုံရမှာကိုပြန်တတိထားလိုက်ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းမကောင်းဆိုးဝါးကိုဘယ်လိုကူညီပြီးတိုက်ခိုက်ရမလဲမေးတော့မကောင်းဆိုးဝါးကအဆင်ပြေသလိုရှေ့တန်းထွက်ပြီးတိုက်ခိုက်လို့ပြောခဲ့ပါတယ်ပြီးတော့အထဲကအယိုးစုကမင်းခန္ဓာကိုမဟုတ်တာကြောင့်မင်းစွမ်းရည်အပြည့်ကိုပြသလို့မရတာကြောင့်အရန်ကြီးပင်ပန်းခံမကြိုးစားပါနဲ့လို့ပြောခဲ့ပါတယ်ကလေးလည်းအခုမှအစဖြစ်တာမလို့အမြဲတမ်းမကောင်းဆိုးဝါးရည်နဲ့တိုက်ခိုက်လာတာအခုတော့မကောင်းဆိုးဝါးဘက်ကပြန်တိုက်ခိုက်ရမယ်ဆိုတော့သူ့အတွက်အဆင်မပြေဖြစ်ခဲ့ပါတော့တယ်ဒီလိုနဲ့တိုက်ခိုက်ဖို့အတွက်ကလေးတယောက်ဓာတ်တွေအကာအကွယ်တွေကိုစစ်ကြည့်လိုက်တော့ထင်ထားသလောက်အလုံးမဖြစ်တာကြောင့်စိတ်ပြတ်သွားခဲ့တယ်သူ့မှာရှိတဲ့လက်နက်တွေထက်တောင်မဟန်တာကြောင့်စိတ်ညစ်သွားပါတော့တယ်ဒါပေမဲ့လည်းကလေးတယောက်တွေ့ဝေခြင်းမရှိပဲချက်ချင်းလက်နက်တွေဆွဲကတိုက်ခိုက်ဖို့ထွက်လာပါတော့တယ်ထွက်လာရင်လဲလက်နက်တွေကိုကန်ကြည့်လိုက်တော့ထင်ထားတာထက်တောင်တန်မာနေတဲ့သူ့ကိုယ်သူကြည့်ပြီးကလေးတယောက်သဘောကျနေပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းမကောင်းဆိုးဝါးခေါင်းဆောင်ကိုတိုက်ခိုက်ဖို့မေးကြရင်မကောင်းဆိုးဝါးကကိုယ်ထက်အထိရောက်လာတဲ့သူတယောက်နဲ့အခုလိုမျိုးအလုတ်တူတူတွဲလောက်ကြတာဝမ်းသာတယ်လို့ပြောနေခဲ့တယ်ကလေးကလည်းအံ့ဩသွားပြီးငါ့ကိုသိနေတာလားလို့မေးခဲ့တယ်မကောင်းဆိုးဝါးကလည်းသိတာပေါ့ကိုလောအထီတောင်ရောက်လာတာမင်းကနမဲကြီးလေပြီးတော့အုတ်ချုပ်ရည်မှုကိုလည်းပညာပေးပြီးရင်ပါအောင်လုပ်လိုက်တာမင်းကအခုတလောငါတို့အရေးတယူဆွေးနွေးနေရတဲ့ခေါင်းစဉ်တစ်ခုလို့ပြောလိုက်ပါတော့တယ်ကလေးတယောက်လည်းသူအဲ့လောက်ထိနမဲကြီးနေတာကြောင့်ပို့ပြီးတိုက်ခိုက်ခြင်းစိတ်တွေအလုံးလုံးခြင်းစိတ်တွေပြင်းပြလာပါတော့တယ်ဒီလိုနဲ့ကလေးတို့တွေအားလုံးဝင်ပလီအဖွဲ့ကိုထင်းချုပ်ဖို့နီးစပ်လာပါတော့တယ်အဲ့ဒါနဲ့မကောင်းဆိုးကလည်းမင်းအခုဆိုမျိုးနွယ်စုတူကိုတိုက်ခိုက်ရတော့မှာမင်းအတွက်အဆင်ပြေပါမလားလို့မေးခဲ့တယ်ကလေးလည်းအဖေဖြစ်သူပြောတာကိုသတိရသွားပြီးဒန်ဂျီရိုထဲမှာမျိုးတူတာတွေမတူတာတွေမတိုက်ခိုက်တာတွေတတ်တာဖြတ်တာတွေမရှိဘူးတိုက်ခိုက်သိရင်တိုက်ခိုက်ရမယ်လက်ဦးမှုရယူရမယ်ကိုယ့်ဘက်ကအားလုံးထက်တန်မှအောင်လှုပ်ဆောင်ရမယ်လို့ပြောခဲ့ပါတယ်ကလေးတို့ပြောတာတွေကတစ်ဖက်တွင်းသူသမားတွေကြားသွားပြီးအယိုးစု၃ယောက်နဲ့ခေါင်းဆောင်၁ယောက်ပါတယ်သူတို့အားလုံးကိုတိုက်ခိုက်ဖို့ပြင်ထားကြဆိုပြီးသတိသွားပြပါတော့တယ်ဒီလိုနဲ့ကလေးတို့တွေဝင်ပလွေအုပ်စုတွေနဲ့တိုက်ခိုက်နေကြတော့ထူးဆန်းတာကအယိုးစုကိုယ်ထဲဝင်လိုက်တာကြောင့်ကလေးတယောက်တစ်ဖက်ကပြုတ်လို့တာမှန်သမျှအတင်အရှာမြင်နေရပါတော့တယ်ကလေးလေးအဲ့တော့မှအယိုးစုဖြစ်ရတာကောင်းလိုက်တာဆိုပြီးတွေးနေပါတော့တယ်တစ်ဖက်ဝင်ပလွေတွေကလည်းကလေးတို့ကိုမော်ပညာတွေသုံးပြီးတိုက်ခိုက်နေပါတော့တယ်ဓာတွေကိုကြုံမြင်နေတဲ့ကလေးတယောက်လည်းတိတ်ကိုအင်အားကြီးမှတဲ့ရန်သူခေါင်းဆောင်ပြန်မထနိုင်အောင်တိုက်ခိုက်ချေမှုန်းလိုက်ပါတော့တယ်မကောင်းဆိုးဝါးကလည်းကလေးအင်အားကြီးတာတည်သွားပြီးဒီကောင်မလေးထင်ထားတာထက်တောင်အင်အားကြီးတာကြောင့်အံ့ဩနေပါတော့တယ်ဒီလိုနဲ့ဝင်ပလွေတွေဘက်ကမီးမော်စွမ်းအားကိုထုတ်သုံးပြီးကလေးတို့ကိုတိုက်ဖို့လုပ်ပါတော့တယ်ကြောက်စရာကောင်းတဲ့မော်စွမ်းအားကိုကြည့်ပြီးကလေးတယောက်ဘာဆက်လုပ်ရမှမသိဖြစ်နေတော့အဖေဖြစ်သူပြောတာတွေကိုသတိရသွားခဲ့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းချက်ချင်းပဲဓာတ်ကိုကိုင်းကမော်စွမ်းအားတွေသုံးပြီးမီးကိုဖျက်လိုက်တာကြောင့်အားလုံးအံ့ဩသွားကြပါတော့တယ်ကလေးအစွမ်းကိုမြင်ပြီးဝင်ပလူတွေလည်းလန်သွားပြီးချက်ချင်းတက်ဆုပ်ကထွက်ပြေးသွားပါတော့တယ်ဒီလိုနဲ့ကလေးတယောက်ပြန်ရောက်တော့လေအုတ်ချုပ်ရည်မှုကတိတ်တော်ပြီးတန်မာတာကြောင့်ချီးကျူးနေခဲ့တယ်ပြီးတော့မြေပုံကအချက်ပြကရိယာကိုကြည့်ပြီးဝင်ပလူတွေတက်ဆုပ်သွားပြီးကြီးကတာတိတ်တော်ပြီးတန်မာလုံးနဲ့အယိုးစုကိုကြည့်ပြီးဝင်ပလူတွေရှော့ရသွားတယ်ထင်တယ်လို့ပြောကသဘောကျနေပါတယ်ဒီလိုနဲ့ကလေးတယောက်လည်းအုတ်ချုပ်ရည်မှုနောက်အလုပ်ဆက်လုပ်မယ်အလုပ်မရှိတော့ဘူးလားဆိုပြီးမေးတော့ခုနလမှာအလုပ်ကထပ်မရှိတော့ဘူးစွန်စားသူတွေလည်းမလာတော့ဘူးလို့ပြောတော့ကလေးတယောက်စိတ်တူသွားပြီးအုတ်ချုပ်ရည်မှုဒီထက်ပိုအလုပ်လုပ်တင်တယ်လို့ပြောကအပိုင်းသုံးဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ကဲပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်းလေးဇလန်းလေးမှာတော့ကလေးတယောက်တန်ကြီးတို့မှာဘလို့စွန်စားမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့မလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုကြပါဦးနော်ကလေးတို့နေထိုင်တဲ့မြို့လေးကနာမည်ကြီးအဆောက်အုံတစ်ခုဖြစ်တဲ့ Fireless အဆောက်အဦကြီးမီးလောင်မှုဖြစ်ပွားခဲ့တယ်မြို့မှာနာမည်ကြီးအဆောက်အဦတစ်ခုလည်းဖြစ်တယ်လို့မြို့ကန်ဝန်ထမ်းအများပြားကလည်းမိကိုနေရတဲ့အဆောက်အဦတစ်ခုဖြစ်တာကြောင့်အားလုံးကလည်းအံ့ဩနေခဲ့ကြတယ်ကံကောင်းကျင်တော့အဆောက်အဦကြီးကမီးလောင်ခဲ့ပေမဲ့အထက်ကဝန်ထမ်းတွေကတော့ကံကောင်းထောက်မှစွာနဲ့အန်ရည်မရခဲ့ပါဘူးမီးလောင်သွားတဲ့အန်တိုမော့စ်မြို့ကအဆောက်အဦကိုတခိုးများနေရလို့လည်းခေါ်ကြပါတယ်တခိုးများမြို့တော့မီးလောင်သွားတယ်လို့သတင်းကြားပြီးကလေးတို့လည်းချက်ချင်းလိုက်လာပါတော့တယ်လှုပ်เสียရှိတာလှုပ်ရအောင်မကောင်းဆိုးအားနှစ်ကောင်ကိုခေါ်ပြီးအုတ်ချုပ်ရည်မှုနဲ့အတူကလေးတို့လည်းထွက်လာပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းငါတို့အားလုံးအန်တိုမော့စ်မြို့ကတခိုးများအဆောက်အဦကဒန်ဂျီရွန်ပို့ဆောင်ဆက်သွယ်ရေးစက်ဝန်းကသွားရင်
ချက်ချင်းရောက်မယ်လို့မထင်ပါဘူးအခုတော့ဆက်သွယ်ရေးစနစ်တွေကကောင်းလိုက်တာထင်ထားတာထက်တောင်ခရီးရောက်နေတာကြောင့်အရာအားလုံးအဆင်ပြေချောမွေ့တယ်ဆိုပြီးလိုရခရီးကိုခဏလေးရောက်တာကြောင့်ကလေးတယောက်သဘောကျနေပါတော့တယ်အဲ့ဒါနဲ့ကလေးကလည်းမြို့ကနမဲကြီးတခိုးမြမြို့တော်အစာအုံးမှာလူတွေမသိသေးတဲ့နောက်ွယ်ကပါတီတချို့တွေအများကြီးရှိတယ်ဆိုတာကလေးတယောက်ဖောက်တွင်းမြင်နေရပါတယ်တခိုးမြမြို့တော်ကဒေသခံတွေကိုရိုက်စားလှုပ်ပန်းပြပြီးနောက်ွယ်ကနေအကြီးစားခိုးယူဖောက်ထွင်းမှုတွေပြုတ်လုပ်နေတာဖြစ်ပါတယ်အဲ့ဒါနဲ့ကလေးတို့လည်းအထဲကိုဝင်သွားတော့အထဲမှာအစာအုပ်ပိုင်ရှင်ကစောက်ကြိုနေပါတော့တယ်ပိုင်ရှင်ကလည်းကလေးတယောက်လာမယ်ဆိုတာကြိုသိနေလို့စောင့်နေတာပါလို့ပြောခဲ့တယ်မြို့မှာလည်းနမဲကြီးတွင်းတူးသမားဖြစ်တယ်လို့တိုက်ရိုက်ခိုက်ကလည်းအားလုံးထက်တာလွန်ကောင်းမွန်နေပြီးနမဲကြီးနေတာကြောင့်တွေ့ကျင်လို့စောင့်နေတာပါလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ပိုင်ရှင်ကလည်းကလေးကထင်ထားတာထက်တောင်အစွမ်းနေရှိနေတာကြောင့်ငါတို့မလုံနိုင်တာကိုမင်းလုံနိုင်တော့တယ်ဒါကြောင့်လည်းကလေးနဲ့အတူအလုပ်ကိစ္စတွေအတူတူဆွေးနွေးကျင်လို့အခုလိုမျိုးဖိတ်ချလိုက်တာလို့ပြောခဲ့ပါတယ်အခုဖြစ်နေတဲ့ပြဿနာတွေကိုလည်းအမှန်တိုင်းပြောရရင်မဖြေရှင်းနိုင်တာကြောင့်ကလေးတယောက်လုံနိုင်မယ်ထင်လို့အကူအညီလှမ်းတောင်းတာလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလည်းဒီအစာအုပ်ကတခိုးတွေအတွက်မောင်ခိုပစ္စည်းတွေပဲအဓိကထုတ်လုပ်နေတဲ့နေရာတစ်ခုပြီးတော့မောင်ခိုတင်သွင်းနေတဲ့ပစ္စည်းတွေကဒန်ဂျီလွန်စီကနေရတယ်ဆိုတာမသိခဲ့ဘူးဒါကြောင့်လည်းတိတ်ကိုအံ့ဩသွားတယ်လို့ကလေးတယောက်ပြောနေပါတော့တယ်အလုံးစမယ်ဆိုတော့အုတ်ချိုရီမှုကအရင်ဆုံးကလေးကိုသူတို့စီမှာရှိနေတဲ့တိုးချက်အိတ်တွေအကြောင်းပြောပြခဲ့တယ်ကြည့်လိုက်ရင်တိုးချက်အိတ်တွေကသေးတယ်လို့ထင်ရပေမဲ့အထက်ကအတော်လေးကျယ်ဝန်းပြီးအပြင်ကနှိုက်ရင်တော့တောင်ယုံတန်ယုံနှိုက်လို့မရတာကြောင့်အိတ်ကလှုပ်ဝက်အိတ်တစ်လုံးလို့တော့အားလုံးကပြောလို့ရပါတယ်အပြင်ကတေးသေးလေးပေမဲ့အထက်ကကျယ်လွန်းလာပြီးပစ္စည်းအများကြီးဆန့်တာကြောင့်တခိုးအစာအုပ်ကအဲ့အိတ်တွေကိုအသုံးပြုပြီးမောင်ကိုတင်သွင်းနေတာဖြစ်ပါတယ်ကလေးလည်းအုတ်ချိုရီမှုတို့စီစဉ်ထားတဲ့အိတ်တွေကိုကြည့်ပြီးအလုတ်ကိုတေချာစနစ်တကျလုပ်ထားတာကြောင့်သဘောကျနေခဲ့ပါတယ်အိတ်စုစုပေါင်းအလုံး90ရှိပြီးပစ္စည်းပို့ပြီးပါကတခိုးအစာအုပ်ကနေအလိုလျောက်ဒန်ဂျီရွန်စီကိုပြန်ဖို့ပေးတာဖြစ်ပါတယ်ပြီးတော့ပြန်ဖို့စာအိတ်ထဲမှာမော်စွမ်းအားတွေထည့်ထားတာကြောင့်2မီတာအတွင်းတခိုးအစာအုပ်ကနေဒန်ဂျီရွန်မကောင်းဆိုးဝါးတွေစီကိုအလိုလျောက်ပြန်ဖို့ပေးနိုင်တာဖြစ်တယ်အရာအလုံးကိုတေချာစီးစနစ်ကြကြစီမံထားတာကြောင့်ကလေးကဒန်ဂျီရွန်လုပ်ငန်းလေပတ်ပုံကိုလည်းကြည့်ပြီးသဘောကျနေခဲ့ပါတယ်အဲ့လိုအစီအမံတွေကိုတေချာရေးဆွဲထားတာကြောင့်လူတွေမသိအောင်မောင်ခိုလုပ်ငန်းတွေကိုဆက်ဆက်ပြီးလုပ်နိုင်နေတာဖြစ်တယ်လို့အုပ်ချုပ်ရေးမှုကရှင်းပြခဲ့တယ်ကလေးကလည်းအဲ့လောက်အထိဖွဲ့စည်းပုံရေးဆွဲထားတာစီးစနစ်ကြတာကြောင့်အုပ်ချုပ်ရေးမှုကတိတ်တော်တာပဲဆိုပြီးချီးကျူးနေခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းသူ့တော်တာမဟုတ်တယ်လို့အဲ့အစီအစဉ်ကလည်းသူရေးဆွဲထားတာမဟုတ်ကြောင်းဆရာဖြစ်သူရေးဆွဲထားတာဆိုပြီးပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလည်းမြေပြင်ကဆရာဖြစ်သူဆွဲထားတဲ့မော်စွမ်းအားတွေထောင်ချောက်တွေကိုလူသားတွေကမသိပဲဖောက်ဖျက်မိတာကြောင့်အစာအုပ်မိလောင်ပြီးပစ္စည်းတွေလည်းပျက်စီးခဲ့တာလို့ပြောပါတယ်ဖြစ်ချင်တော့ရေးဆွဲထားတာတွေကိုမှားပြီးဖောက်ဖျက်မိတာကြောင့်မော်စီးမြင့်နေလဲကျိုးဖောက်သွားပြီးမီးလောင်တဲ့အထိဖြစ်သွားတာလို့ပြောပါတယ်ပြီးတော့အန်တိုမော့စ်မြို့မှာရှိတဲ့စူးစမ်းသူတွေကတိတ်ကိုမော်ပညာတွေကိုအထင်သေးကြတာဒါကြောင့်လည်းအခုလိုမျိုးလူတွေမှတ်သွားအောင်နောက်ထပ်မလုပ်ရအောင်ပညာထပ်ပေးကြတာဖြစ်တယ်လို့ဆရာဖြစ်သူကပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလဲသူကအကျင့်ကောင်းတဲ့သူလားဆိုးတဲ့သူလားလို့မေးခဲ့တယ်ပြီးတော့လူသားတွေကိုရိုးရိုးပညာပေးခြင်းရင်တခိုးကစ်နီးပညာကိုသုံးလိုက်ရင်ရနေတာကိုဘာလို့အစိမ့်မြင့်မော်ပညာတွေကိုသုံးနေတာလဲဆိုပြီးမေးနေပါတော့တယ်မြို့ကလူတွေကိုပညာပေးခြင်းရုံလောက်နဲ့အဲ့လောက်အထိမော်ပညာတွေခြေကားသုံးတာအဆင်မပြေဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလဲလူသားတွေကြောင့်ငါတို့လုပ်ငန်းတွေအဲ့ဒါနဲ့ကလေးလဲလူသားတွေကြောင့်ငါတို့လုပ်ငန်းတွေထောက်ပံ့ရေးလုပ်ငန်းတွေတစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့တယ်ပြီးတော့လဲမော်ပညာတွေကိုလူသားတွေကမလေးမစားလုပ်တာကြောင့်လုပ်ငန်းတွေအားလုံးတခြားသူတွေလှစ်လူရှုတာခံခဲ့ရတယ်လုပ်ငန်းတွေလည်းရပ်ဆိုင်းသွားတာကြောင့်သူတို့ကိုပညာကြီးကြီးမားမားပြန်ပေးတဲ့အနေနဲ့ဆရာကအခုလိုလုပ်ခဲ့တာလို့ပြောပါတယ်အဲ့ဒါနဲ့ကလေးလဲထပ်ပြီးတော့ကြားဘူးလောက်ပဲထင်ပေမဲ့အရင်တုန်းကဆရာဖြစ်သူပညာပေးလိုက်တာကြောင့် Fireless အစာအုပ်ကြီးပျောက်သွားခဲ့တယ်အဲ့ဒါလဲဆရာဖြစ်သူကလူသားတွေကိုပညာပေးလိုက်တာလို့ပြောတော့ကလေးလဲစိတ်ဝင်စားသွားပြီးဖြစ်ချောင်းကုံစင်ကိုမေးလိုက်ပါတော့တယ်အဲ့ဒါနဲ့အုတ်ချွေမှုကလည်းငါတို့ကလူသားတွေကိုပညာသေးသေးလေးပြပြီးမီးပွားလေးတက်ပေးလိုက်တာအဲ့ထက်ကလူသားတွေကငါတို့ကိုကြောက်ပြီးနေရာတနေရာရလာတာလို့ပြောခဲ့ပါတယ်အုတ်ချွေမှုထပ်သွားတော့ကလေးလဲသူတို့လှုပ်တာတွေကမတော်တဆမှုလို့ပြောလို့မရဘူးလူသားတွေကိုတမင်ဒုက္ခပေးပြီးရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတာဖြစ်တယ်အခုလိုမျိုးကိုမျိုးနွယ်စုကိုဒုက္ခပေးဖို့လှုပ်ဆောင်နေတဲ့လူအဖွဲ့အစည်းထဲမှာပါဝင်ပတ်သက်ပြီးအလုပ်တွေလုပ်ပေးနေတာတရားရောမျှတမလားဆိုပြီးကလေးတယောက်တွေးနေပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လဲအစာအုပ်ပိုင်ရှင်စီသွားပြီးကျမအဖေက10ထက်အထိတောင်ရောက်ခဲ့တာ10ထက်အထိတက်သွားပြီးအဖေကိုလုံးဝပြန်မတွေ့တော့သလိုအဆက်အသွယ်လည်းမရတော့ဘူးအဖေအကြောင်းများကြားသေးလားဆိုပြီးမေးပါတော့တယ်
အဲ့ဒါနဲ့ပိုင်ရှင်လဲမပြောမဆိုနဲ့လက်ထဲကဓားကိုထုတ်ပြီးကလေးကိုရုတ်တရက်တိုက်ခိုက်လိုက်ပါတော့တယ်လက်မြန်ခြေမြန်ရှိတဲ့ကလေးတယောက်ကလည်းတစ်ဖက်ဝင်လာတဲ့ဓားကိုချက်ချင်းတားနိုင်လိုက်တာကြောင့်ကံကောင်းသွားခဲ့ပါတယ်အဲ့ဒါနဲ့ပိုင်ရှင်လဲကလေးတတိရှိတာကိုသဘောကျသွားပြီးအရွယ်လေးနဲ့မလိုက်တိုက်ရိုက်ခိုက်ရိုက်ကောင်းမှပြီးတတိရှိတာကြီးကျူးစရာကောင်းတယ်လို့ပြောခဲ့ပါတယ်တစ်ဖက်မှာလည်းအုပ်ချုပ်ရေးမှုကလှုပ်เสียရှိတာတွေလုပ်ပြီးပြန်ဖို့လှုပ်ကြပါတော့တယ်ပိုင်ရှင်ကကလေးမင်းမမျောလင်းချက်ရှိပါသေးတယ်မင်းအဖေကအခုအချိန်ထိဒန်ဂျီရုံထဲမှာတည်သွားတယ်ဆိုတော့မတန်းတော့မရှိသေးဘူးဒါကြောင့်တေးကြတာသူဒန်ဂျီရုံထဲမှာရှီအောင်မှာပဲဆိုပြီးပြောတော့ကလေးတယောက်မျောလင်းချက်ရောင်ကြီးလေးတွေအနှဲငယ်ပေါ်ထွက်လာပါတော့တယ်အဲ့ဒါနဲ့ကလေးလေးစကန်းကိုပြန်ရောက်တော့တင်းယူသူတွေနဲ့ပိုးဆောင်သူတွေအကြားအလုံးလုံးတာရောအဆင်ပြေလားလို့အုပ်ချုပ်ရေးမှုကိုမေးခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းအားလုံးအဆင်ပြေပါတယ်လို့ဝက်အဲ့ဒီမှာလဲခြေရခံစနစ်တွေပါတာကြောင့်ထင်ထားတာထက်တောင်လုပ်ငန်းတွေချုံးမွေ့နေတာပဲလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းစားဖို့လေးတွေတင်းလိုက်အောင်မယ်ပြီးရင်အလုပ်တွေဆက်လုပ်မယ်ပြောတော့ကလေးကဟိုဘက်အခန်းထဲမှာအတန်တန်ကြားလိုက်ရတယ်အဲ့ဒါနဲ့ကလေးလည်းဟိုဘက်အခန်းထဲမှာမကောင်းဆိုးဝါးတကောင်ရှိနေတာလားလို့မေးခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းဘာမှစိတ်ပူစရာမလိုကြောင်းအဲ့အထက်ကမကောင်းဆိုးဝါးတွေကစားဖို့စာယူလောက်ကြတာသူတို့အလုပ်ကိုသူတို့အေးဆေးလုပ်နေတာကြောင့်လွတ်ထားလို့ရတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းလှုပ်ဝက်အိတ်တွေကိုကြည့်ရင်ပျက်စီးနေတာကြောင့်ပြန်ပြင်တွေးနေရင်ခြေရခံလို့ရတယ်ဆိုတာကိုသတိရသွားခဲ့တယ်အဲ့ဒါဆိုဒီအိတ်တွေကိုအသုံးချပြီးအဖေဖြစ်သူအိတ်ကိုခြေရခံလို့ရတာပဲဆိုတာကိုကလေးသတိရသွားခဲ့တယ်ဒါဆိုအဖေဖြစ်သူက10ထက်အထိရောက်ခဲ့တာကြောင့်တေးကြတာအုပ်ချုပ်ရေးမှုနဲ့တိုက်ခိုက်ခဲ့ရမှာပဲဆိုပြီးကလေးတယောက်တွေးနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းဒီနေ့ဘာဆက်လုပ်ရမလဲဆိုပြီးမေးတော့အုပ်ချုပ်ရေးမှုကအိတ်တွေပြင်နေတဲ့ရန်ကတ်ကိုကူညီပေးမလားလို့မေးခဲ့ပါတယ်အဲ့ဒါနဲ့ကလေးတယောက်လည်းချက်ချင်းသွားကူပေးပြီးအိတ်တွေကိုကြောက်เสียကောင်းလောက်အောင်ဆရာကြကြပြင်နေတဲ့ကလေးကိုမြင်ပြီးရန်ကတ်တယောက်လည်းအံ့ဩသွားပါတော့တယ်ဆွဲစုံရနေတဲ့ကလေးတယောက်ကိုနေရာတိုင်းမှာအားကိုးနေရတာကြောင့်ရန်ကတ်ကသဘောကျနေပါတော့တယ်အဲ့ဒါနဲ့ရန်ကတ်ကလည်းကလေးတယောက်လက်နဲ့လေးကတိတ်မကောင်းတော့တာကြောင့်လဲဖို့ပြောနေပါတော့တယ်ကလေးလက်နဲ့လဲမယ်ဆိုရင်ရန်ကတ်ကကူညီပေးမယ်လို့ပြောတာကြောင့်ကလေးလည်းသဘောကျသွားပါတော့တယ်ပြီးတော့ရန်ကတ်ကကလေးရောက်လာတာအုတ်ချိုရီမှုကခါတိုင်းလိုမဟုတ်ပဲပြောနေတာအရင်ကဆိုအဲ့လိုပြုံးပျော်ရွှင်နေတာမတွေ့ရဘူးကလေးရောက်လာပြီးနောက်ပိုင်းထူးခြားပြောင်းလဲသွားတာကြောင့်ကျေးဇူးတင်တယ်လို့ပြောခဲ့တယ်နောက်တစ်ခါမှတော့ကလေးဓားလေးကိုကြည့်ပြီးအုတ်ချိုရီမှုကဓားကကလေးကိုပိုင်ရှင်တယောက်အဖြစ်မတတ်မသေးတာကြောင့်မော်အစွမ်းကိုထုံးမပြသေးတာလို့ပြောပြခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုလည်းဓားကိုဘဲကရလာတာလဲဆိုပြီးမေးတော့ကလေးကလည်းအဖေစီကရခဲ့တာလို့ပြောခဲ့တယ်ဒါဆိုသိကြတာအဲ့ဓားက10ထက်ကရလာတာဖြစ်တယ်လို့အုတ်ချိုရီမှုကပြောခဲ့တယ်ထပ်ပြီးတော့အုတ်ချိုရီမှုကလည်း10တက်ဆိုဒန်ဂျီရိုမှာအမြင့်ဆုံးဖြစ်တာကြောင့်အက်ကရလာတဲ့ယေဒနာတွေကကန့်သက်ချက်တွေအများကြီးရှိတယ်လို့ပြောခဲ့တယ်ဖြစ်ချင်တော့10ထက်အထိရောက်ခဲ့တဲ့လူတွေကိုပဲပေးသုံးထားတာကြောင့်တခြားသူတွေသုံးရင်ကန့်သက်ချက်တွေရှိတယ်လို့ပြောခဲ့တယ်ကလေးတယောက်လည်း10ထက်အထိရောက်လာတဲ့သူ့အဖေအတွက်ဂုံယူဝမ်းမြောက်နေပါတော့တယ်ဒီလိုနဲ့အုတ်ချိုရီမှုတယောက်လည်းသူတို့ဒန်ဂျီရိုမှာအားကစားခန်းမတွေရောလော်ဗီတွေရောရှိတာလိုက်ပြခဲ့တယ်ပြီးတော့မကောင်းဆိုးဝါးတွေအားလုံးစုနေတဲ့နေရာတနေရာကိုခေါ်သွားပြီးကလေးကိုမိတ်ဆက်ပေးတော့အားလုံးကလည်းကလေးကိုအင်တာတွေဝိုင်းပြကြပါတော့တယ်မေးခွန်းတွေအများကြီးဝိုင်းမိနေတာကြောင့်အုတ်ချိုရီမှုလည်းကလေးကိုခေါ်ပြီးထွက်လာပါတော့တယ်ဒီလိုပို့ဆောင်ဆက်ဝင်းကိုခေါ်သွားပြီးကလေးကိုပို့ဆောင်ဆက်ဝင်းကသုံးကျင်တယ်လို့သုံးလို့မရကြောင်းအရေးပေါ်ကိစ္စတွေရှိမှသာသုံးလို့ရတဲ့အကြောင်းပြောပါတယ်နှစ်ယောက်သားစကားကောင်းနေရင်ကိုလေးမကောင်းဆိုးဝါးတွေရောက်လာပြီးကလေးကိုလာမိတ်ဆက်ခဲ့တယ်ကလေးကိုတိုက်ခိုက်ရိုင်းပြမိတာတွေအတွက်တောင်းပန်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းကိုလေးနေနဲ့ကလေးကိုထပ်ပြီးတိုက်ရိုက်ခိုက်ဆန်းကျင်တာကြောင့်ချက်ချင်းတိုက်ခိုက်ရေးစတင်ခိုင်းပါတော့တယ်ကိုလေးတွေကလည်းသူတို့အဆင့်မြင့်အမော်ပညာတွေကိုသုံးပြီးတိုက်ခိုက်ပေးမယ်လေကလေးကိုလုံးဝမမီခဲ့ပါဘူးကလေးကလည်းသူတို့ဘက်ကပြစ်လာတဲ့မော်စွမ်းရည်တွေကိုအစွမ်းကုန်ကောက်ွယ်ပြီးကိုလေးနေမျိုးပြုတ်သွားအောင်တိုက်ခိုက်ပါတော့တယ်တိုက်ခိုက်ရေးမြင်မာတဲ့ကလေးတယောက်ကိုလေးနေကြာဆုံးသွားတာကိုကြည့်နေရင်အပိုင်းလေးဇလန်းလေးလည်းအဆုံးသတ်သွားပါတော့တယ်ကလေးတယောက်လေးချင်ရေးဆန္ဒတဲကိုရောက်နေပြီးရိန်မိုးဆိုတဲ့မကောင်းဆိုးဝါးကြီးတစ်ကောင်ကိုတွေးလိုက်ပါတော့တယ်ကြောက်စရာကောင်းပြီးအင်အားကြီးတဲ့မကောင်းဆိုးဝါးကြီးကိုမြင်ပြီးကလေးတယောက်လန့်သွားခဲ့တယ်ဒါပေမဲ့လည်းကလေးကဒန်ဂျီရိုမကောင်းဆိုးဝါးတွေအတွက်အလုံးလုံးနေတာကိုသတိထားမိသွားပြီးပြန်အားတင်းထားပါတော့တယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးကလည်းမင်းက6ထက်အထိရောက်လာတယ်ကြားတယ်ဒီလောက်ငယ်ငယ်လေးနဲ့6ထက်အထိရောက်လာတာအံ့ဩစရာကောင်းတယ်လို့ပြောခဲ့တယ်ကလေးကလည်းသူ့ကိုယ်သူတန်မအောင်စူးစမ်းဖို့နောက်ထပ်အင်အားကြီးတဲ့မကောင်းဆိုးဝါးတွေရှိတယ်ဆိုတာသိသွားပြီးသူ့ကိုယ်သူသတိပေးနေပါတော့တယ်မကောင်းဆိုးဝါးကလည်းမင်းကငါတို့လူဖြစ်တာကြောင့်တခုခုအကူအညီလိုရင်ပြောဖို့သတိပေးလိုက်တယ်ကလေးတယောက်အတွေးကောင်းနေတော့ဖန်သားပြင်ပေါ်ကနေအုတ်ချိုရီမှုပေါ်လာပြီးအကောင်းဆုံးတိုက်ခိုက်ဖို့အားပေးခဲ့တယ်ဒီလိုနဲ့မကောင်းဆိုးဝါးကလည်းစွမ်းအားတွေထုတ်ပြီး10တန်းမြောက်ကနေကြိုးစိုးပါတယ်မင်းလိုစွမ်းအားကြီးပြီးတိုက်ရိုက်ခိုက်ကောင်းတဲ့လူတယောက်အတွက်ငါကအကောင်းဆုံးပြိုင်ဘက်ဖြစ်မှာဒါဆိုရင်တိုက်ခိုက်မှုတွေစတင်လိုက်ကြရအောင်ဆိုပြီး
မကောင်းဆိုးဝါးကြီးကမော်ဆွမ်းအားတွေထုံနေပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းသူ့ကိုယ်သူအားပြန်တင်းပြီးငါကတန်မာပြီးအားကောင်းလို့10ထန်းမြောက်ထိရောက်လာတာမကောင်းဆိုးဝါးကိုတိုက်ခိုက်ဖို့အတွက်လည်းတက်လုံအပြည့်ရှိတယ်ဘလောက်ပဲအင်အားကြီးနေပါစေနိုင်အောင်တိုက်မယ်ဆိုပြီးသူ့ကိုယ်သူအားတင်းနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းဒါကငါလိုချင်နေတဲ့ပွဲကောင်းတစ်ခုပဲအဲ့အတွက်မျှော်လင့်ထားသလိုအကောင်းဆုံးရှင်မြတ်မှုတစ်ခုဖြစ်အောင်ဆောင်ရွက်ပေးပါလို့လည်းပြောခဲ့တယ်မကောင်းဆိုးဝါးကလည်းကောင်းပြီမင်းပြောသလိုဖြစ်စေရမယ်အကောင်းဆုံးတိုက်ပွဲဝင်ကြမယ်ဆိုပြီးပြောခဲ့တယ်ဒီလိုနဲ့ကလေးတို့တွေတိုက်ခိုက်ဖို့ပြင်ကြပြီးဘသူကပြန်ပွဲမှာအသာစီးမလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ကြအောင်ခင်ဗျာကလေးတယောက်လည်းမတိုက်ခိုက်ခင်မကောင်းဆိုးဝါးအရေးအခြေအနေကိုအရင်ကြည့်ခဲ့တယ်အရင်တွေ့ခဲ့တဲ့မကောင်းဆိုးဝါးထက်ပိုပြီးစွမ်းအားကြီးနေတာကြောင့်အနာယူနိုင်မဲ့အကွက်ကိုရှာပါတော့တယ်ချက်ချင်းပဲအမိနောက်ကိုပြေးဝင်သွားပြီးနောက်ကျောကနေတိုက်ပြီးအနာယူမယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်မကောင်းဆိုးဝါးကလည်းနောက်ကျောကိုပြေးဝင်လာတဲ့ကလေးကိုအမိနဲ့ရိုက်ပါတော့တယ်အမိနဲ့ရိုက်လိုက်တာရှောင်နိုင်တဲ့ကလေးကိုမကောင်းဆိုးဝါးကအံ့ဩနေခဲ့တယ်အမိရိုက်ခတ်မှုတန်ကိုခံနိုင်တဲ့လူကရှားတာကြောင့်ဖြက်လက်ပြီးတွက်လက်နေတဲ့ကလေးကိုအံ့ဩနေပါတော့တယ်ကလေးကလည်းမကောင်းဆိုးဝါးကအမိပိုင်းနေမဟုတ်ဘူးဦးကောင်းပိုင်းကလည်းလှုပ်ရှားမှုအားကောင်းတာကြောင့်တိုက်ခိုက်ဖို့ခေါင်းစားနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းဒီလိုအင်အားကြီးမကောင်းဆိုးဝါးကိုတိုက်ခိုက်ရတာသူ့အတွက်ပထမဆုံးအတွေ့အကြုံဖြစ်တာကြောင့်အင်အားချင်းမမျှတဲ့အခါမော်ဆွမ်းအားကိုအသုံးချပြီးမကောင်းဆိုးဝါးကိုအနံယူဖို့တွေးလိုက်ပါတော့တယ်အဖေဖြစ်သူတင်ပေးထားတာတွေကိုလည်းပြန်သတိရပြီးမကောင်းဆိုးဝါးကိုအလဲထိုးဖို့ပြန်ဝင်လာပါတော့တယ်အမြင့်ထက်စွမ်းအားနဲ့မော်ပညာကိုအသုံးချပြီးမကောင်းဆိုးဝါးကိုအလေးတိုက်ခိုက်ပါတော့တယ်မကောင်းဆိုးဝါးကလည်းသူ့ပုံရိပ်တွေကိုခြေရာခံပြီးတိုက်ခိုက်မှုတွေကိုလည်းခက်မြက်မြက်ပဲရှောင်ရှားနိုင်တဲ့ကလေးကိုအံ့ဩနေပါတော့တယ်မကောင်းဆိုးဝါးပုံရိပ်တွေကိုလည်းကြိုတင်ရှေးရာခံနိုင်ပြီးလှုပ်ရှားမှုတွေကိုလည်းရှောင်နိုင်နေတာကြောင့်မကောင်းဆိုးဝါးကအကြားအမြင်ရနေတာလားဆိုပြီးကလေးကိုခံမှန်းနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းတိုက်ခိုက်မှုတွေနဲ့ပုံရိပ်တွေကိုအရင်ကအဲ့လောက်ထိမခံမှန်းနိုင်ပါဘူးအခုတစ်ဖက်ကလှုပ်ရှားနေတာကိုအမြန်အဆုံးခံမှန်းနိုင်တာကထူးဆန်းလွန်းနေဆိုပြီးတွေးနေပါတော့တယ်တေချာတာအယိုးစုတွေဝင်သွားပြီးအခုလိုမျိုးတိုက်ခိုက်မှုတွေကလည်းကောင်းလာသလိုပုံရိပ်တွေကလည်းကြိုတင်ခံမှန်းနိုင်တာကအရင်ကားတစ်ထောင်အားကောင်းလာတာလို့ကလေးတယောက်တွေးနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းတွေးဝင်မနေတော့ပဲခက်မြက်မြက်ပဲပြေးဝင်သွားပြီးလက်ဦးမူယူကမကောင်းဆိုးဝါးမျက်လုံးကိုထိုးဖောက်လိုက်ပါတော့တယ်မကောင်းဆိုးဝါးကလည်းမျက်လုံးထိသွားတာကြောင့်အမျက်ဒေါသတွေကြီးထွားလာပြီးကလေးကိုပါဇက်ထဲကနေမော်ဆွမ်းအားတွေမှုတ်ထုတ်ပြီးတိုက်ခိုက်ပါတော့တယ်တိုက်ခိုက်လာတဲ့မော်ဆွမ်းအားတွေကိုကလေးတယောက်တင်းချောင်ဖို့အတွက်ထိတ်လန့်နေပါတော့တယ်ကလေးလည်းမော်ဆွမ်းအားတွေကိုဖျက်ဖို့ကြိုးစားပေမဲ့လည်းစွမ်းအားကတိတ်ကိုကြီးမားတာကြောင့်မရှောင်ရှားနိုင်ခဲ့ပါဘူးနောက်ဆုံးကလေးတယောက်လဲကျသွားပြီးလက်မောင်းတန်ရရသွားပါတော့တယ်မကောင်းဆိုးအားကလည်းမော်ဆွမ်းအားကိုခံနိုင်ရရှိတဲ့လူမပေါ်သေးကြောင်းပြီးတော့အသက်ပါသွားမှဆိုလို့အခုလောက်လေးနဲ့ရှော့ပေးလိုက်တာမဟုတ်ရင်မင်းအသက်မရှိတော့ဘူးဆိုပြီးပြောခဲ့တယ်ကလေးကလည်းအတွေ့အကြုံမရှိသေးတာရဲ့ပြီးတော့တိုက်ခိုက်ဖို့တက်လုံးကလည်းမလုံလောက်သေးသလိုအင်အားကလည်းမမျှတသေးတာကြောင့်အခုလိုမျိုးခံရတာလို့ပြောခဲ့တယ်အဲ့ဒါနဲ့မကောင်းဆိုးအားကလည်းငါတို့ဒီနေ့တော့ဒီလောက်နဲ့ပဲရက်ကြရအောင်ဆက်တိုက်ခိုက်နေရင်နှစ်ယောက်လုံးကထိခိုက်ဒဏ်ရာကြီးကြီးမားမားရနိုင်တာကြောင့်ရက်တော့မယ်လို့ပြောခဲ့တယ်ကလေးလည်းကောင်းပြီအခွင့်ကြုံရင်ထပ်တွေ့ကြတာပေါ့ဆိုပြီးပြောလိုက်တယ်မကောင်းဆိုးအားကလည်းဒါဆိုခွင့်ပြုပါအောင်ဂယူးဆိုင်ပါအောင်လို့ပြောပြီးပျောက်ကွယ်သွားပါတော့တယ်ကလေးတယောက်လည်းပထမအဦးဆုံးထိခိုက်ဒဏ်ရာရပြီးသွေးမြေကြာဘူးတာကြောင့်နောက်ထပ်လိုအပ်တာတွေကိုတီးသွားပြီးသူအများကြီးလေ့ကျင့်ဖို့လိုနေသေးတာကိုသိလိုက်ရပါတော့တယ်ကလေးတယောက်ပြန်လာတော့လေအုတ်ချိုရည်မှုကအဆင်ပြေရဲ့လားလေ့ကျင့်ရေးဆန္ဒကဘယ်လိုလဲလို့မေးခဲ့တယ်ကလေးကလည်းလေ့ကျင့်ရတာအဆင်ပြေပါတယ်ဒါပေမဲ့ထင်ထားသလိုဖြစ်မလာတော့စိတ်ထဲမကောင်းဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရည်မှုကလည်းကလေးလုံနိုင်ခဲ့ပါတယ်ထင်ထားတာထက်အများကြီးလုံနိုင်ခဲ့တာကြောင့်စိတ်ထဲမကြောက်ဘူးပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းအဖေဖြစ်သူကမော်ဆွမ်းအားတွေကိုလက်ချောင်းနဲ့တိုက်ရိုက်ဆုတာငါကတော့အဲ့လိုမဆုနိုင်ခဲ့ဘူးဒါကြောင့်မော်ဆွမ်းအားတွေကိုလက်နဲ့ထဲထည့်တာဒါပေမဲ့ထင်ထားသလိုထဲလို့မရခဲ့ဘူးဒါကြောင့်တစ်ဖက်ကတိုက်ခိုက်လာတော့အမြန်မော်ဆွမ်းအားတွေကိုလက်မောင်းနဲ့ထည့်ပြီးတိုက်ခိုက်လိုက်တာဒါပေမဲ့တစ်ဖက်ရန်သူဆွမ်းအားတွေကိုအချိန်မီမတားဆီးနိုင်တာကြောင့်လက်ပြတ်သွားခဲ့တယ်လို့ပြောခဲ့တယ်မော်ဆွမ်းအားကိုကောင်းကောင်းပဲမသုံးတတ်သေးတာလားအချိန်ကိုက်မတွက်ဆနိုင်တာပဲလားတွေးပြီးစဉ်းစားမရဖြစ်နေခဲ့ပါတယ်တေချာတာကမော်ဆွမ်းအားတွေထည့်ပြီးသားတိုက်ခိုက်မယ်ဆိုရင်မကောင်းဆိုးကဘလို့လက်နဲ့မျိုးနဲ့ပဲတိုက်ခိုက်နေပါစေဒဏ်ရာမရနိုင်ဘူးလို့ပြောခဲ့တယ်ပြီးတော့မော်ဆွမ်းအားအကာအကွယ်တွေနဲ့မော်ဆွမ်းအားကိုဖျက်နိုင်တယ်အဲ့ဒီအကာအကွယ်တွေကတကယ်ရောအလုပ်ဖြစ်လားဆိုပြီးကလေးတယောက်တွေးနေပါတော့တယ်ပြီးတော့ကလေးကတေချာတာအရင်ကထက်မော်ဆွမ်းအားအတွေးတွေလည်းအများကြီးတွေးခေါ်လာနိုင်တယ်မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ဖို့အတွက်လည်းအများကြီးလှုပ်ရှားလာနိုင်တယ်လို့ပုံရိပ်တွေကိုလည်းဖမ်းတာအားကောင်းလာတယ်ဒါကဒန်ဂျီရိုမှာအလုပ်လုပ်နေတဲ့ကောင်းကျိုးတွေလည်းဖြစ်တယ်လို့ကလေးတယောက်တွေးနေပါတော့တယ်ကလေးလည်းမော်ဆွမ်းအားကင်တွေတာအရင်ကထက်တိကျလာတယ်ပြီးတော့တိုက်ရည်ခိုက်ရည်တွေကလည်းအရင်ကထက်ပိုပြီးတိတိတတ်တာအားကောင်းလာတယ်အခုယူရချက်ကမော်ဆွမ်းအားသုံးတာတိကျဖို့နဲ့တိုက်ရည်ခိုက်ရည်တွေကိုပိုပြီးအရှင်မြင့်ဖို့ပဲဆိုပြီးတွေးနေပါတော့တယ်အစင်မြင့်နဲ့မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ဖို့အခွင့်အရေးပေးခဲ့တဲ့အုတ်ချုပ်ရည်မှုကိုလည်းကလေးတယောက်စိတ်ထဲမှာကျေးဇူးတင်မဆုံးဖြစ်နေပါတော့တယ်အဲ့ဒါနဲ့အုတ်ချုပ်ရည်မှုကလည်းကလေးအလုပ်ကိုမကြင်မနှက်ဖြစ်နေတာလားလို့မေးခဲ့တယ်ကလေးကလည်းဟုတ်တယ်
အခုအချိန်ထိရိုးရှင်းပြီးလွယ်ကူတဲ့အလုပ်တွေကိုပဲခိုင်းနေတာကြောင့်အဆင်မပြေဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုကလည်းကလေးကအလုပ်တွေကိုတောက်လျှောက်လုပ်နေတာပါအာရင်ယေတနာတွေကိုလည်းလိုက်ဖြစ်တယ်လို့တွင်တူသမားတွေကိုလည်းထိတ်တိုက်တွေ့တယ်လေပြီးတော့လည်းမကောင်းဆိုးဝါးတွေကိုလည်းတိုက်ခိုက်သေးတယ်လို့တည်ယူပို့ဆောင်ရေးတွေမှာလည်းဝင်ကူသေးတယ်လို့ပြောခဲ့တယ်အဲ့ဒါကိုကလေးကလည်းအဲ့အလုပ်ကရိုးရှင်းလွန်းလို့အဆင်မပြေဖြစ်နေတာတခြားဒီထက်အဆင့်မြင့်တဲ့အလုပ်တွေခိုင်းပါလားဆိုပြီးပြောနေပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုကလည်းဒီအလုပ်ကကလေးအတွက်ပထမအဆုံးဖြစ်ပေမဲ့ကလေးကအကောင်းဆုံးလုပ်နိုင်ပါတယ်ပြီးတော့လည်းဒန်ဂျီရိုမှာကလေးရှိနေတာကအားလုံးအတွက်အလုပ်ဖြစ်တယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းအလုံးမလုံးကပဲဒီမှာရှိနေတာကအလုပ်ဖြစ်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်ဒါကိုအုပ်ချုပ်ရေးမှုကကလေးကထင်ထားတာထက်တောင်အလုပ်တွေပို့လို့ပြီးနေရာတိုင်းမှာအားကိုးနေရတာကအလုပ်ဖြစ်တယ်ဒန်ဂျီရိုမှာကလေးကိုတိတ်အားကိုးရတာကြောင့်သဘောကျတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုကလည်းအမှန်တိုင်းပြောပြရင်ကလေးကိုသဘောကျလို့ငှားခဲ့တာဘာကိုခိုင်းပြီးတာဝန်ပေးရမလဲဆိုတာတေချာမဆုံးဖြတ်ရသေးဘူးလို့ပြောခဲ့တယ်အုပ်ချုပ်ရေးမှုစကားကိုကြားပြီးအံ့ဩနေတဲ့ကလေးလေးကိုကြည့်ကအခုတော့ကလေးကိုအနားမှာထားပြီးအလုပ်တွေအတွက်အတွေ့အကြုံရအောင်လုပ်ပေးမယ်ဆိုပြီးပြောလိုက်ပါတော့တယ်ကလေးလည်းအုပ်ချုပ်ရေးမှုဆုံးဖြတ်ချက်ကိုသဘောကျသွားပြီးဒါဆိုအခုဘာလုပ်ကမလဲဆိုပြီးမေးပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းယေဒနာတစ်တာတွေထည့်ဖို့တွားရအောင်ဆိုပြီးယေဒနာတစ်တာအခန်းထဲကိုခေါ်လာခဲ့တယ်အခန်းထဲလည်းရောက်ရှုပ်ပွားပြီးညစ်ပတ်နေတာကြောင့်ကလေးတယောက်စိတ်ပြတ်သွားခဲ့တယ်အဲ့ဒီလောက်ထိပစ္စည်းထားတာညစ်ပတ်ပြီးစီကံမရှိတာအံ့ဩတယ်လို့ပြောခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းရန်ကတ်ကတော့တခါတလေလာရှင်းပေးပါတယ်ဒါပေမဲ့အထက်မြင့်အနေမှာရှိတဲ့ပစ္စည်းတွေကိုလည်းအလဲအထက်လုံးနေရတာကြောင့်အဆင်မပြေဘူးလို့ပြောခဲ့တယ်အခုကလေးရောက်လာပြီဆိုတော့ဒီအခန်းထဲကပစ္စည်းတွေထဲမှာလိုအပ်တာတွေလည်းယူလို့ရတယ်လို့နောက်ထပ်လည်းနေရာတကျပစ္စည်းတွေကိုလည်းဖြည့်ဖို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလည်းအခန်းကိုကူရှင်းပေးမယ်ပစ္စည်းတွေကိုလည်းနေရာကူချပေးမယ်လို့ပြောခဲ့တယ်ဒါကိုဘာပြန်ပေးရမလဲဆိုပြီးမေးတော့အုပ်ချုပ်ရေးမှုကမော်စွမ်းအားဖောက်ထွင်းလို့မရတဲ့တန်ချက်ကအေးအေးပေးစနစ်အုပ်ထုပ်တွေပေးမယ်လို့ပြောခဲ့တယ်ဒီလိုနဲ့ရန်ကတ်လည်းရောက်လာပြီအခုလောလောဆယ်ပစ္စည်းတွေထားဖို့နေရာမရှိသေးတာကြောင့်တခြားအလုပ်တွေကူလုပ်ပေးဖို့ကလေးကိုခေါ်ခဲ့ပါတယ်အဲ့ဒါနဲ့ရန်ကတ်ကိုလက်နက်တွေလုံနေတဲ့ကိုလင်းတွေကိုလိုက်ပြပြီးလိုအပ်တာတွေကိုရှင်းပြခဲ့တယ်ကလေးတယောက်လည်းလက်နက်အစ်စ်လိုချင်ပေမဲ့အဖေဖြစ်သူပေးထားတဲ့လက်နက်လေးကိုမစွန့်ပစ်ချင်တာကြောင့်ရန်ကတ်တောင်းဆိုချက်ကိုမလိုက်ရောခဲ့ပါဘူးနောက်ပြီးယေဒနာပစ္စည်းတွေထားဖို့အတွက်လည်းအခန်းတစ်ခန်းကိုတွားကြည့်ခဲ့ကြတယ်အုပ်ချုပ်ရေးမှုကိုကူညီချင်တာကြောင့်ပစ္စည်းထားလို့ရမယ့်နေရာကိုကလေးတယောက်လိုက်ရှာနေတာဖြစ်တယ်ဒီလိုနဲ့နှစ်ယောက်သားအလုပ်တွေလည်းပြီးရောလက်ဖက်ရည်တောက်ကြရင်ရန်ကတ်ကအုပ်ချုပ်ရေးမှုကိုဂရုစိုက်ဖို့ပြောခဲ့တယ်သူကတချင်လုံးမော်ပညာကိုသုံးပြီးအလုပ်လုပ်နေရတာကြောင့်အထီးကျန်နေတာဖြစ်တယ်တွင်တူသမားတွေလာပြီးရီမောနေကြတဲ့အတန်တွေကိုကြားရင်သူမှဝမ်းနေရတယ်ဒါကြောင့်မင်းကလေးအဖော်ဖြစ်တဲ့ကလေးကအုပ်ချုပ်ရေးမှုကိုဂရုစိုက်ပေးပါလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းပြန်သွားပြီးအုပ်ချုပ်ရေးမှုကိုရန်ကတ်ပြောတဲ့အကြောင်းတွေပြောပြခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းအလုပ်စားဝင်ကလေးကရန်ကတ်ကိုမိသားစုဝင်တယောက်လို့သဘောထားကြောင်းပြောခဲ့တယ်အုပ်ချုပ်ရေးမှုစကားကိုကြားပြီးကလေးတယောက်တရေဘောကြောင့်လည်းဆိုတာသိလိုက်ရပါတော့တယ်ကက်ပရိတက်ကြီးတို့ရေလာမယ့်အပိုင်း6ဇလန်းလေးမှာတော့ကလေးတယောက်သွေးထိုးတဲ့ရန်ကတ်ကိုဘယ်လိုတွေပညာပြမလဲဆိုတာစေဝင်စားဝယ်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်အုပ်ချုပ်ရေးမှုကကလေးဆန်းကိုမနှက်စာပြင်ပေးနေတာကိုတွေ့ရမှာပါကလေးဆန်းကပေါင်မုတ်တွေအသားချောက်တွေပဲစားတာမို့အုပ်ချုပ်ရေးမှုကအံ့ဩနေခဲ့တယ်ကလေးဆန်းဘာလို့အသားချောက်တွေပဲစားနေကြလဲအသေးအရွက်တွေရောအပြောင်းလဲဖြစ်အောင်မစားဘူးလားလို့မေးခဲ့တယ်အဲ့ဒါနဲ့ကလေးဆန်းလည်းလူမန်းတိတက်ဆအရွယ်တွေကအသားချောက်တွေပေါင်မုတ်တွေပဲစားလာတာမလို့အထူးတလဲတော့မဟုတ်ဘူးလို့ပြောခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းအသီးအရွက်တွေပဲစားပါစေဆိုပြီးတေချာထားပေးတာနောက်ဆုံးထားပေးထားတဲ့အတိုင်းပုံမပြတ်တာကြောင့်မေးကြည့်တာပါလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးဆန်းလည်းအုပ်ချုပ်ရေးမှုရောဘာမှမစားဘူးလားလို့မေးခဲ့တယ်ပုံမှန်ဆိုလက်ဆက်တဲ့အသီးရွက်တွေပဲစားလေရှိပေမဲ့အခုနောက်ပိုင်းအစားအသောက်ကိုတတိထားပြီးစားတာများတယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလည်းဒါဆိုဒီမှာရှိနေတဲ့မိဖို့ကြောင့်ပစ္စည်းတွေကဘာလို့ဖို့ထားရတာလဲလို့မေးခဲ့တယ်တခါမှမချက်ဘူးလို့ပြောတော့ကလေးဆန်းလည်းစိတ်မရှိတော့ပဲသူချက်ကျွေးမယ်ဆိုပြီးထလာပါတော့တယ်ကလေးဆန်းကချက်ဖို့ဆိုပြီးသူ့လက်ကင်ဓားကိုထုတ်လိုက်တော့အုပ်ချုပ်ရေးမှုကအံ့ဩသွားခဲ့တယ်အောက်မှာမိဖို့ကြောင့်သုံးဓားတွေရှိနေတာယူသုံးလို့ပြောလိုက်တော့ကလေးကသုံးနေကြဓားပဲသုံးတာအဆင်ပြေတယ်လို့ပြောခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းစိတ်ထဲမှာတော့တနာစရာကောင်းတဲ့ကလေးဆန်းမိဖို့ကြောင့်သုံးဓားတောင်ကောင်းကောင်းမကင်တတ်ဘူးလို့ပြောခဲ့တယ်ကလေးဆန်းတယောက်လည်းဓားကိုကျွမ်းကျင်စွာကင်တွဲပြီးချက်ပြုတ်နေတာမြင်ရတော့အုပ်ချုပ်ရေးမှုကဆွဲဆောင်ရပါလားဆိုပြီးသဘောကျနေခဲ့ပါတယ်ဒီလိုနဲ့ဘာမှမထည့်ပဲပြုတ်နေတဲ့ကလေးဆန်းကိုကြည့်ပြီးဟင်းခတ်အမွေးကြိုင်လေးဘာလေးမထည့်ဘူးလားလို့မေးတော့မလိုဘူးလို့ကလေးဆန်းကဖြေခဲ့တယ်အဲ့ဒါတွေကကျွမ်းကျင်စပိုမှုတွေအတွက်ပဲလိုတာတဲ့ငါအတွက်တော့မလိုဘူးဒီတိုင်းစားလို့ပြောခဲ့တယ်ကလေးဆန်းလည်းအဖေဖြစ်သူတင်မဲတာတွေကိုပြန်လဲကြားရောင်ရင်အဖေဖြစ်သူကချက်ပြုတ်တက်တယ်ဆိုတာတိုက်ခိုက်တာနဲ့မတူသလိုအမှုပညာဆန်တဲ့အရာတစ်မျိုးဖြစ်တယ်တိုက်ခိုက်ဖို့အတွက်လက်နဲ့ရွေးရသလိုချက်ပြုတ်ဖို့အတွက်လည်းဟင်းခတ်အမွေးအကြိုင်တွေကိုတေချာရွေးချယ်ရတာကြောင့်မှားသွားရင်ပြဿနာဖြစ်သွားနိုင်တာကြောင့်စိတ်မလာဘူးပြောခဲ့တယ်
တိုက်ခိုက်ရေးတမကချက်မနေပဲအန်နီရဲ့များတယ်လို့ပြောတဲ့စကားတွေကိုအုပ်ချုပ်ရေးမှုကိုပြန်ပြောနေခဲ့တယ်အဲ့ဒါနဲ့ကလေးဆန်လည်းအဖေကအဲ့လိုမျိုးတင်ပေးလိုက်တာဟင်းချက်တဲ့အထိစားကိုလက်လွန်သွားရင်ပင်လေရေလိုမျိုးငန်တူးနေမှာလက်အကျင့်အစကလည်းအရန်ရေးကြည့်တာကြောင့်ဘာမှမချက်တာကောင်းတယ်လို့ပြောခဲ့တယ်နှစ်ယောက်သားစကားကောင်းနေရင်ရန်ကတ်ဝင်လာပြီးကလေးဆန်ကတော့တိုက်ခိုက်ရေးမှာအင်အားကြီးပေမဲ့ချက်ပြုတ်တဲ့နေရာမှာတော့တိတ်ကိုအားနည်းလွန်းတယ်လို့ပြောခဲ့တယ်ဟင်းချက်တဲ့အခါကိုအတုံးလိုက်ကြီးထဲစီရမလို့ပဲနည်းနည်းလေးချိန်ပြီးထဲလိုက်ရင်ဟင်းကတေချာပေါက်အရသာရှိသွားမှလို့ပြောခဲ့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုလဲရန်ကတ်ဘာကိစ္စရှိလဲလို့မေးလိုက်တော့ရေကုန်သွားလို့လာယူတာပါလို့ပြောခဲ့တယ်ကလေးဆန်လဲရေးလာသွားယူပေးမယ်လို့ပြောလိုက်တော့အုပ်ချုပ်ရေးမှုကသူပြောတဲ့ရေဆိုတာအရက်ကိုပြောတာလို့ပြောခဲ့တယ်ကလေးဆန်လဲဒါဆိုရိုးရိုးကြီးကိုဘယ်လိုခေါ်လဲဆိုပြီးမေးတော့စိတ်ပြစ်စရာရေးလို့ရန်ကတ်ကဖြေခဲ့တယ်အသက်ရှင်ဖို့မျောလင်းချက်တွေဘာမှမပေးနိုင်တာကြောင့်ရမကာပဲတောက်တယ်လို့ရန်ကတ်ကဖြေခဲ့တယ်အဲ့ဒါနဲ့ရန်ကတ်ကမင်းတို့ဘာတွေဆွေးနွေးနေကြတာလဲဆိုပြီးမေးလိုက်တော့အသီးအရွက်မစားတဲ့အကြောင်းကိုပြောနေကြတာပါလို့ဖြေခဲ့တယ်ရန်ကတ်လည်းအံ့ဩသွားပြီးလူသားတွေကအသီးအရွက်အများဆုံးစားကြတာပါဘာလို့မစားတာလဲဆိုပြီးအံ့ဩနေခဲ့တယ်ဒီလိုနဲ့ကလေးဆန်ချက်ထားတဲ့ဟိုကချက်သွားတာကြောင့်တခါတည်းစားသွားဖို့ရန်ကတ်ကိုခေါ်နေခဲ့တယ်ကလေးဆန်လေးတယောက်တစ်ခွက်စီထည့်ပြီးစားလို့ရပြီစားကြပါလို့ဆိုပြီးပြောခဲ့တယ်ဘာအရသာမို့မှထဲ့မဲ့ချက်ထားတဲ့အပြင်အသီးအရွက်တွေကလည်းအစိမ့်နဲ့နန်းနေတာကြောင့်ရန်ကတ်ကပြောပါတော့တယ်အမှန်တိုင်းပြောရရင်စားဘူးသမျှအထဲအဆိုးဆုံးအရသာပဲလို့ဝေဖန်ခဲ့တယ်အဲ့ဒါနဲ့ကလေးဆန်ကလည်းအစားအစာပဲစားလို့ရရင်အဆင်ပြေပါတယ်အဲ့လောက်ကြီးအရသာခံစရာမလိုဘူးလို့ပြောခဲ့တယ်ကလေးဆန်စကားလေးကြားရောရန်ကတ်နဲ့အုပ်ချုပ်မှုကစိုးဝါလိုက်တဲ့လူတော်တော်လေးအတွေးခေါင်းပါလားဆိုပြီးအပြစ်တင်ကြပါတော့တယ်အဲ့ဒါနဲ့ရန်ကတ်လည်းဒါဆိုအဆင်မပြေတော့ဆရာတယောက်ခေါ်မှရမယ်ချက်ပြုတ်တာတင်ကြားဖို့ဆိုပြီးပြောခဲ့ပါတယ်ဒီလိုနဲ့လူသားကဘာတွေကဖူရီဆန်ဆိုတဲ့ကောင်မလေးတယောက်ရောက်လာပြီးကလေးတို့ကိုဟင်းချက်လာတင်ပေးပါတော့တယ်တန်ကြီးရွန်ရွာမှာရှိတဲ့မိဖို့ကြောင့်တွေကပစ္စည်းတွေကိုတေချာသုံးတက်နေတာကြောင့်အုပ်ချုပ်ရေးမှုအံ့ဩနေခဲ့တယ်ကလေးတယောက်ကလည်းအကုန်တိအကုန်တက်ဆရာကြီးတယောက်ဖြစ်တာကြောင့်တစ်ဖက်ကတင်ပေးလိုက်တာကိုလက်မခံချင်ခဲ့ပါဘူးစားတဲ့နီးကအစတင်ပေးနေတာကြောင့်အဲ့လောက်လေးကငါလေးလှုပ်တက်တယ်ဆိုပြီးကလေးတယောက်တွေးနေပါတော့တယ်နောက်တော့ဖူရီဆန်ကတဆင့်ချင်းချက်ပြီးကြော်ထားတဲ့ဟင်းတရားတွေကိုကျွေးလိုက်တဲ့အခါအုပ်ချုပ်ရေးမှုတယောက်ကတော့ဟန်တော့မဆောင်နိုင်ပါဘူးချက်ချင်းပဲအဲ့ဒီလောက်ထိအရသာရှိတဲ့ဟင်းလျာမျိုးတခါမှမစားဘူးလို့ပြောနေခဲ့တယ်အဲ့ဒါနဲ့ဖူရီဆန်တယောက်လေးဟင်းချက်ပစ္စည်းတွေကိုလိုက်ရှာရင်ငကားအသားပိုင်းအစတွေကိုတွေ့သွားခဲ့တယ်ဖူရီဆန်လဲဒါကလူကဘာမှာဆိုရင်တိတ်ကိုတန်ဖိုးကြီးတာအစားကျူးတဲ့လူတွေကတော့ဈေးကြီးပေးစားတာဆိုပြီးပြောနေခဲ့တယ်အုပ်ချုပ်ရေးမှုကလည်းငကားအသားကအဲ့လောက်တောင်ကောင်းလားတခါတော့ချက်ကျွေးပါလားဆိုပြီးပြောခဲ့တယ်ဖူရီဆန်ကလည်းငါ့ကိုကောင်မလေးတယောက်ကငကားအသားကိုချက်ဖို့အဆင့်မီပါမလားလို့မေးခဲ့တယ်ဒါကိုကလေးဆန်ကလည်းအဆင်ပြေမှာပါဟင်းချက်လက်ရကောင်းပါတယ်လိုအပ်တာတွေငါတို့ကူညီပေးမယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ဖူရီဆန်တယောက်လည်းမတိမထားလောက်အောင်တိတ်ကိုအရသာရှိတဲ့ငကားအသားကိုချက်ပေးခဲ့ပါတယ်ဆွေမျိုးမေတော့အောင်စားကောင်းတာကြောင့်အုပ်ချုပ်ရေးမှုရောကလေးဆန်တယောက်ရောသဘောကျနေခဲ့ပါတယ်တသက်လုံးဒီလောက်အထိအရသာရှိတဲ့အစားအစာမျိုးမစားဘူးလို့ပြောနေခဲ့တယ်အဲ့ဒါနဲ့ဖူရီဆန်တယောက်ပြန်တော့မှမို့နှုတ်ဆက်နေရင်အုပ်ချုပ်ရေးမှုကလက်ဆောင်ပေးခဲ့ပါတယ်ဆရာဖြစ်သူနဲ့အတူစားဆိုပြီးဒန်ဂျီရွန်ထွက်ကုန်လေးတစ်ခုပေးခဲ့တယ်ဖူရီဆန်လည်းတိတ်ကိုပြောသွားပြီးကျေးဇူးတင်ပါတယ်ဆရာဖြစ်သူကတော့သဘောကျနေမှာပါလို့ပြောခဲ့တယ်ဖူရီဆန်လည်းကလေးကိုတေချာကြည့်ပြီးကလေးဆန်ကတော်ပါတယ်အကောင်းဆုံးချက်ပြုတ်နိုင်မှာပါအခုကအခြေခံလောက်ကိုတည်သွားပြီဆိုတော့နောက်ဆိုကောင်းကောင်းချက်ထက်သွားမှာလို့အားပေးခဲ့ပါတယ်ဖူရီဆန်လည်းပြန်သွားရောကလေးတယောက်ငါလည်းချက်ပြုတ်နိုင်ရမယ်လို့တွေးနေခဲ့ပါတယ်ဒါပေမဲ့ချက်ပြုတ်တဲ့အရာကိုအာယုံစိုက်လိုက်ရင်အဖေပြောထားတဲ့အတိုင်းမော်ပညာကိုလွန်ဆန်းသလိုဖြစ်သွားမလားဆိုပြီးတွေးနေခဲ့ပါတယ်ဒါပေမဲ့လည်းတခါတလေစားကောင်းတောက်ဖွယ်လေးတွေကိုစားဖို့အတွက်ကချက်တာပြုတ်တာအဆင်ပြေတယ်လို့ပြောခဲ့တယ်နောက်တစ်နေ့မှာတော့ကလေးဆန်ကိုရန်ကတ်ကတင်ထားတဲ့ရှားပါလက်နက်တွေကိုထုတ်ပြခဲ့တယ်အဲ့ဒါတွေကိုတင်ထားရတာတန်ဖိုးကြည့်တာမို့အသုံးလုံးမဲထင်းရင်ယူသုံးလို့ပြောခဲ့ပါတယ်ကလေးဆန်လည်းဓာတ်တစ်ချောင်းကိုဆွဲယူလိုက်ပြီးသူနဲ့အဆင်ပြေမဲ့လက်နက်ကိုရွေးနေခဲ့ပါတယ်ထင်သားသလောက်ကလေးကလက်နက်ကိုတေချာရွေးတက်နေပြီးကောင်းကောင်းလေးကင်တွယ်တာကိုကြည့်ပြီးရန်ကတ်သဘောကျနေခဲ့တယ်ကလေးတယောက်ဓာတ်ကိုကင်ပြီးအထားအသိုးတွေတစ်ဖက်ရန်သူကိုတိုက်ခိုက်ဖို့အသင်အနေအထားပြင်ပုံတွေကိုပါပြောပြနေခဲ့တယ်ဓာတ်ရှိသုံးတာထက်ဓာတ်အတူကိုသုံးတာကရန်သူကိုလှည့်စားနိုင်တယ်လို့တိုက်ခိုက်ရမှာလဲပိုပြီးအဆင်ပြေလွယ်ကူတယ်လို့ပြောပြနေခဲ့တယ်ဓာတ်တစ်ချောင်းကင်ပြီးရန်သူကိုအကြက်တွေးအောင်လုံနီးကရန်သူပြေးကွက်ပိတ်ဂျောင်းပိတ်တိုက်ခိုက်နေတယ်ကိုရန်ကတ်ကိုတေချာပြောပြနေခဲ့ပါတော့တယ်အရွယ်နဲ့မလိုက်အောင်တိုက်ခိုက်မှုကျွမ်းကျင်တဲ့ကလေးကိုကြည့်ပြီးရန်ကတ်ကဘာပြောရမှန်းမသိအောင်ဖြစ်နေပါတော့တယ်အဲ့ဒါနဲ့ကလေးလေးလက်နက်တွေကိုယူပြီးအခုလိုမျိုးလိုအပ်တာတွေကိုစီစဉ်ပေးတဲ့အတွက်ရန်ကတ်ကိုကျေးဇူးတင်ကြောင်းပြောနေခဲ့ပါတယ်ရန်ကတ်လည်းထပ်စီစဉ်ထားတာတွေရှိသေးတယ်ပြအောင်မယ်ဆိုပြီးမင်းကလေးတန်ကြက်ကဝတ်တွေကိုထုတ်ပြခဲ့တယ်ကလေးလည်းအံ့ဩသွားပြီးအဲ့ဒါအုပ်ချုပ်ရေးမှုအတွက်လားလို့မေးတော့ရန်ကတ်ကကလေးအတွက်လုပ်ပေးထားတာပါယူသွားပါလို့ပြောခဲ့တယ်ကလေးလည်းသူ့မှာရှိတာကြောင့်
အုတ်ချိုယူမှုကိုပဲပေးဖို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ rank ကလည်းကလေးမရှိတဲ့တန်ကြက်ကဆုံးနေပါပြီဒီအစ်စ်လေးယူသွားပါလို့ပြောခဲ့ပါတယ်ကလေးကလုံညုံနာကိုသဘောကျတဲ့မိန်းကလေးမို့တေချာလေးချုပ်ပေးထားတာကြောင့်ယူသွားလို့ပြောနေခဲ့တယ်ဖြစ်ချင်တော့တန်ဂျီရိုမှာရှိနေတဲ့မိန်းကလေးတန်ကြက်ကာတွေကဟိုပေါ်ဒီပေါ်တွေဖြစ်နေတာကြောင့်ကလေးကသဘောမကျပါဘူးအဲ့ဒါနဲ့ rank ကလေးအရင်ဆရာဟောင်းရှိတုန်းကလောက်ခိုင်းထားတာငါလည်းအဲ့ဒါကိုသဘောမကျဘူးလို့ပြောခဲ့တယ်ကလေးလည်းအရင်အုတ်ချိုရည်မှုဆရာဖြစ်တဲ့ဆရာဟောင်းကအဲ့လိုလူစားမျိုးလားဆိုပြီးတွေးနေပါတော့တယ် rank လေးကလေးမှာရှိတဲ့တန်ကြက်ကာလေးကအရန်စုံနေပြီအခုချုပ်ပေးထားတာလေးတွေကိုယူသွားပါလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းအုတ်ချိုရည်မှုမှလည်းတန်ကြက်ကမရှိဘူးလေဘာလို့မလုပ်ပေးတာလဲလို့မေးခဲ့တယ်အုတ်ချိုရည်မှု fashion အမြင်ကသူများနဲ့မတူပဲထူးဆန်းနေတာကြောင့်ချုပ်ပေးတာလဲကြိုက်မှာမဟုတ်လို့မစီစဉ်ပေးခဲ့ဘူးလို့ဖြစ်ခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းချက်ချင်းပဲ rank ချုပ်ပေးထားတဲ့တန်ကြက်ကာကိုကောက်ဝေးလိုက်ပါတော့တယ်ပျော်ပြောင်းတဲ့တပ်တူတွေနဲ့လှုပ်ထားတာကြောင့်တန်ကြက်ကာတွေကဝေးရတာအဆင်ပြေပြီးလွတ်လပ်မှုလည်းရှိတာကြောင့်ကလေးသဘောကျနေခဲ့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းချက်ချင်းအုတ်ချိုရည်မှုစီကိုသွားပြီးပြခဲ့တယ်အုတ်ချိုရည်မှုကလည်းကလေးတန်ကြက်ကာနဲ့အရန်လိုက်တယ်လို့ပြောခဲ့တယ်ပြီးတော့အုတ်ချိုရည်မှုကဒီနေ့အလုံးမရှိတာကြောင့်နေရာသားရှောက်သွားကြဖို့ပြောခဲ့တယ်ကလေးကလည်းအဆင်မပြေကြောင်းနောက်ရက်တွေကနေစားပြီးပြန်စွန့်စားခြင်းတာမလို့တိုက်ခိုက်ဖို့တွေစီစဉ်ပေးလို့ပြောခဲ့တယ်ပြီးတော့ကလေးတယောက်ကပုံဆောင်ခဲထည့်ပြီးတိုက်ခိုက်ရတာကိုအဆင်ပြေတာကြောင့်ပြန်ထုတ်ပေးဖို့ပြောခဲ့တယ်ဒါကိုအုတ်ချိုရည်မှုကတန်ဂျီရွန်ထဲမှာအလုပ်လုပ်ရင်ပုံဆောင်ခဲမှာမှတ်ပုံနေပြီးအလုပ်လုပ်ရတာကြောင့်ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်ကလေးကလည်းသူများအကူအညီယူပုံတူပွားပြီးတိုက်ခိုက်နေတာကြောင့်သူ့ပုံစံအဆင်မရတာကြောင့်အဆင်မပြေကြောင်းလည်းပြောခဲ့တာဖြစ်တယ်ခေါင်းမာတဲ့ကလေးဆန်ကိုကြည့်ပြီးဘလို့မှဖြောင်းပြလို့မရတာကြောင့်အုတ်ချိုရည်မှုလည်းစိတ်ရှုပ်သွားပါတော့တယ်ဒီလိုနဲ့ကလေးတယောက်ပြန်တိုက်ခိုက်မယ်ဆိုပြီးလူမှုမကောင်းဆိုးဝါးရဲ့ rank ရေးကိုခေါ်ပြီးနိုင်ရန်ဖြတ်ကျော်လာပါတော့တယ်ပထမဆုံးတန်ဂျီရိုထဲမှာနိုင်ရန်ဖြတ်ကျော်မှုတာကြောင့်ကလေးတယောက်စိတ်တွေလှုပ်ရှားနေခဲ့တယ် rank တို့ကိုနှုတ်ဆက်ပြီးကလေးတယောက်ရှောက်လာရင်အတင်းဆောင်နေတဲ့မိတောင်မကောင်းဆိုးဝါးတွေကိုတွေးလိုက်ရပါတော့တယ်ကလေးတယောက်ကြည့်နေရင်မကောင်းဆိုးဝါးတွေကအပေါင်းအဖော်တွေအများကြီးပွားလိုက်ပြီးကလေးကိုတိုက်ခိုက်ဖို့ပြင်ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းချက်ချင်းအပေါ်ကိုမြောက်တက်သွားပြီးမိတော့မကောင်းဆိုးဝါးခန္ဓာကိုယ်ကိုဓာတ်နဲ့ဖြတ်ပစ်ပါတော့တယ်ဓာတ်နဲ့ဖြတ်လိုက်တာချက်ချင်းပျောက်သွားတော့မကောင်းဆိုးဝါးကတကယ်ပဲတည်သွားတာလားဒါမှမဟုတ်ပျောက်ကွယ်သွားတာလားဆိုပြီးကလေးတွေးနေခဲ့ပါတယ်ဒီလိုနဲ့ကလေးတယောက်ယတနာလည်းမရဘူးဆိုပြီးတွေးနေတော့အခန်းထဲကနေယတနာတစ်တာကြီးထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလေးယတနာတစ်တာကိုဖွင့်ပြီးဘာများထွက်လာမလဲဆိုတာကိုရင်ခုန်စွာစောင့်မျှော်နေရင်ဓမြောင်ကြီးထွက်လာတော့သူသဘောမကျခဲ့ပါဘူးဒါပေမဲ့လည်းနောက်ထပ်မကောင်းဆိုးဝါးတွေအများထပ်တွေ့မလားဆိုပြီးတွေးကရှောက်လာရင်တကွေးမှာမကောင်းဆိုးဝါးအနံ့ရလိုက်ပါတော့တယ်ကြည့်လိုက်တော့တစ်ပင်မကောင်းဆိုးဝါးတွေကိုမြင်လိုက်ပြီးကလေးတယောက်လည်းတုံဆိုင်မနေတော့ပဲချက်ချင်းတိုက်ခိုက်ပါတော့တယ်နောက်ဆုံးအာယူပြီးမကောင်းဆိုးဝါးခေါင်းဆောင်ကိုခေါင်းဖြတ်ပြီးထွက်လာတဲ့ယတနာတွေကိုယူလာလိုက်ပါတော့တယ်ကလေးလည်းအရင်ကထက်မောပညာတွေကိုသုံးပြီးမကောင်းဆိုးဝါးကိုခုတ်ထည့်နိုင်တာတန်ကြီးလွန်စွမ်းအားကြောင့်ဆိုပြီးတွေးနေရင်အပိုင်း6ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ကပရိသတ်ကြီးတို့ရေနောက်လာမယ့်အပိုင်း9ဇလန်းလေးမှာတော့ကလေးတယောက်နောက်ထပ်တန်ကြီးလွန်ထဲမှာဘလို့စိန်ခေါ်မှုတွေစွမ်းအားကြီးမားတဲ့မကောင်းဆိုးဝါးတွေကိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးကြပါအောင်နော်တွင်တူသမားတစ်ဖွဲ့ဖြစ်တဲ့ဝင်းပလွေအဖွဲ့ခေါင်းဆောင်ဟာအယိုးစုကိုစိတ်နာပြီးဓာတ်တိုင်းလေ့ကျင့်နေခဲ့ပါတယ်စိတ်ထဲမှာလည်းသူ့ကိုအထိနာအောင်တိုက်ခိုက်ခဲ့တဲ့အယိုးစုကိုပဲပြန်မြင်အောင်နေခဲ့ပါတော့တယ်ပထမဆုံးရှုံးမှုတာကြောင့်အယိုးကြောက်ကိုစိတ်တိုးပြီးတွေးလိုက်တိုင်းပြန်မြင်အောင်နေတာကြောင့်အထိနာအောင်စော်ကျင်နေတာလည်းဖြစ်ပါတယ်အဲ့ဒါနဲ့ခေါင်းဆောင်လည်းအယိုးကြောက်ကတိတ်မြန်တာကြောက်စရာကောင်းလောက်အောင်မြန်တာကြောင့်ဘလို့မှမလိုက်နိုင်ဘူးလို့ပြောခဲ့တယ်အချင်းတငယ်ချင်းဖြစ်သူရောက်လာပြီးမင်းကတကယ်အလုပ်ကြိုးစားတာပဲဘာလို့အဲ့လောက်အထိလေ့ကျင့်နေတာလဲဆိုပြီးမေးခဲ့တယ်အဲ့ဒါနဲ့ခေါင်းဆောင်ကလည်းအနေကအယိုးကြောက်ကဒါမှမကောင်းဆိုးဝါးမဖြစ်နိုင်ဘူးတေးကြတာအဖွဲ့ခေါင်းဆောင်များဝင်တိုက်လို့အဲ့လောက်အထိတွက်လက်နေတာလားဆိုပြီးပြောခဲ့ပါတယ်ဒါကိုတငယ်ချင်းကလည်းဖြစ်နိုင်ကြောင်းထောက်ခံပြီးနောက်တစ်ခါတိုက်ဖို့အတွက်အစီအစဉ်ဓာတ်ဆွဲမယ်ဆိုပြီးပြောခဲ့ကြပါတယ်ခေါင်းဆောင်လည်းတွင်တူသမားတွေထဲမှာငါတို့အဖွဲ့ကအတော်ဆုံးနဲ့အမြန်ဆုံးပဲတေးကြတာအထက်မြင့်ကိုတက်ပြီးတန်ဖိုးကြီးယေတနာတွေရောက်အောင်ယူမယ်ဆိုပြီးဓာချင်းကျင်းနေပါတော့တယ်နောက်တစ်နေ့မှာတော့ကလေးစံတို့နဲ့အုတ်ချိုရည်မှုတို့နှစ်ယောက်သားမကောင်းဆိုးဝါးအလုပ်သမားတွေထပ်ခေါ်ဖို့ပြင်နေကြပါတော့တယ်အဲ့ဒါနဲ့ကလေးကလည်းအံ့ဩသွားပြီးတကယ်ပဲမကောင်းဆိုးဝါးတွေအင်တာဗျူးခေါ်တော့မှလားဆိုပြီးမေးနေခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချိုရည်မှုကလည်းမကောင်းဆိုးဝါးတွေတကယ်အလုပ်လာလို့ရင်အဆင်ပြေတယ်လက်နဲ့မပါလဲထောက်ခံပေးမယ်လို့ပြောခဲ့တယ်တချို့မကောင်းဆိုးဝါးတွေကစကားမပြောတတ်တဲ့အပြင်ရိုင်းလဲရိုင်းတာကြောင့်လုပ်ငန်းလေပတ်ပုံကအစအသေးစိတ်တင် जा ပေးရမယ်လို့အုတ်ချိုရည်မှုကပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းအခုအစ်စ်ထက်ခတ်မဲ့မကောင်းဆိုးဝါးတွေကိုတိုက်ရမလားလို့မေးတော့အုတ်ချိုရည်မှုကတိုက်စီရမလို့တော့ဘူးလို့ပြောခဲ့ပါတယ်အစ်စ်ဝင်လာမဲ့မကောင်းဆိုးဝါးတွေကလည်းဒန်ဂျီရိုထဲမှာအလုံးလုံးမှဖြစ်တာကြောင့်အားလုံးအတူတူပဲလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချိုရည်မှုကလည်းအားလုံးအတူတူအလုပ်လုပ်ကြရမှာကြောင့်လက်နက်တွေလည်းအတူတူဝေမျှသုံးစွဲကြမယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့အုတ်ချိုရည်မှုတယောက်ကလေးကိုဒန်ဂျီရိုထဲကနောက်ဆုံးအခန်းထဲကိုခေါ်သွားခဲ့ပါတယ်နောက်ဆုံးအခန်းလေးရောက်ရောတင်ထားတာတက်တောင်ပုံမကျဲဝန်းနေတာကြောင့်ကလေးဆန်တယောက်သဘောကျနေပါတော့တယ်က
လေးလည်းအခန်းတစ်ပတ်ကိုလှည့်ကြည့်နေရင်ဒါမကြခင်အင်တာဗျူးလာဖြေမဲ့နေရလားလို့မေးခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းအင်တာဗျူးမဲ့နေရဖြစ်တယ်လို့နောက်ထပ်လည်းအရေးကြီးဧည့်သည်တွေလာရင်ဒီမှာပဲတွေ့မယ်လို့ပြောခဲ့ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းသူ့မော်တို့တန်ကိုထုတ်လိုက်ပြီးမကောင်းဆိုးဝါးတွေကိုတယောက်ချင်းဆင်းခေါ်ဖို့အတွက်စဝိုင်းနေရေးဆွဲပါတော့တယ်မကောင်းဆိုးဝါးတယောက်ချင်းစီကပုံစံအရွယ်အစားလည်းမတူတာကြောင့်တယောက်ချင်းအတွက်စဝိုင်းရေးဆွဲနေတာကိုကြည့်ပြီးတော်တော်အလုံးရှုပ်တာပဲဆိုပြီးကလေးတယောက်ပြောနေခဲ့ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းပထမအဆုံးတယောက်ကိုဆင်းခေါ်တော့မှဖြစ်တာကြောင့်တကယ်လို့အန်ဒီရဲ့တစ်ခုခုဖြစ်လာရင်ဝယ်မပါပဲဘေးထွက်ဆိုပြီးပြောလိုက်ပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းချက်ချင်းမော်တို့တန်ကိုအသုံးပြုလိုက်ပြီးမမြင်နိုင်တဲ့နေရာကနေနိုင်ငံတွေကိုဖျက်ကျော်ပြီးအမြန်ဝင်ရောက်လာပေးပါဆိုပြီးပြောခဲ့ပါတယ်အုပ်ချုပ်ရေးမှူးခေါ်နေတော့မကောင်းဆိုးဝါးစွမ်းအားကဘလောက်အထိပြင်းလဲဆိုရင်ကလေးတယောက်အရေးပြားပေါ်မှာခံစားနေရတဲ့အထိဖြစ်ခဲ့ပါတော့တယ်အုပ်ချုပ်ရေးမှူးလည်းမမြင်နိုင်တဲ့မော်စွမ်းအားတွေကိုချိတ်ဆက်ပြီးမကောင်းဆိုးဝါးရောက်လာအရက်ကနေအမြန်လာခဲ့ဆိုပြီးဆင့်ခေါ်လိုက်ပါတော့တယ်အဲ့ဒါနဲ့နဂါးကောင်ရောက်လာပြီးအုပ်ချုပ်ရေးမှူးကမိတ်ဆက်ပေးပါတော့တယ်နဂါးကစကားမပြောတတ်တာကြောင့်အုပ်ချုပ်ရေးမှူးကလည်းသူနားလေလောက်မဲ့စကားတွေကိုပြောပြီးမင်းမြတ်နေပါတော့တယ်ဖြစ်ချင်တော့နဂါးကလုပ်ငန်းအတွေ့အကြုံလည်းမရှိတာကြောင့်အုပ်ချုပ်ရေးမှူးကစဉ်းစားပေးပါလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းနဂါးကိုမကြခင်ဆက်သွယ်လိုက်မယ်ဆိုပြီးပြောကမော်ဆယ်ဝင်းနဲ့ထည့်ပြီးပြန်ပို့ပေးလိုက်ပါတော့တယ်ဒီလိုနဲ့ကလေးတယောက်လည်းအတွေးတွေများနေပြီးနဂါးနဲ့အုပ်ချုပ်ရေးမှူးကဘလို့ဘာသာစကားတွေပြောနေတာလဲအုပ်ချုပ်ရေးမှူးကလည်းမကောင်းဆိုးဝါးတွေနဲ့ဆက်သွယ်ဖို့ဘလို့ဘာသာစကားတွေကိုအသုံးပြုနေတာလဲနှစ်ယောက်သားဘာတွေပြောနေကြတာလဲဆိုပြီးကလေးတယောက်သိကျင်စိတ်တွေပြင်းပြနေပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းမနေနိုင်တာကြောင့်အုပ်ချုပ်ရေးမှူးကိုမေးလိုက်ပြီးအုပ်ချုပ်ရေးမှူးကလည်းသူတို့လုပ်ငန်းစဉ်တွေအကြောင်းရှင်းပြပါတော့တယ်အလုံးအင်တာဗျူးမှာအတွေ့အကြုံမရှိတဲ့လူတွေရောတခြားရိုင်းနဲ့မကောင်းဆိုးဝါးတွေလည်းအများကြီးပါတယ်လို့ပြောခဲ့တယ်အဲ့ဒါကြောင့်အင်တာဗျူးနေတဲ့အချိန်မှာမကောင်းဆိုးဝါးတွေနားလည်လောက်မဲ့စကားတွေကိုအသုံးပြုပြီးစိတ်ကိုစစ်ဆေးရတယ်လို့ပြောခဲ့တယ်အရန်ညံရည်နှိမ့်တဲ့မကောင်းဆိုးဝါးတွေနဲ့လည်းအလုံးလုံးလို့မရတယ်လို့အရန်ကြီးသဘောကောင်းလို့လည်းမရဘူးလို့ပြောခဲ့တယ်နောက်ပြီးအင်တာဗျူးနေရင်ပညာနည်းနည်းလောက်ပြပြီးမှသူတို့ကနည်းနည်းလေးချိန်သွားပြီးလုပ်ငန်းခွင်နဲ့ဝင်ရင်အဆင်ပြေမှာမလို့ပြောခဲ့ပါတယ်ကလေးစံတယောက်လည်းအုပ်ချုပ်ရေးမှူးမကောင်းဆိုးဝါးတွေကိုဆက်ဆံဖို့စကားပြောစွမ်းရည်တွေကိုကြည့်ပြီးသဘောကျနေပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးကလည်းဒီလိုဆိုနောက်တစ်ယောက်ခေါ်လိုက်တော့မယ်နော်ကလေးအသင့်ဖြစ်ပြီလားလို့မေးခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းခုနကတွေးလိုက်တဲ့နဂါးကအုပ်ချုပ်ရေးမှူးပြောတာကိုနားလည်ဖို့မရဘူးပုံစံကြီးကတာစကားတွေနားမလဲတာကြောင့်ခေါင်းပဲညိနေတာထင်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းကလေးကိုတင်ပေးဖို့မေးနေတာမကောင်းဆိုးဝါးတွေနဲ့ကလေးကြားမှာဆက်သွယ်နိုင်မဲ့နီလန်တစ်ခုလိုတယ်အဲ့အတွက်ကိုဖြည့်ရှင်းပေးမဲ့ကိရိယာရှိတယ်အဲ့အတွက်ယူလာဖို့မေ့နေတာနောက်တော့မှယူလာပြီးတင်ပေးမယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းအချိန်နေကြာနေမှာဖြစ်တာကြောင့်နောက်ထပ်မကောင်းဆိုးဝါးကိုချက်ချင်းပဲအင်တာဗျူးဖို့လမ်းခေါ်လိုက်ပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးဆင့်ခေါ်လိုက်တဲ့မကောင်းဆိုးဝါးကြောင်ကြီးတစ်ကောင်ရောက်လာပြီးမိတ်ဆက်ပါတော့တယ်အုပ်ချုပ်ရေးမှူးကတော့မကောင်းဆိုးဝါးတွေပြောတဲ့ဘာသာစကားကိုနားလည်ပြီးမဲ့ကလေးကတော့သူတို့ဘာတွေပြောနေတာလဲဆိုတာကိုနားမလဲတာကြောင့်အခက်တွေ့နေပါတော့တယ်အုပ်ချုပ်ရေးမှူးလည်းမေးနေရင်မကောင်းဆိုးဝါးကြောင်ကြီးကမလုံနိုင်တာကိုသိသွားပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းမလုံရှားနိုင်တဲ့မကောင်းဆိုးဝါးကြီးကိုဘယ်လိုများအသက်ရှင်နေတယ်လဲဆိုပြီးမေးခဲ့ပါတယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးကလည်းစာရွက်လေးတစ်ရွက်ကိုထုတ်ပြလိုက်ပြီးအုပ်ချုပ်ရေးမှူးကိုရှင်းပြခဲ့ပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းမကောင်းဆိုးဝါးကမလုံရှားနိုင်လဲအဆင်ပြေပါတယ်အဓိကကတော့အလုံးလုံးချင်းစိတ်ရှိပြီးတန်ကြီးတုံထဲမှာတေချာကျူးကျူးဆဆလုပ်ရင်အဆင်ပြေတယ်လို့ပြောခဲ့တယ်မလုံရှားနိုင်လဲသူ့ကိုအလုံးပိတ်ခန်းထဲမှာထည့်ပြီးတေချာအလုပ်ခိုင်းရင်အဆင်ပြေတယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ယောက်ကိုဆင့်ခေါ်လိုက်တဲ့ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးကြီးကိုမြင်တော့ကလေးတို့လန့်သွားခဲ့တယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးကလည်းသူ့နာမည်ကတာရူရူဆိုပြီးမိတ်ဆက်ပါတော့တယ်အုပ်ချုပ်ရေးမှူးကလည်းမိတ်ဆက်တယ်လို့ကလေးဆန်ကလည်းသူ့လက်ထောက်ဆိုပြီးမိတ်ဆက်ပေးပါတော့တယ်မကောင်းဆိုးဝါးကလည်းသူ့ကိုဒီအထိဆင့်ခေါ်ပြီးအလုပ်အင်တာဗျူးတဲ့အတွက်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးတယောက်လည်းမကောင်းဆိုးဝါးကိုကြည့်ပြီးအသက်ကြီးပြီမဲ့ရိုးရိုးကျူးကျူးဆက်ဆံတာကိုကြည့်ပြီးသဘောကျနေပါတော့တယ်တခြားမကောင်းဆိုးဝါးတွေနဲ့မတူပဲပြောရဆိုရတာလည်းအဆင်ပြေတယ်လို့အလုပ်တူတူတွဲလို့ရင်လည်းအဆင်ပြေနေတာကြောင့်ကလေးတယောက်သဘောကျနေပါတော့တယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးကိုအင်တာဗျူးလည်းလုပ်ပြီးရောအုပ်ချုပ်ရေးမှူးတယောက်နောက်မှဆက်သွယ်မယ်ဆိုပြီးပြောကပြန်ပို့လိုက်ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်းတာရူရူကမော်ရတနာဆိုတာဘဲကရလဲဆိုပြီးမေးလိုက်ပါတော့တယ်အုပ်ချုပ်ရေးမှူးကလည်းမော်ရတနာကသူတို့မိစ္ဆာကဘာကရလာတာကြောင့်အတဲကမော်စွမ်းအားတွေကိုချိတ်ဆက်သုံးရင်အများကြီးအဆင်ပြေနိုင်တယ်လို့ပြောနိုင်ပါတယ်ပြောမယ်ဆိုတာရူရိုစီမှာအဆင်ပြေမော်စွမ်းအားတွေရှိနိုင်တာကြောင့်သူနဲ့အလုပ်ဆက်လုပ်တာကအဆင်ပြေမယ်ဆိုပြီးအုပ်ချုပ်ရေးမှူးတယောက်ကပြောခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးကလည်းမကောင်းဆိုးဝါးတော်တော်များများကမော်စွမ်းအားကိုမသုံးနိုင်ကြဘူးသုံးမယ်ဆိုရင်လည်းတခြားဝိညာဉ်စွမ်းအားတွေကိုအမိပြုပြီးသုံးကြတာကြောင့်အဆင်မပြေဘူးလို့ပြောခဲ့တယ်ဒါကြောင့်သူတို့မိစ္ဆာကဘာကစွမ်းအားတွေကိုအသုံးချပြီးအင်အားကြီးအောင်လုပ်မယ်ဆိုပြီးအုပ်ချုပ်ရေးမှူးကပြောခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးကလည်းမိစ္ဆာကဘာဆိုတာမိစ္ဆာတွေအများကြီးကြီးစိုးနေတာထင်ထားသလောက်အစွမ်းအစမရှိတဲ့လူတွေလည်းအများကြီးပဲလို့ပြောခဲ့တယ်မိစ္ဆာတွေကိုအင်တာဗျူးခေါ်ပြီးတန်ကြီးတုံတွေကအစွမ်းအစရှိတဲ့လူတွေနဲ့ပူးပေါင်းပြီးအခုလိုဆောင်ရွက်တာလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလေးအံ့ဩသွားပြီးဒါကြောင့်မိစ္ဆာကဘာကလူတွေကိုအင်တာဗျူးပြီးတန်ကြီးတုံပို့ပြီးအင်အားကြီးအောင်ဆောင်ရွက်ဖို့လုပ်နေတဲ့ဆိုတာကိုသဘောပေါက်သွားပါတော့တယ်ခဏလေးနေရောစက်ရုပ်မိစ္ဆာတကောင်ရောက်လာပြီးကလေးတို့ကိုအံ့ဩကြီးစွာကြည်နေပါတော့တယ်
အုပ်ချုပ်ရေးမှူးကလည်းရှင်ကအင်တာဗျူးလာပြီးတဲ့မိစ္ဆာတကောင်ကိုတတ်လိုက်တဲ့လူမလားလို့မေးခဲ့ပါတော့တယ်ကလေးစံလည်းအလုပ်ရဖို့အတွက်အင်တာဗျူးလာပြီးတဲ့လူကိုတတ်လိုက်တာကြောင့်အံ့ဩကြီးစွာကြည်နေပါတော့တယ်အဲ့ဒါနဲ့မိစ္ဆာကလည်းအင်တာဗျူးလာပြီးတာမဟုတ်ပဲမော်ရတနာတွေကိုလာရှာတာလို့ပြောခဲ့တယ်အုပ်ချုပ်ရေးမှူးစီမှာမော်ရတနာတွေရှိတာကိုသိတာကြောင့်လာရှာတာလို့ပြောခဲ့တယ်အုပ်ချုပ်ရေးမှူးကလည်းသူ့မှာမရှိတာကြောင့်တခြားနေရာမှာသွားရှာဖို့ပြောခဲ့ပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးလည်းစိတ်တူသွားပြီးတန်ဂျီရိုနဲကိုဝင်လာပြီးစီကံဖောက်ပြတဲ့လူတွေကိုပညာကောင်းကောင်းပေးရမယ်ဆိုပြီးဆုံးမနေပါတော့တယ်ဒါကတန်ဂျီရိုဖြစ်တာကြောင့်နည်းနည်းလေးမှအမှားမခံတယ်လို့စော်ကားလာရင်လည်းပြန်ဆုံးမမှရမယ်ဆိုပြီးပြောနေခဲ့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းမကောင်းဆိုးဝါကိုသူဆုံးမကျင်တာကြောင့်အခွင့်အရေးပေးဖို့တောင်းဆိုခဲ့တယ်တစ်ဖက်အင်အားကြီးတဲ့မကောင်းဆိုးဝါကိုကလေးတယောက်ရွေလျားလှုပ်ရှားပြီးတေချာတိုက်ခိုက်ပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းမကောင်းဆိုးဝါကိုရှောင်လိုက်တိန်လိုက်တိုက်ခိုက်နေပါတော့တယ်အုပ်ချုပ်ရေးမှူးကလည်းကလေးတို့အပြန်အလှန်တိုက်ခိုက်နေတာကိုကြည့်နေပြီးဘသူအနိုင်ရမလဲဆိုတာကိုစိတ်လှုပ်ရှားနေပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းနိုင်ကွက်ကိုသိနေတဲ့မကောင်းဆိုးဝါကိုချက်ချင်းတက်ဖြတ်အနိုင်ယူနိုင်လိုက်ပါတော့တယ်အသက်ငယ်နေတဲ့မကောင်းဆိုးဝါကိုနောက်ဆုံးပြောစရာစကားရှိသေးလားဆိုပြီးပြောနေခဲ့ကြပါတော့တယ်အဲ့ဒါနဲ့မကောင်းဆိုးဝါကလည်းကတ်လာပြီးအုပ်ချုပ်ရေးမှူးကိုအလစ်တိုက်ဖို့လုပ်ပြီးမဲ့အုပ်ချုပ်ရေးမှူးကအမြန်တိုက်ခိုက်ပြီးလွတ်ပစ်လိုက်တာကြောင့်မကောင်းဆိုးဝါတစားစီဖြစ်သွားပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှူးကလည်းတည်သွားတဲ့မကောင်းဆိုးဝါကိုဇွန်ဘီဖြစ်အောင်လုပ်လိုက်ရင်ကောင်းမလားဆိုပြီးမေးခဲ့ပါတယ်ကလေးကလည်းတွင်တူသမားတွေမကောင်းဆိုးဝါတွေကိုတိုက်ခိုက်ပြီးရင်တည်သွားတဲ့မကောင်းဆိုးဝါတွေကိုဇွန်ဘီဖြစ်အောင်လုပ်တယ်ဆိုတာတွေတော့ကြားဘူးတယ်တကယ်ဟုတ်လားမဟုတ်လားဆိုတာသိကျင်တယ်လို့ပြောနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဝင်းပလီအဖွဲ့ပြန်ရောက်လာပြီးဒန်ဂျီရိုနဲကကြောင်မကောင်းဆိုးဝါနဲ့တိုက်ခိုက်ပါတော့တယ်ကြောင်မကောင်းဆိုးဝါကလည်းဝင်းပလီအဖွဲ့ကိုမီးတွေထုတ်ပြီးတိုက်လိုက်တာကြောင့်ဝင်းပလီအဖွဲ့လဲကျသွားပါတော့တယ်ဝင်းပလီကောင်းဆောင်လည်းအယိုးစုကိုပဲအာယုံဆိုင်ပြီးလေ့ကျင့်နေတာကြောင့်အခုလိုမျိုးရှုံးနေသွားတာဆိုပြီးယူကျိုးမရဖြစ်နေပါတော့တယ်ကဲပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်း8ဇလန်းလေးမှာတော့ဝင်းပလီအဖွဲ့ဒန်ဂျီရိုနဲမှာဘလို့ရှေ့ဆက်ပြီးမကောင်းဆိုးဝါတွေကိုတိုက်ခိုက်သွားမလဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်ကလေးတယောက်တိုက်ခိုက်ရေးတွေပြန်လဲလှုပ်ဆောင်ဖို့တနေ့တာစတင်ခဲ့တာကိုတွေ့ရမှာပါဖြစ်ချင်တော့ကလေးတယောက်တိုက်ခိုက်ဖို့ထွက်လာတော့ယူဆိုင်နေတယ်လို့ပန်ဝန်းကျင်ကအိုတိုဝါတာဖြစ်နေတာကြောင့်ကလေးတယောက်နည်းနည်းတော့စိတ်ကနှုတ်ကဆဖြစ်သွားပါတော့တယ်ကလေးတယောက်လမ်းလျှောက်လာရင်လူတွေကသူ့ရှိရောက်လာသလိုမျိုးထူးဆန်းသလိုကြီးခံစားနေရပါတော့တယ်အဲဒါနဲ့ကလေးလည်းဘာမှတိတ်ထူးထူးခြားခြားတွေးမနေတော့ပဲဆုံးဖြတ်လိုက်ပြီးခက်ခဲတဲ့အရာတွေအားလုံးကိုကြော်ဖြတ်ခါသူ့အတွက်အကောင်းဆုံးလုပ်မယ်ဆိုပြီးတွေးကထွက်လာပါတော့တယ်ကလေးတယောက်ရှောက်တော့ရှောက်လာပြီမဲ့လဲမြူနှင်းဝေသလိုစွမ်းအားမြင့်တယောက်ယောက်ရှိနေသလိုခံစားနေရပြီမဲ့အရေးစွန်ပြီးရှောက်လာခဲ့ပါတော့တယ်အဲဒါနဲ့ကလေးလည်းငါဒီမှာအလုပ်လုပ်ပြီးမဲ့ထူးဆန်းတဲ့အရာတွေကိုပဲမြင်နေတာကြောင့်အားလုံးကသူ့အတွက်ထူးဆန်းနေတဲ့ဆိုပြီးတွေးနေပါတော့တယ်အဲဒါနဲ့ကလေးတယောက်လည်းအုပ်ချုပ်ရေးမှုစီပြန်လာတော့အုပ်ချုပ်ရေးမှုကငါးထက်ကိုပြန်ပြင်မဲ့အကြောင်းပြောနေခဲ့တယ်တွင်တူသမားတွေလည်းခဏခဏလာနေသလိုမကောင်းဆိုးဝါးတွေနဲ့တိုက်ခိုက်နေတာကြောင့်ဒန်ဂျီရိုမှာပျက်စီးရာတွေများနေတာကြောင့်ပြုတ်ပြင်ဖို့လိုအပ်တယ်လို့ပြောခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းအန်တိုမော့ဒန်ဂျီရိုမှာဆိုရင်အထက်မြင့်တွေကသူ့ဘာသာသူပြင်ကြတာတဆင်ချင်းကိုသူ့ဘာသာသူအလိုလေးရောက်ရှောက်ပြင်ပြီးအသစ်တွေဖြစ်အောင်ပြန်လုပ်တာဒါပေမဲ့ဒန်ဂျီရိုထဲမှာတော့တိုက်ခိုက်မှုတွေပြီးသွားရင်မပြုတ်ပြင်မဲ့အစာအုပ်ကဟောင်းနေတာကြောင့်ပြန်လဲစမ်းသစ်တီထွင်မှုတွေပြုလုပ်ပြီးအလှဆင်မယ်လို့ပြောခဲ့ပါတယ်ပြီးတော့အဟောင်းကြီးပဲဆက်လုပ်နေရင်ဒူးဆန်းတဲ့အရာတွေမဖြစ်နိုင်တာကြောင့်ပြုတ်ပြင်ပြောင်းလဲမှုတွေလုပ်ပြီးအသစ်တွေဖန်တီးပြီးလှည့်စားမှုတွေလုပ်ရမယ်လို့လည်းပြောခဲ့တယ်မဟုတ်ရင်ဆက်ပြီးလုပ်နေတာတွေရောပိုးဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေကပါထိခိုက်လာနိုင်တာကြောင့်အမြန်ဆုံးပြန်လဲပြုတ်ပြင်ရမယ်လို့ပြောခဲ့တယ်အဲဒါနဲ့ကလေးလည်းအုပ်ချုပ်ရေးမှုစကားကိုသဘောကျသွားပြီးအကောင်းဆုံးစီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းဒီအခွင့်အရေးကိုကလေးတယောက်အကောင်းဆုံးသုံးချပြီးဦးဆောင်ပေးမလားလို့မေးခဲ့ပါတယ်ကလေးလည်းအုပ်ချုပ်ရေးမှုပြောတဲ့စကားကိုအံ့ဩသွားပြီးအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းဖန်တီးပေးမယ်လို့ပြောခဲ့ပါတယ်အဲဒါနဲ့ကလေးကလည်းဒါဆိုဘယ်ကနေပြီးတော့အရင်စားမလဲဆိုပြီးမေးတော့အုပ်ချုပ်ရေးမှုကလက်ရှိပုံစံကနေအမြန်ဆုံးခွဲထွက်နိုင်အောင်စူးစမ်းကြရမယ်ဆိုပြီးပြောခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းသူအကြမ်းဖြင့်ဆွဲထားတဲ့မြေပုံကိုထုတ်ပြလိုက်တော့ကလေးကမြင်မှုသလိုခံစားရပါတယ်အဲဒါနဲ့ကလေးလည်းအုပ်ချုပ်ရေးမှုပြောချင်တာကိုသဘောပေါက်သွားပြီးမြေပုံကိုနမူနာယူကအသစ်ပြန်လဲဖန်တီးပေးမယ်လို့ပြောခဲ့ပါတယ်ပြောချင်တဲ့စကားကိုသဘောပေါက်လွယ်တာကြောင့်ကလေးကိုအုပ်ချုပ်ရေးမှုတယောက်သဘောကျနေပါတော့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းသိကျင်တာရှိရင်ပွင့်ပွင့်လင်းလင်းမေးလို့ရတယ်ဆိုပြီးပြောလိုက်တာကြောင့်ကလေးလည်းတူတူးပေါ်သူလုံးတုံးကမမြင်ရတဲ့လမ်းတောက်တွေကိုတန်ရရရှိတယ်လို့ပြောခဲ့တယ်ပြီးတော့လမ်းတွေကိုဖျက်ကျော်ဆောက်ထားတဲ့နိုင်ငံတွေအကြောင်းကိုလည်းသိကျင်တဲ့ဆိုပြီးအုပ်ချုပ်ရေးမှုကိုမေးခဲ့ပါတော့တယ်အဲဒါနဲ့ကလေးလည်းတွေးကြည့်တော့မှယေဒနာတစ်တာတွေရှိနေတာကြောင့်ဖြက်လန်းတွေလှုပ်ထားပြီးထောင်ချောက်တွေဆင်ထားတာလားဆိုပြီးမေးခဲ့တယ်တကားတောက်တွေတိုင်းကလည်းထောင်ချောက်တွေလိုဖြစ်နေတာကြောင့်ယေဒနာတွေနဲ့ဆက်ဆက်မှုရှိနေတာလားဆိုတာကိုကလေးတယောက်တိတ်ကိုစိတ်ဝင်စားနေပါတော့တယ်အဲဒါနဲ့ကလေးလည်းဒါဆိုဖြက်လန်းတွေကမကောင်းဆိုးဝါးတွေကိုတမင်ထောင်ချောက်ဆင်ထားတာလားဆိုပြီးမေးခဲ့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းမကောင်းဆိုးဝါးတွေကအချိန်ပြည့်လျှောက်သွားနေတာကြောင့်ဖြက်လန်းတွေထောင်ချောက်တွေကိုလည်းတင်ပေးဖို့အသိဉာဏ်မရှိသလိုတေချာပြောပြရင်လည်းနားလည်မှာမဟုတ်တာကြောင့်အခုလိုထောင်ချောက်ဆင်ထားတာလို့ပြောပြခဲ့တယ်ပြီးတော့ကျမ်းပြည်နေတဲ့နိုင်ငံတွေကလည်းမကောင်းတာကြောင့်သူတို့အတွက်မရှောင်နိုင်ရင်အန္တရာယ်များတယ်လို့ပြောခဲ့ပါတယ်အဲဒါနဲ့ကလေးလည်းဒါဆိုမကောင်းဆိုးဝါးတွေကနိုင်ငံတွေထောင်ချောက်တွေကိုမထိသရွေ့
အဆင်ပြေနေတဲ့ဆိုတာသဘောပေါက်သွားပါတော့တယ်မကောင်းဆိုးဝါးတော်တော်များများကထောင်ချောက်တွေမိရင်ဒူးဖော်သူတွေကြောင့်ထင်နေကြတာတကယ်တော့နိုင်ငံတွေတကားတွေကိုထိမိလို့အခုလိုမျိုးတေးကြတာလို့ပြောခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းဒူးဖော်သူတွေကခက်ခဲပြီးဘယ်ဟေဒီဆန်တဲ့တန်ကြီးတုံးကိုပို့ပြီးသဘောကျနေတာဒါကြောင့်တေချာပြန်လဲပြုတ်ပြင်ပြီးဒူးဖော်သူတွေအတွက်စီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်အဲဒါနဲ့ကလေးတယောက်ကလည်းထင်သားသလောက်တန်ကြီးတုံးကမရှုပ်ထွေးတာကြောင့်တိတ်ကိုရိုးရှင်းလွယ်ကူတယ်လို့ဆိုပြီးတွေးနေခဲ့ပါတော့တယ်ဆောက်လုပ်မှုအပိုင်းတွေကိုလည်းတေချာပြန်လဲရေးဆွဲပြီးပြုတ်ပြင်လိုက်ပါတယ်ဒူးဖော်သူတွေစိတ်ဝင်စားစရာဖြစ်နိုင်တယ်လို့ကလေးတယောက်တွေးနေပါတော့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုကလည်းကလေးကိုတာဝန်ယူပြီးဥဆောင်နိုင်မလားလို့မေးခဲ့တယ်ကလေးလည်းတေချာစဉ်းစားပြီးလမ်းနေနန်းရံတွေကိုအရင်ဦးဆုံးပြုပြင်တာထက်မကောင်းဆိုးဝါးတွေကိုတေချာစည်ရင်းပြုပြီးသူတို့အားနေချက်အားသာချက်တွေကိုအရင်ဦးဆုံးရှာပြီးပြန်လဲပြုပြင်သင့်တယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုကလည်းကလေးစကားကိုပြန်ပြီးစဉ်းစားနေရင်အစင်မပြေတော့ဘူးလို့ပြောခဲ့တယ်မကောင်းဆိုးဝါးတွေကိုအရင်တုန်းကကလေးပြောသလိုမျိုးလုပ်ဖို့အတွက်မဲခွဲပြီးဆုံးဖြတ်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့လည်းသူတို့တွေကနားမလဲတာကြောင့်ထင်ထားသလိုအစီအစဉ်ကမဖြစ်မြောက်ခဲ့ပါဘူးလို့ပြောခဲ့ပါတယ်အဲဒါနဲ့ကလေးလည်းဒါကြောင့်အဆိုပြုတာကိုစဉ်းစားနေတာဆိုပြီးသဘောပေါက်သွားခဲ့ပါတယ်အဲဒါနဲ့ကလေးကိုလည်း9တက်မြောက်ကိုအရင်အုပ်ဆုံးပြင်တာထက်မကောင်းဆိုးဝါးတွေကိုသူအဆိုပြုတဲ့အတိုင်းလုပ်ဖို့ပြောနေခဲ့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်း9တက်မြောက်ကိုပြုပြင်ဖို့အတွက်ကကလေးကိုပဲအထားတာကြောင့်ကလေးဥဆောင်မှုနောက်ကိုပဲလိုက်ဖို့ပြောနေခဲ့ပါတော့တယ်အဲဒါနဲ့ကလေးကလည်းမကောင်းဆိုးဝါးအားသာချက်အားနည်းချက်တွေကိုစရင်လုပ်ဖို့မဲခွဲဆုံးဖြတ်မယ်ဆိုပြီးပြောလိုက်တော့အုပ်ချုပ်ရေးမှုတို့ကလည်းကလေးဆုံးဖြတ်ချက်ကိုလက်ခံလိုက်ပါတော့တယ်ရန်ကက်ကလည်းကလေးအစီအစဉ်ကိုသဘောမကျတာကြောင့်စိတ်ပြက်စရာကောင်းတယ်ဆိုပြီးပြောခဲ့တယ်အဲဒါနဲ့ကလေးကလည်းအထက်မြင့်မှာကန့်သက်ချက်တွေရှိလားလို့မေးတော့အုပ်ချုပ်ရေးမှုကလည်းယတနာတစ်တာတွေနဲ့ပတ်သက်ပြီးအထက်မြင့်နေမှာကန့်သက်ချက်တွေရှိတယ်လို့ပြောခဲ့တယ်အဲဒါနဲ့ရန်ကက်ကလည်းကန့်သက်ချက်တွေလှုပ်ချင်ရင်ဘယ်ခန့်မှာအလုပ်လုပ်နေတဲ့မကောင်းဆိုးဝါးတွေကိုခိုင်းလို့ရတယ်လို့ပြောခဲ့တယ်အဲဒါနဲ့ကလေးကလည်းသူအကြမ်းဖျင်းဆွဲထားတဲ့မြေပုံကိုထုတ်ပြလိုက်တော့ရန်ကက်ကသဘောမတူခဲ့ပါဘူးမြေပုံထဲမှာဆွဲထားတဲ့နိုင်ငံတွေကအရန်ပါနေတာကြောင့်တန်ကြီးရုံကကလေးတွေကမလုံနိုင်တော့ဘူးလို့ကလေးကပြောနေခဲ့တယ်အဲဒါနဲ့ကလေးလည်းသူအတွေ့တွေများသွားတာကြောင့်နောက်ထပ်တစ်ခုထပ်ဆွဲပေးမယ်လို့ပြောခဲ့ပါတယ်အဲဒါနဲ့ကလေးကလည်းလမ်းတွေအောက်မှာတွားသွားပုံစံတွေထားလိုက်ရင်အဆင်ပြေမလားဆိုပြီးမေးလိုက်တော့ရန်ကက်ကအဆင်မပြေဘူးလို့ပြောလိုက်တော့မကောင်းဆိုးဝါးအများစုကကြီးမားတဲ့အကောင်တွေဖြစ်တာကြောင့်တွားသွားဖို့ဆိုတာကအဆင်မပြေနိုင်ဘူးလို့ပြောခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းမထူးခြားတဲ့ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်ဘူးဆိုရင်ဒါကကိုကြီးတစ်လုံးထက်မပိုဘူးလို့ပြောခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းကလေးမြေပုံကိုကင်ပြီးတနေရကိုလိုက်ခဲ့ဖို့ပြောခဲ့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းကလေးကိုတနေရခေါ်သွားပြီးဒန်ဂျီရွန်ရဲ့ရင်းမြစ်ကိုလိုက်ပြခဲ့ပါတော့တယ်ကလေးလည်းချိတ်ပေးပြီးတေချာကြကြနာနာဆောက်လုပ်ထားတဲ့မူလနေရာကိုကြည့်ပြီးအံ့ဩနေခဲ့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းတကားကိုတေချာဖွင့်လိုက်ပြီးအစင်းမြင့်လွန်းတာကြောင့်ကလေးတယောက်အံ့ဩနေပါတော့တယ်အဲဒါနဲ့ကလေးတို့အထက်ရောက်သွားတော့အုပ်ချုပ်ရေးမှုကရုတ်တရက်ပြောသွားတယ်အဲဒါနဲ့ကလေးလေးရက်နေတော့နောက်ကနေအမျိုးသမီးတယောက်ပေါ်လာပြီးကလေးကိုဖက်ကမော်ပညာတွေတွင်းပေးဖို့လုပ်ပါတော့တယ်အောက်ကလည်းကလေးကိုဖမ်းချုပ်ထားပြီးလိုအပ်တဲ့မော်ပညာတွေထည့်သွင်းဖို့လုပ်နေပါတော့တယ်ကလေးလည်းသူ့ကိုချုပ်ထားတာကိုလုံးဝမလုပ်နိုင်တာကြောင့်နေရတာအဆင်မပြေဖြစ်နေတယ်အဲဒါနဲ့မကောင်းဆိုးဝါးကလည်းကလေးကိုချစ်စရာကောင်းသလိုလိုအပ်တဲ့မော်စွမ်းအားတွေထည့်သွင်းပေးနေတာကြောင့်အခုလိုမျိုးဖမ်းချုပ်ထားတာလို့ပြောခဲ့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းအခုမြင်နေရတာတွေကလက်တွေ့ကဘာမှာရှိနေတဲ့ရေဝင်းကြီးတွေလို့ပြောခဲ့တယ်အဲဒါနဲ့ကလေးလည်းအတူအယောင်တွေဖြစ်မယ်လို့ထင်ထားခဲ့ပေမဲ့လည်းတကယ်လက်တွေ့မှာရေဝင်းကြီးတွေကိုလာမြင်နေတာကြောင့်အံ့ဩနေပါတော့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုလည်းလောလောဆယ်ကလေးတယောက်မလုံနိုင်တာတွေကိုရေဝင်းကြီးတွေကိုအကူအညီတောင်းပြီးခိုင်းလိုက်မယ်လို့ပြောခဲ့တယ်ပြီးတော့လည်းဒန်ဂျီရွန်ထဲမှာအလင်းဝင်းကြီးဆိုတာလည်းရှိတယ်ဒါတွေကတခါတလေအမောင်တွေကိုဖန်တီးပေးနိုင်တဲ့အခါမှာလည်းအဆင်ပြေတယ်လို့ရှင်းပြခဲ့ပါတယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုလည်းလိုအပ်တာတွေကိုမှားကြပြီးပြုပြင်ပြောင်းလဲပေးဖို့လိုအပ်တာတွေကိုသေချာရှင်းပြနေပါတော့တယ်အဲဒါနဲ့အုပ်ချုပ်ရေးမှုလည်းရေဝင်းကြီးတွေကိုလိုအပ်တာတွေမှားကြနေပြီးထင်းချိုရေးစခန်းကိုပြန်လာခဲ့တယ်အုပ်ချုပ်ရေးမှုလည်းမြေပုံကိုပြန်ပြီးပြုပြင်ဖို့လုပ်နေတော့ထင်းချိုရေးဆန္ဒအကြောင်းကလေးကိုရှင်းပြနေပါတော့တယ်ကလေးလည်းဒန်ဂျီရွန်ထဲမှာသူမသိသေးတာတွေအများကြီးရှိသေးတာကြောင့်စိတ်ဝင်တစားနားထောင်နေပါတော့တယ်အဲဒါနဲ့ကလေးတယောက်လည်းခုနတုန်းကရေဝင်းကြီးတွေသူ့ကိုဖမ်းချုပ်ပြီးမော်အော်တက်တွေလှုပ်လိုက်တာကိုမသိငါဖြစ်နေပါတော့တယ်အဲဒါနဲ့ကလေးတို့လည်းရန်ကက်စီပြန်လာခဲ့ကြပြီးအန်တိုမော့စ်ဒန်ဂျီရွန်ကိုထွက်လာခဲ့ကြပါတော့တယ်ဟိုရောက်တော့ဒန်ဂျီရွန်ထက်ဂူကြီးတစ်ခုလိုဖြစ်နေတာကိုကြည့်ပြီးကလေးတို့စိတ်ပြတ်သွားခဲ့တယ်အဲဒါနဲ့ရန်ကက်လည်းဘလောက်ပဲစုပ်ပြတ်နေပါစေရအောင်ပြင်မဲ့ဆိုပြီးဖောက်ခွဲလိုက်ပါတော့တယ်အဲဒါနဲ့ကလေးကလည်းပုံစံပြောင်းသွားတာကိုကြည့်ပြီးအံ့ဩသွားကမော်ပညာနဲ့လှုပ်လိုက်တာလားဆိုပြီးမေးလိုက်ပါတော့တယ်ရန်ကက်ကလည်းဒီတုတ်ကလူအစာအသိဉာဏ်တွေကိုအစာတို့အသုံးပြုလိုက်ရတာကြောင့်အဆင်ပြေတယ်လို့ပြောပြခဲ့တယ်ဒီလိုနဲ့အုပ်ချုပ်ရေးမှုလည်းအလွာတွေကိုတေချာပြင်ရမယ့်အပြင်ထပ်ပြီးတော့9လောက်ကိုတူဖို့သူတွေကတိမ်မလာတာကြောင့်ပြုပြင်မှုကိုတေချာအချိန်ယူပြီးပြင်ဆင်ရမယ်လို့ပြောခဲ့ပါတော့တယ်အဲဒါနဲ့ဒန်ဂျီရွန်တွေကမကောင်းဆိုးဝါးတွေမော်စွမ်းအားအသုံးပြုပုံတွေကိုပြောပြခဲ့ပါတယ်9လွာကမကောင်းဆိုးဝါးတွေကတိတ်ပြီးတော့အင်အားမကြီးတဲ့အပြင်တိုက်ခိုက်ရမှာလည်းအဆင်မမြင့်တာကြောင့်ရန်သူတွေကတွန်းလှန်နိုင်ပြီးရတနာတွေကိုယူနိုင်တာများတယ်လို့ပြောခဲ့ပါတယ်
အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုလည်းတန်ကြီးရုံထဲမှာအားနေတဲ့မကောင်းဆိုးဝါးတွေလည်းအများကြီးရှိတယ်လို့ဒီထွင်ဖန်တီးမှုအပိုင်းမှာတော့အားကောင်းတဲ့လူတွေလည်းအများကြီးရှိတယ်လို့ပြောပြနေတယ်အရင်ဆရာဖြစ်သူကမကောင်းဆိုးဝါးတွေတီထွင်ဖန်တီးမှုအပိုင်းကိုအများကြီးပြင်ဆင်ပေးသွားတာကြောင့်အခုလုပ်ငန်းလက်ပတ်တာအဆင်ပြေနေတဲ့ဆိုပြီးကလေးကိုရှင်းပြခဲ့ပါတယ်အဲ့ဒါနဲ့အုပ်ချုပ်ရေးမှုလည်းစင်လီမော်ဆွမ်းအားတွေကိုထုတ်ပြပြီးအိမ်မော်ဆွမ်းအားတွေကအင်အားလည်းကြီးတယ်လို့အထီးခိုင်လည်းမခံဘူးလို့ပြောပြခဲ့တယ်စင်လီမော်ဆွမ်းအားတွေကမီးနဲ့ချက်ချင်းထိလိုက်ရင်ပျက်စီးသွားနိုင်တာကြောင့်သူ့ကိုကင်တွယ်ရတဲ့အခါအသေးစိတ်ဂယုဆိုင်တယ်လို့ပြောပြနေခဲ့တယ်။နေရောက်သားစကားကောင်းနေရင်စင်လီအသေးလေးကိုကင်လာတာတွေ့လို့ကလေးကမေးခဲ့တယ်။အဲ့ဒါစင်လီအသေးလေးကိုမော်ဆွမ်းအားအကြီးတဲ့ထည့်လိုက်ရင်ဆွမ်းအားတွေပြန်ပြစ်လာပြီးတစ်ဖက်ရန်သူကိုတိုက်ခိုက်နိုင်တယ်လို့ပြောခဲ့တယ်။ပြီးတော့တေသွားတဲ့မကောင်းဆိုးဝါးတွေကလည်းယတနာအဖြစ်ပြောင်းလဲသွားနိုင်တာကြောင့်စင်လီတွေကလည်းတိတ်ကိုအရေးကြီးတယ်လို့ပြောနေခဲ့ပါတယ်။တနေ့လေးတက်ကိုဝင်ပလေအဖွဲ့ပြန်ရောက်လာပြီးမကောင်းဆိုးဝါးတွေကိုပြန်တိုက်ခိုက်ဖို့စောင့်နေရင်အပိုင်းရှိဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်။ကက်ပရိတက်ကြီးတို့ရေနောင်လာမယ့်အပိုင်းကိုဇလန်လေးမှာတော့ဝင်ပလေအဖွဲ့နဲ့ကလေးတို့ဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့လိုဝက်စမ်းကျဲတိုက်ခိုက်မှုတွေကိုမြင်တွေ့ရမလဲဆိုတာကတော့ဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးကြပါအောင်နော်။ဒီနေ့အန်တိုမော့မျိုးလေးမှာဘယင်ကြီးကအနားယူတော်မှာကြောင့်တာဖြစ်သူကိုထီးနှံအမွေပေးခဲ့ပါတယ်။ဘယင်ကြီးကလည်းအသက်အရွယ်လေးကြီးနေတယ်လို့ထီးနှံအမွေဆက်ခံဖို့တာဖြစ်သူကိုအမွေပေးခဲ့တာဖြစ်ပါတယ်။အဲဒီတဲ့ကကလေးတယောက်ကြားပြီးအန်တိုမော့မျိုးလေးကိုထွက်လာပြီးစုံစမ်းဖို့ကြိုးစားပါတော့တယ်။ကလေးလေးတန်ကြီးရုံမှာနေတာကြာလာတာကြောင့်အန်တိုမော့မျိုးလေးနဲ့ဝေးနေပြီးအကြောင်းတွေလည်းတိတ်မသိတာကြောင့်စုံစမ်းဖို့ခက်နေပါတော့တယ်။အဲဒါနဲ့ကလေးတယောက်အန်တိုမော့မျိုးလေးကိုဝင်လာပြီးအန်တိုမော့မျိုးလေးကဝေးတာကြောင့်တီးကြတဲ့တည်င်းရဖို့မလွယ်တဲ့အပြင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမရှိတာကြောင့်တည်င်းစုံစမ်းဖို့မလွယ်ကူခဲ့ပါဘူး။အန်တိုမော့မျိုးလေးကကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမရှိတာကြောင့်တိုင်းသူပြည်သားတွေကလည်းသူတို့အတွက်မကြည့်ဘူး။ဘယင်ကတစ္ဆာခံမှုမရှိဘူးဆိုပြီးမကြည်မနဲ့ဖြစ်နေကြပါတော့တယ်။ကလေးနဲ့အတူစုံစမ်းဖို့ပြင်ဆင်နေတဲ့အုပ်ချုပ်ရေးမှုတယောက်ဝတ်စားပုံကိုကြည့်ပြီးကလေးတယောက်အံ့ဩသွားခဲ့တယ်။ပုံမှန်ဝတ်နေကြတဲ့အတူပဲထူးထူးခြားခြားဝတ်ထားတာကြောင့်အုပ်ချုပ်ရေးမှုကသူ့အတွက်အထူးအဆန်းဖြစ်နေပါတော့တယ်။အဲဒါနဲ့ကလေးလေးအာမနာရှာမကျိုးတိတ်လိုက်တယ်လို့မထင်ဘူးဆိုပြီးပြောလိုက်ပါတော့တယ်။အပြုံးမပြတ်တဲ့အုပ်ချုပ်ရေးမှုကလည်းမလိုက်ဘူးဆိုတာသိပေမဲ့ရုပ်ဖြတ်ဖို့အခုလိုမျိုးပြင်ဆင်တာဖြစ်တယ်လို့ပြောခဲ့ပါတော့တယ်။နောက်တစ်ခါမှတော့ကလေးကဘယင်ကြီးသွားတွေ့မလားဆိုပြီးအုပ်ချုပ်ရေးမှုကိုမေးခဲ့တယ်။အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းဘယင်ကြီးကိုသွားတွေ့မှကြောင့်အခုလိုမျိုးပြင်ဆင်ထားတာလို့ပြောခဲ့တယ်။အရင်ကတန်ကြီးတုံးဟာဘာအဆောက်အအုံမှမရှိတဲ့မြေကွက်လက်မှာတိဆောက်ထားတာဖြစ်တာကြောင့်ဘယင်အတွက်မျက်စိကျစေရဖြစ်ခဲ့တယ်။တန်ကြီးတုံးကမြေရအားလုံးကိုယူထားပြီးအဆောက်အအုံကြီးဆောက်လုပ်ထားတာကြောင့်အခွန်အခါတွေကိုဘယင်ကတောင်းခံခဲ့ပါတော့တယ်။ပြီးတော့ဘယင်ကတန်ကြီးတုံးကထွက်တဲ့ယေဒနာတွေတန်ဖိုးကြီးပစ္စည်းတွေကိုတိတ်လိုခြင်းတက်မှတ်လွန်ပြီးမျက်စိကျခဲ့တယ်။အဆောက်အအုံဆောက်လိုက်တဲ့အတွက်တန်ကြီးတုံးထွက်ယေဒနာတွေကိုဘယင်အကြီးအတွက်ဆက်သားခဲ့ရတာကြောင့်စိတ်တိုစရာဖြစ်ခဲ့တယ်လို့အုပ်ချုပ်ရေးမှူးကပြောခဲ့ပါတယ်။နောက်တော့ဘယင်ကတန်ကြီးတုံးရောတခုတ်ကအဆောက်အအုံကိုရောဖိအားပေးလာတာကြောင့်ဆရာဟောင်းကဘယင်ကိုတွားတွေ့ခဲ့ပါတယ်။ဘယင်ကယေဒနာတွေရောအခွန်အခါတွေရနေတာတော့မကြည့်နဲ့ပဲထပ်တောင်းနေတာကြောင့်ဆရာဟောင်းကစိတ်တူပြီးမော်ပညာနဲ့နန်းတော်ကိုဖျောက်လိုက်မယ်ဆိုပြီးပြောခဲ့ပါတော့တယ်။နောက်တော့ဘယင်ကချင်းချော့လာတာကိုလမ်းသွားပြီးဆရာဟောင်းနဲ့ညှိနှိုင်းကစာချုပ်ချုပ်ဆိုလိုက်ပါတော့တယ်။အဲဒါနဲ့ကလေးလေးဒါကြောင့်တန်ကြီးတုံးကတခြားနေမင်းနဲ့မတူပဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတာလားဆိုပြီးကလေးတယောက်တီးသွားပါတော့တယ်။အဲဒါနဲ့အုပ်ချုပ်ရေးမှုလဲဘယင်နဲ့အစဉ်ပြေပြီးနောက်ပိုင်းတန်ကြီးတုံးထဲမှာယေဒနာတွေဝယ်လို့ရအောင်လဲစီစဉ်ပေးထားတာလို့ပြောခဲ့တယ်။တန်ကြီးတုံးမှာရှိတဲ့ယေဒနာပစ္စည်းတွေကိုဘယင်အပြင်တခြားသောစီးပွားရေးလုပ်ငန်းရှင်တွေကလည်းမျက်စိကျနေတာကြောင့်ဝယ်ယူရောင်းဝယ်ဖောက်ကားလို့ရအောင်စီစဉ်ပေးခဲ့တာလို့အုပ်ချုပ်ရေးမှုကပြောခဲ့တယ်။အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းဘယင်တစ်ပါးပြောင်းသွားတဲ့အခါနောက်ထပ်အုပ်ချုပ်ရေးအတွက်ဆွေးနွေးဖို့အတွက်ဘယင်ဟာတန်ကြီးတုံးကတာဝန်ရှိသူတွေကိုခေါ်တွေ့ခဲ့တယ်။ဘယင်အပြောင်းအလဲမှာအရင်ကချုပ်ဆိုထားတဲ့စာချုပ်တွေကိုပြုပြင်မလားဒါမှမဟုတ်အသစ်ထပ်ချုပ်ပြီးအပြောင်းအလဲတွေများလုပ်မလားဆိုပြီးအုပ်ချုပ်ရေးမှုကပြောခဲ့တယ်။အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းဘယင်ကိုစိန်ခေါ်ဖို့နောက်ထပ်အပြောင်းအလဲတွေထပ်လုပ်ဖို့နန်းတော်ကိုတွားရအောင်မယ်ဆိုပြီးပြောခဲ့ပါတယ်။ဆရာဟောင်းမရှိတော့တာကြောင့်မြေယာအပြောင်းအလဲကိစ္စတွေနဲ့ပတ်သက်ပြီးထီးနှံအသစ်တက်မဲ့ဘယင်အသစ်နဲ့ဆက်ပြီးဆွေးနွေးနေဖို့နန်းတော်ကိုတွားဖို့ပြင်ဆင်နေတာလို့ပြောခဲ့တယ်။မကြခင်ဘယင်ကိုတွားတွေ့မှဖြစ်တာကြောင့်သူ့ဝတ်စုံကအဆင်ပြေလားဆိုပြီးမေးနေခဲ့ပါတော့တယ်။ကလေးကလည်းအမှန်တိုင်းပြောရရင်လုံးဝကြည့်မကောင်းတာကြောင့်တခြားဝတ်စုံပြောင်းဖို့အကြံပေးခဲ့တယ်။အဲဒါနဲ့ရန်ကလည်းအုပ်ချုပ်ရေးမှုကိုကြည့်ပြီးလိုအပ်တာလေးတွေပြင်ဆင်ပေးခဲ့တယ်။ပြီးတော့အုပ်ချုပ်ရေးမှုကဘယင်မင်းမျက်စိကလေးလဲလိုက်ရမှာဖြစ်တာကြောင့်အဝတ်အစားသွားလဲဖို့ပြောခဲ့တယ်။ကလေးကလည်းသူ့မှာထူးထူးခြားခြားဝတ်စီရမရှိတာကြောင့်မလိုက်ချင်သလိုအစင်လဲမပြေဘူးလို့ပြောခဲ့ပါတယ်။အဲဒါနဲ့ရန်ကလည်းဝတ်စုံစုံပြလိုက်ပြီးဘော်ဒီကတ်လို့ဝတ်မလားအိမ်ဖော်လို့ဝတ်မလားလို့မေးခဲ့တယ်။ကလေးလေးဘော်ဒီကတ်လို့ဝတ်သွားရင်အများအမြင်မှာတမျိုးကြီးဖြစ်နေတာကြောင့်အိမ်ဖော်လို့ပို့ပေါ်ပဲဝတ်မလားဆိုပြီးတွေးခဲ့တယ်။နောက်တော့ဘာဝတ်ရမလဲဆိုတာလဲသူစဉ်းစားရကြက်နေတာကြောင့်အုပ်ချုပ်ရေးမှုကိုပဲအကူအညီတောင်းခဲ့ပါတယ်။အဲဒါနဲ့အုပ်ချုပ်ရေးမှုကလည်းအိမ်ပေါ်အဝတ်အစားကပို့ပြီးအဆင်ပြေတာကြောင့်ဝေဖို့ပြောခဲ့တယ်။ကလေးလေးဘာမှတွေးမနေတော့ပဲအိမ်ပေါ်အဝတ်အစားတွေကိုချက်ချင်းလဲလိုက်ပြီးထင်ထားတာထက်တောင်ကြည်ကောင်းနေတာကြောင့်အုပ်ချုပ်ရေးမှုကသဘောကျနေခဲ့တယ်။ကလေးလေးအိမ်ပေါ်ဝတ်စုံကထင်ထားတာထက်တောင်သွားတာလာတာလှုပ်ရှားလို့အဆင်ပြေတာကြောင့်သဘောကျသွားခဲ့တယ်
နောက်တော့လက်နက်တဲဖို့အစင်မပြေတာကြောင့်သူ့လက်နဲ့ဗမာထဲရမလဲဆိုတာရန်ကတ်ကမေးခဲ့တယ်အဲ့ဒါနဲ့ရန်ကတ်လည်းအဲ့လိုအဝတ်အစားတွေဝတ်လာရင်လက်နက်တွေကိုစကတ်အောက်မှာထည့်ထားကြတာလို့ပြောခဲ့တယ်ဒီလိုနဲ့ကလေးတယောက်လည်းထဲကြည့်လိုက်တော့ထင်ထားတာထက်တောင်ပေါ်ပါပြီအစင်ပြေနေတာကိုတွေးလိုက်ရတာကြောင့်သဘောကျနေခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းနန်းတော်တဲကိုဘယ်နေ့သွားမှလဲဆိုပြီးမေးလိုက်တော့အုတ်ချိုရီမှုကမနေ့ပြန်သွားမယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းမနေ့ပြန်မှသွားမယ့်ကိစ္စကိုအခုတည်းကကြိုပြီးစီစဉ်ထားတာကြောင့်စိတ်တို့သွားပါတော့တယ်အနီးကပ်မှပြင်ဆင်လိုက်ရတာကိုအခုတည်းကကြိုလို့တာအချိန်ကြီးကုန်နေဆိုပြီးစိတ်တွေတိုးနေခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုလည်းကြိုတင်မပြင်ဆင်ခြင်းရင်ပစ္စည်းတွေကပျောက်နေတာကြောင့်အဆင်မပြေဘူးလို့ပြောခဲ့တယ်နန်းတော်ကိုယူသွားမယ့်ပစ္စည်းတွေကကြိုတင်မပြင်ဆင်ထားတဲ့အတွက်မပါသွားတဲ့အခါဟိုရောက်ရင်အခက်တွေ့သွားတာကြောင့်အခုလိုပြင်ဆင်နေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်နောက်တစ်နေ့မှာတော့အုတ်ချိုရီမှုနဲ့ကလေးတို့နှစ်ယောက်ဘိုးဆောင်ဆက်တဲ့ရေးဆက်ဝင်းကိုတုံးပြီးနန်းတော်ကိုသွားဖို့ပြင်ဆင်ပါတော့တယ်စိတ်လှရှားနေတဲ့ကလေးကိုကြည့်ပြီးအုတ်ချိုရီမှုကစိတ်အေးထားဖို့ဒီနေ့ပဲဘရင်ကိုတွေ့ရမှာဖြစ်တာကြောင့်တရက်လေးပဲတီးခံလို့ပြောခဲ့ပါတယ်ကလေးလေးတစ်ခါမှတိုင်းပြီးဘရင်ကိုအနီးကမတွေ့ဘူးတာကြောင့်စိတ်တွေအကြီးအကျယ်လှုပ်ရှားနေပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုတို့နန်းတော်ကိုရောက်သွားတော့အစောက်တယောက်ကစောင့်နေပြီးဘရင်စီကိုလိုက်ပို့ပေးပါတော့တယ်ကလေးတယောက်လေးလမ်းသွားနေရင်တကယ်လို့နန်းတော်ကိုလမ်းလျှောက်လာပြီးသားဆိုရင်တကယ်လို့နန်းတော်ကိုလမ်းလျှောက်ပြီးသားလာမယ်ဆိုရင်တလားလောက်ကြာနိုင်တာကြောင့်အခုလိုမျိုးအလွယ်တကူပို့ဆောင်ရေးစရေးဝင်းကိုတွားရတာအဆင်ပြေတဲ့ဆိုပြီးပြောခဲ့ပါတယ်တနေရာလေးရောက်ရောက်မကြခင်ဘရင်လာတော့မှမလို့စောင့်နေဖို့ကလေးတို့ကိုမှားခဲ့ပါတယ်ကလေးတို့ကလည်းအဲကန်းနဲ့အဆောက်အဦတွေကန္နာကြီးကျယ်ပုံတွေကိုမြင်ပြီးသဘောကျနေခဲ့ပါတယ်ကလေးတယောက်ကလည်းဘရင်ကဘာလို့အားကစားကွင်းထဲမှာသူတို့ကိုစောက်ကိုင်းထားတာလဲဆိုပြီးတွေ့နေတော့ဘရင်ရောက်လာခဲ့ပါတယ်အချွေအရန်ပေါင်းများစွာနဲ့ရောက်လာတဲ့ဘရင်ကိုကလေးတို့ကမတည့်ရကြည့်နေခဲ့တယ်အဲ့ဒါနဲ့ဘရင်တက်တော်ဆောက်ကလည်းဘရင်တယောက်လုံးလာတာကိုကဝရမပြုတ်ပဲမတည့်ရနေတာကြောင့်ပြောနေခဲ့ပါတယ်ဒါပေမဲ့ဘရင်ကထင်သားသလိုမဟုတ်ပဲနူးညံ့လွန်းတာကြောင့်ကလေးတယောက်အံ့ဩခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းအခုလိုအရေးတယူခေါ်တွေ့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးဘရင်ကိုကဝရပြုတ်ခဲ့တယ်ဘရင်ကလည်းအပြန်အလှန်မိတ်ဆက်ခဲ့ပြီးရင်းနှီးမှုယူခဲ့ကြပါတော့တယ်မိတ်ဆက်လဲပြီးရောအုတ်ချိုရီမှုကဘရင်တို့တိုက်ရမှာကလေးဆိုပြီးမိတ်ဆက်ပါတော့တယ်အဲ့ဒါနဲ့ဘရင်ရန်ရှိတော်တွေကလည်းကလေးကိုမသိသလိုတခါမှလည်းမကြောက်ဘူးတော့ကြောင့်အံ့ဩနေပါတော့တယ်အဲ့ဒါနဲ့ဘရင်ကလည်းသူ့မော်စရာလေးတွေဟာတွင်တူသမားတွေကနေလာကြတာဖြစ်ပြီးအထက်တစ်ထက်ချင်းစီကိုတေချာစနစ်တကျတက်လာတာကြောင့်အားလုံးကအစိမ့်မြင့်မော်ပညာရှင်တွေလို့ပြောခဲ့ပါတယ်အောက်ခြေကနေလာတာဖြစ်တာကြောင့်အစိမ့်မြင့်မော်စွမ်းအားတွေကိုလည်းပိုင်ဆိုင်ထားသလိုကလေးတို့တွေလည်းတိုက်ခိုက်ရမှာလဲမိန်းကလေးတွေဆိုပြီးနည်းနည်းလေးမှမညာဖို့တတိပေးခဲ့တယ်အဲ့ဒါနဲ့ဘရင်ကလည်းငါတို့မင်းတို့ကိုနိုင်ရင်အိုတူမော့ကိုရမလားဆိုပြီးမေးတော့အုတ်ချိုရီမှုကတိမ့်ပါဆိုပြီးဖြေခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းတကယ်လို့ဘရင်သာရှုံးခဲ့ရင်အရင်ကဆောင်ရွက်ထားတဲ့အစီအမံတွေအတိုင်းဆက်လုပ်ပေးပါဆိုပြီးပြောခဲ့ပါတယ်အဲ့ဒါနဲ့ဘရင်ကလည်းအရင်အဖေဖြစ်သူလက်ထက်တုန်းကဇေယျဟောင်းနဲ့တွေ့တော့သူ့ဘေးမှာကောင်မလေးတစ်ယောက်ပါတယ်လို့ပြောခဲ့တယ်အဲ့ဒါအုတ်ချိုရီမှုလားလို့မေးခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းဇေယျဟောင်းအမွေဆက်ခံသူဖြစ်ပြီးလက်ရှိတန်ကြီးရုံကိုအုတ်ချိုနေသူလို့ပြောခဲ့တယ်အဲ့ဒါနဲ့ဘရင်ကလည်းသူမေးချင်တာကအုတ်ချိုရီမှုနေရာကိုဆက်ခံမဲ့လူကကလေးလားဆိုပြီးမေးခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းသူကအိမ်မော်တယောက်ဖြစ်လို့အမွေဆက်ခံသူမဟုတ်ဘူးလို့ပြောပြခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုနဲ့ဘရင်မော်စီယာတွေတိုက်ခိုက်ဖို့ခြေလမ်းပြင်မာတော့တယ်မော်စီယာတွေကတန်ကြီးရုံစီယာကြီးကိုတိုက်ခိုက်ရမှာဖြစ်တာကြောင့်အစာအာဏာပျောက်သွားလဲကိစ္စမရှိဘူးလားလို့မေးခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းအစုံထိတိုက်ပွဲဝင်ဖို့တွေးထားတာကြောင့်တေသွားလဲဘာမှမဖြစ်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ဘရင်ကလည်းတိုက်ခိုက်ဖို့အချက်ဆပေးပါတော့တယ်ဘရင်လည်းအချက်ပေးတာနဲ့ချက်ချင်းပဲနှစ်ဖက်ကတိုက်ခိုက်ဖို့ပြေးလာခဲ့ကြပါတော့တယ်တိုက်ခိုက်ရေးမှုနဲ့ဘရင်မော်စီယာတွေတိုက်ခိုက်ကြပြီမဲ့ထင်ထားသလောက်မော်စီယာတွေကကောင်းကောင်းမတိုက်ခိုက်နိုင်ခဲ့ပါဘူးမော်ပညာတွေကိုလည်းကျွမ်းကျင်ချင်းအသုံးမချနိုင်သလိုနောက်ထပ်လည်းရန်သူကိုဘလို့ချိန်မိုးတိုက်ခိုက်ရမလဲဆိုတာသိချမသိတာကြောင့်တိုက်ပွဲမှာထင်ထားသလောက်ရလက်ကောင်းထွက်မလာခဲ့ပါဘူးအုတ်ချိုရီမှုကိုတိုက်ခိုက်နေတဲ့စစ်တီတော်နှစ်ယောက်ကမြို့မှာအတော်ဆုံးစစ်တီတွေဖြစ်သလိုမကောင်းဆိုးကအများကြီးကိုလည်းတခါတည်းအမှောက်သိမ့်နိုင်တာကြောင့်အုတ်ချိုရီမှုကိုမတိုက်နိုင်တာဘရင်ကြီးအံ့ဩနေခဲ့တယ်ဘရင်စစ်သူကြီးနှစ်ယောက်လုံးအုတ်ချိုရီမှုလက်ထဲမှာတခါတည်းပြပြဝတ်သွားတာကြောင့်ဘရင်ကြီးကတိတ်ကိုအံ့ဩနေခဲ့ပါတော့တယ်တစ်ဖက်မှာလည်းကလေးကဘရင်လူယုံတော်တွေကိုကောင်းကောင်းနှိမ်နှင်းပြီးဖန်ချုပ်ထားနိုင်တာကြောင့်ဘရင်လည်းအံ့ဩပြီးသူ့လူတွေကိုစက်မတိုက်ပဲအရှုံးပေးလိုက်ပြီးဖြစ်ကြောင်းပြောခဲ့ပါတော့တယ်ကလေးကလည်းမထင်မထားလောက်အောင်ကောင်းကောင်းပညာပြနိုင်တာကြောင့်ဘရင်ကြီးလည်းအတူအဆန်းနေဖြစ်နေပါတော့တယ်အဲ့ဒါနဲ့ဘရင်လည်းတန်ကြီးရုံကိုမသိမ့်တော့ပဲအရင်စီစဉ်ထားတဲ့အတိုင်းစာချုပ်တွေကိုဆက်လုပ်ပေးမဲ့အပြင်နန်းတော်ကိုလည်းမကြခင်လာလဲဖို့ကလေးတို့ကိုဖိတ်ခေါ်ခဲ့ပါတယ်ကလေးတို့လည်းတန်ကြီးရုံပြန်ပြီးအပန်းပြေကစားကောင်းတဲ့အစားအသောက်လေးတွေစားတော့ရင်အပိုင်းကိုဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ကပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်း30ဇလန်းလေးမှာတော့ကလေးနဲ့ဘရင်နန်းတော်ကမော်စီယာတွေတန်ကြီးရုံထဲမှာဘလို့မကြေပွဲတွေစံနွယ်မလဲဆိုတာကိုတော့ဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးကြပါအောင်နော်တန်ကြီးရုံအပိုင်း30ဇလန်းလေးအစမှာတော့ကလေးတယောက်သူ့ဘဝအကြောင်းသူပြန်တွေးရင်းဝမ်းနေခဲ့ပါတယ်ကလေးကမွေးလာကလေးကမိဘမဲ့ဖြစ်တာကြောင့်ငယ်စဉ်ကလေးကအားကိုးစရာမရှိခဲ့ပါဘူး
ဒါကြောင့်သူ့အဖေဖြစ်သူလူမန်းတိတဆကလေးကတတ်မှတ်ထားတဲ့လူတစ်ယောက်ကိုပဲအခုအချိန်ထိအဖေတစ်ယောက်ဖြစ်ကိုးကွယ်နေတာဖြစ်တယ်ပြီးတော့တခိုးကတ်တွေနဲ့သူမိဘတွေကအဆက်အသွယ်ရှိပြီးအလုပ်တွေအတူတူလုပ်နေကြတာကိုလည်းကလေးတစ်ယောက်တနေ့တည်သွားခဲ့တယ်အဲတုန်းကကလေးတစ်ယောက်မိဘတွေကသူမထင်မထားပဲတခိုးကတ်တွေနဲ့အဆက်အသွယ်ရှိတာကြောင့်စိတ်ပြတ်သွားခဲ့တယ်အဖေဆိုလို့တခိုးကတ်ကိုသွားတော့ကအင်ကြီးလေးဆွဲခဲ့တော့ကအဖေဖြစ်သူအမွှေးအသက်လေးရခဲ့ဘူးတယ်မျက်နှာကိုတော့တေချာမမတ်မိတော့ပေမဲ့အဖေဖြစ်သူအမွှေးအသက်လေးရတာကြောင့်ကလေးတစ်ယောက်ကျဉ်းနေခဲ့တာပါအဲဒါနဲ့ကလေးလေးသူကိုပြိုးထောင်ခဲ့တဲ့အဖေကတန်ကြီးရုံတဲကတွင်တူသမားအလုပ်ကိုတေချာလှုပ်ခိုင်းစေချင်တာကြောင့်ငငယ်ကလေးကကလေးကိုတေချာပြုစုပြိုးထောင်ခဲ့တာဖြစ်တယ်ကလေးလည်းသူ့ကိုလူမန်းတိတဆအရွယ်ကလေးကတေချာပြုစုပြိုးထောင်ခဲ့တဲ့အဖေဖြစ်သူကိုလေးစားလုံးတာကြောင့်တန်ကြီးရုံတဲကိုရောက်လာတာဖြစ်တယ်ဖြစ်ချင်တော့ကလေးကလည်းအဖေဖြစ်သူကိုရက်မြောက်ကိုတက်သွားပြီးကလေးကပြန်မလာတော့တာကြောင့်အဖေဖြစ်သူကိုလိုက်ရှာဖို့တန်ကြီးရုံတဲကိုလိုက်လာတာဖြစ်တယ်ဒါပေမဲ့အခုတော့10ရက်မြောက်မှာအလုံးလုံးနေပြီးအဖေဖြစ်သူကိုရှာနိုင်ဖို့အလံဝေးသွားမှာကိုလည်းကလေးတယောက်စိုးရိမ်နေပါတော့တယ်ဒါပေမဲ့ကလေးတယောက်တန်ကြီးရုံထဲမှာအလုံးလုံးနေတာအသားကျလာပြီးတိတ်အဆင်ပြေနေတာကြောင့်သူ့လက်ရှိဘဝကိုတော့သူကျဉ်းနေခဲ့ပါတယ်ဒါဆိုရင်ကလေးတယောက်တန်ကြီးရုံထဲမှာဘာတွေဆက်ဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ကြအောင်ခင်ဗျနောက်တနေ့မနက်မှာတော့ကလေးတယောက်အုတ်ချုပ်ရည်မှုစီကိုသွားပြီးအလုံးမလုံးခင်သိကျင်တာလေးတစ်ခုရှိတာကြောင့်မေးခွန်းပြုပါလို့ပြောခဲ့တယ်အဲ့ဒါနဲ့အုတ်ချုပ်ရည်မှုကလည်းသိကျင်တာကိုပွပွင့်လင်းလင်းမေးလို့ရတယ်လို့ပြောခဲ့တယ်ကလေးလည်းအုတ်ချုပ်ရည်မှုကဘယ်အချိန်နေအိတ်လဲညနေဒီမှာအိတ်တာလားဆိုပြီးမေးခဲ့တယ်အဲ့ဒါနဲ့အုတ်ချုပ်ရည်မှုကလည်းတခါတလေညနေဒီမှာအိတ်တယ်လို့အဲ့လိုမပြောတဲ့ရက်တကြရင်လဲတညာလုံးအလုပ်တွေထိုင်လုပ်နေတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးလဲထပ်ပြီးသိကျင်သွားတာကြောင့်ဒါဆိုမနက်ပိုင်းနေအစောကြီးဒီနေရာကိုဘာလို့ငါတို့မနိုးခင်ကလေးကရောက်လာတာလဲလို့မေးခဲ့တယ်ဒါကိုအုတ်ချုပ်ရည်မှုကလည်းတန်ကြီးရုံကငါအိမ်ဖြစ်တယ်လို့နေရာတိုင်းအလိုလိုကိုမော်ပညာတွေသုံးပြီးသွားလာလှုပ်ရှားနိုင်တာကြောင့်တိတ်တော့မထူးဆန်းပါဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလဲတန်ကြီးရုံကအိမ်မဟုတ်တာဂူကြီးကိုအိမ်လိုသဘောထားနေတာဆိုတော့အုတ်ချုပ်ရည်မှုတယောက်ယူမြယူနေသလားဆိုပြီးတွေးနေခဲ့တယ်အဲ့ဒါနဲ့ကလေးလဲဒါဆိုအုတ်ချုပ်ရည်မှုကတန်ကြီးရုံထဲမှာငငယ်လေးကလေးကနေလာတာလားဘလို့ကြီးပြင်းလာတာလဲဆိုပြီးမေးခဲ့ပါတယ်အုတ်ချုပ်ရည်မှုကလည်းငငယ်ကလေးကတန်ဂျီရုံထဲမှာကြီးပြင်းလာတာကြောင့်သူ့အတွက်အိမ်လိုဖြစ်နေတာမထူးဆန်းဘူးလို့ပြောခဲ့တယ်။အဲ့ဒါနဲ့ကလေးလေးတေးကြတာအုတ်ချုပ်ရည်မှုအသိစိတ်ပြောင်းနေပြီလားလို့တွေးနေခဲ့ပါတယ်။အဲ့ဒါနဲ့ကလေးလေးတန်ဂျီရုံနိုင်ငံကိုဖျက်ဆီးမိခဲ့တဲ့အတွက်တောင်းပန်ကြောင်းပြောခဲ့တယ်။အဲ့ဒါနဲ့ကလေးကလည်းထပ်ပြီးတော့ဒါဆိုအုတ်ချုပ်ရည်မှုကအလုပ်အမြဲရှိနေတာလား။ဒါမှမဟုတ်အလုပ်ပေါ်မှာထားလုပ်တာလားလို့မေးခဲ့ပါတယ်။ဒါကိုအုတ်ချုပ်ရည်မှုကလည်းတန်ဂျီရုံကအိမ်လိုဖြစ်နေတာကြောင့်အိမ်အလုပ်တွေလိုပဲအမြဲလုပ်နေရတာလို့ပြောခဲ့တယ်။အရေးကိစ္စပေါ်လာရင်လည်းအချိန်မရွေးထားလို့ရတဲ့အပြင်တန်ဂျီရုံတိုးတက်ဖို့ကိုလည်းအမြဲဦးစားပေးစဉ်းစားနေရတယ်လို့ပြောခဲ့တယ်။ထပ်ပြီးတော့တန်ဂျီရုံကိုတိုးချဲ့ခြင်းသလိုတန်ဂျီရုံထဲမှာလည်းဖျော်ဖြေရေးခန္ဓာတွေလှုပ်ချင်တာကြောင့်ပိုပြီးမျက်စိကျစရာဖြစ်လာအောင်တိုးချဲ့ဖို့လည်းအမြဲတွေးနေတာလို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ကလေးကလည်းအုတ်ချိုရီမှုကတခြားဘာတွေစိတ်ဝင်စားလဲလို့မေးခဲ့တယ်။ကလေးလည်းသူဆိုတူးဖော်လို့ရတဲ့ပစ္စည်းတွေကိုစုဆောင်းရတာဝါသနာပါတယ်လို့ပြောခဲ့တယ်။တေချာတာအုတ်ချိုရီမှုကဂိုလန်တွေကိုယေဒနာပစ္စည်းတွေအပ်နေတာပဲဝါသနာပါတာလား။ဒါမှမဟုတ်သစ်မြစ်တွေကိုအိမ်တွင်အလှပြင်ပစ္စည်းတွေအဖြစ်ပြန်လည်ပြုတ်လုပ်တာဝါသနာပါလာတာလားလေ့ကျင့်ရေးကတော့တေးကြတာသူ့သဘောမကျတာကြောင့်ဝါသနာမပါဘူးလို့ပြောခဲ့တယ်ကလေးတယောက်လည်းဖြစ်နိုင်ခြေရှိတာတွေကိုရှောက်တွေးပြီးခေါင်းစားနေပါတော့တယ်အဲ့ဒါနဲ့ကလေးကလည်းသူမှတူးဖော်ရာရင်းနဲ့ပတ်သက်ပြီးတခြားဗဟုသုတမရှိတာကြောင့်တွေးနေတာကြောင့်အုတ်ချိုရည်မှုကိုတောင်းပန်ခဲ့ပါတယ်အုတ်ချိုရည်မှုကလည်းအဆင်ပြေကြောင်းနောက်ထပ်လည်းသိကျင်တာရှိရင်ပွင့်ပွင့်လင်းလင်းမေးဖို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းဒီနေ့ဘာလုပ်เสียရှိလဲလို့မေးတော့အုတ်ချိုရည်မှုကနားလို့ပြောခဲ့ပါတယ်အုတ်ချိုရည်မှုကလည်းဟိုနေ့ကတော်ဝင်နန်းတော်ကိုသွားပြီးအလုပ်အကြီးကြီးလုပ်တာကြောင့်ဒီနေ့အနားယူဖို့ပြောခဲ့တယ်အလုပ်မလုပ်ချင်တဲ့ကလေးကလည်းအလုပ်လုပ်နေရင်နားလို့လည်းအဆင်ပြေတာကြောင့်အလုပ်လုပ်ပေးဖို့ပြောခဲ့တယ်အဲ့ဒါနဲ့အုတ်ချိုရည်မှုကလည်းကလေးတယောက်အလုပ်မလုပ်လဲအလုပ်လုပ်တယ်လို့သတ်မှတ်ပေးထားတာကြောင့်အဆင်ပြေတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းဘလို့အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲအလုပ်မရှိတာအဆင်မပြေဘူးလို့ပြောခဲ့တယ်ဒါကိုအုတ်ချိုရည်မှုကလည်းအခုတလောကလေးပင်ပန်းနေတာကြောင့်အနားပေးတာပါအဲ့ဒါကြောင့်အလုပ်ကြိုးစားတဲ့ကလေးစုလက်အနေနဲ့ဘာများလိုချင်လဲဆိုပြီးမေးခဲ့တယ်အဲ့ဒါနဲ့ကလေးလဲဒန်ဂျီရုံကအလုပ်တွေကိုငါကောင်းကောင်းမစီမံနိုင်သေးဘူးအများကြီးလေးလာဖို့လိုသေးတယ်ဒါကြောင့်အလုပ်လုပ်ဖို့ပိုလိုအပ်တယ်လို့တွေးခဲ့တယ်အဲ့ဒါနဲ့ကလေးလဲချက်ချင်းပဲငါအလုပ်လုပ်မယ်အလုပ်လုပ်မှကိုယ်ပိုင်ဝင်ငွေရလာမှာဒါကြောင့်အလုပ်မြတ်မြတ်ပေးဆိုပြီးပြောခဲ့ပါတယ်အဲ့ဒါနဲ့အုတ်ချိုရည်မှုကလည်းကလေးကိုဒန်ဂျီရုံထဲမှာအလုပ်ဘလောက်လုပ်ကမလဲဆိုတဲ့စာချုပ်ချုပ်ထားတာမရှိတာကြောင့်ကလေးအများကြီးအလုပ်လုပ်เสียမလိုဘူးလို့ပြောခဲ့တယ်ပြီးတော့အခုလို run ကက်ရောငါရောကလေးကိုတကယ်လုပ်ဖို့ကင်ပတ်အရင်လိုသဘောထားနေတာကြောင့်ကလေးအတွက်အများကြီးအဆင်ပြေနေပြီလို့ပြောခဲ့ပါတယ်ပြီးတော့လေတန်ဂျီရုံထဲမှာကလေးမသိသေးတဲ့အလုပ်တွေအများကြီးရှိသေးတာကြောင့်တေချာတင့်တော်တာရွေးချယ်ပြီးအလုပ်ကိုစနစ်တကျစီမံပေးမယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလေးထပ်ပြီးမနှောက်ယှက်ရှင်တော့တာကြောင့်ဒီနေ့တော့အလုပ်နားလိုက်အောင်မယ်ဆိုပြီးအုတ်ချိုရည်မှုကိုနှုတ်ဆက်ခါထွက်လာခဲ့ပါတယ်ပြီးတော့အားလုံးကသူ့ကိုလှုပ်ဖို့ကိုင်းပတ်အရင်လိုတတ်မှတ်ထားတာကြောင့်ကလေးတယောက်သဘောကျနေပါတော့တယ်အဲ့ဒါနဲ့ကလေးလေးပြင်းတာကြောင့်မကောင်းဆိုးဝါးတွေရှိတဲ့နေရာကိုထွက်လာခဲ့တယ်ဟိုရောက်တော့သူတိုက်ခဲ့ဘူးတဲ့မကောင်းဆိုးဝါးတစ်ကောင်ထွက်လာပြီးကလေးကိုလာနှုတ်ဆက်ခဲ့တယ်အဲ့ဒါနဲ့ကလေးလည်းမကောင်းဆိုးဝါးတစ်ကောင်ကိုလာရှာတာဖြစ်တယ်လို့ဒီနေ့အလုပ်နားတာကြောင့်ပြင်းလို့ထွက်လာခဲ့တာလို့ပြောခဲ့တယ်
ပြီးတော့ကလေးကခါတိုင်းဆိုမကောင်းဆိုးဝါးတွေကအနားမှာဝိုင်းပြီးစကားတွေပြောကြတာဒီနေ့ကျတော့အားလုံးငြိမ်နေပြီးစကားမပြောကြတာထူးဆန်းတယ်လို့ပြောခဲ့တယ်တကယ်တော့မကောင်းဆိုးဝါးတွေကိုအုပ်ချုပ်မှုကကလေးကိုထိတဲ့လူတိုင်းမလေးမစားလုပ်တဲ့လူတိုင်းကိုတတိထားဖို့ပြောထားတာကြောင့်မကောင်းဆိုးဝါးတွေကကလေးအနားကိုမလာရဲကြတာဖြစ်တယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးကလည်းစိတ်ထဲမထားဖို့သူတို့ကကလေးကိုကြောက်ပြီးရှိန်နေကြတာကြောင့်စကားလာမပြောရတာနေမယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းသူတွေးကျင်တဲ့မကောင်းဆိုးဝါးကိုတွေ့သွားပြီးချက်ချင်းပြေးသွားခဲ့တယ်ဟိုရောက်တော့သိကျင်တာလေးတွေမေးစရာရှိတာလေးတွေကြောင့်ခဏလေးနှောက်ယှက်လို့ရမလားဆိုပြီးကလေးကမေးခဲ့တယ်မကောင်းဆိုးဝါးတွေကလည်းသူတို့လည်းကလေးကိုမေးစရာရှိတာကြောင့်အပြန်အလှန်အတူတူမေးကြတာပေါ့ဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းအရင်ကငါ့ကို၄ပိုင်းဖြတ်သမီးလားဆိုပြီးမေးဘူးကြတယ်အဲအကြောင်းနဲ့ပတ်သက်ပြီးကြားကျင်တာတော့ထပ်ပြီးတော့တီးတလောက်လေးပြောပြပါလားဆိုပြီးမေးခဲ့ပါတယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးကလည်းသူများပြောမိလားတကယ်ပဲဟုတ်ရောဟုတ်ရဲ့လားဆိုပြီးတွေးနေပြီးဝက်လေကြောင်ဘက်လုံနေခဲ့ပါတော့တယ်အဲ့ဒါနဲ့ကလေးလည်း၄ပိုင်းဖြတ်သူဆိုတာဘာတူလဲဆိုပြီးမေးတော့မကောင်းဆိုးဝါးက၄ပိုင်းဖြတ်သူဆိုတာသူ့ဓာတ်လေတံကြားရရင်တေသွားမှာသူ့မော်ဆွမ်းအားကကြောက်စရာကောင်းတယ်လို့ပြောခဲ့တယ်ပြီးတော့သူ့လက်နက်တွေကမမြင်ရတဲ့နေရာကလည်းလာနိုင်တယ်လို့မမြင်ရလောက်အောင်လင်းမြတ်ဖြတ်လက်ပြီးကိုမျက်စိရှိတက်တဲ့ကိုဝင်လာနိုင်တာကြောင့်တတိထားဖို့ပြောနေခဲ့တယ်ကြောက်စရာကောင်းလောက်အောင်လင်းမြတ်ဖြတ်လက်လုံးတာကြောင့်သူ့ကိုမတိုက်ပဲရှောင်နိုင်တာကအကောင်းဆုံးလို့ပြောခဲ့တယ်အဲ့ဒါနဲ့မကောင်းဆိုးဝါးတွေကလည်းလုံလောက်တဲ့စကေးမရှိရင်သူ့ကိုရင်ဆိုင်ဖို့ဆိုတာအဆင်မပြေဘူးလို့ပြောခဲ့တယ်လေတံကြားယုံနေတဲ့တည်သွားနိုင်တာကြောင့်သူ့ကိုမျက်နှာချင်းမဆိုင်တာအကောင်းဆုံးလို့ပြောခဲ့တယ်သူတို့ပြောခဲ့တဲ့စကားတွေကိုကလေးတယောက်ကလည်းကြားပြီးတခုခုထူးဆန်းလာတယ်လို့ခံစားရပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းစဉ်းစားရခက်နေပါတော့တယ်အဖေဖြစ်သူက10တက်မြတ်မှာဆိုရင်၄ပိုင်းဖြတ်သူနဲ့တွေ့ပြီးတခုခုများဖြစ်သွားပြီလားလို့ကလေးတယောက်တွေးနေခဲ့တယ်နောက်ပြီးတော့မကောင်းဆိုးဝါးတွေပြောသလိုတောင်ယုံတန်ယုံလူတော်မတိုက်ခိုက်နိုင်တာကြောင့်ကလေးတိုက်ခိုက်နိုင်ဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းသူတို့ပြောတာတွေကတကယ်လားဒါမှမဟုတ်တခုခုများမှားနေတာလားဆိုပြီးတွေးကစဉ်းစားရကြက်နေပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းအခန်းထဲရောက်တော့ဓာပြစ်တာလေ့ကျင့်နေရင်အဖေဖြစ်သူအကြောင်းတွေးနေခဲ့ပါတယ်အဖေဖြစ်သူကကလေးကိုငငယ်လေးကလေးကဒန်ဂျီယွန်ထဲကိုခေါ်လာခဲ့တာအဲ့ဒါအဖေဖြစ်သူကတိတ်ကိုယူမရကြတယ်လို့ကလေးကတွေးနေခဲ့တယ်ကလေးငယ်လေးကိုလက်သီးထိုးထက်အောင်ပဲတင်ပေးပြီးဒန်ဂျီယွန်ထဲကိုဆွဲခေါ်လာဖို့ဆိုတာအစကလေးကမလုတ်တင်ဘူးဆိုတာကလေးကတွေးနေခဲ့ပါတယ်အဲ့ဒါနဲ့ကလေးလည်းရန်ကပ်ဖန်တီးထားတဲ့လက်နက်ကိုအပိုင်ရရင်ကောင်းမယ်ဆိုပြီးတွေးနေခဲ့တယ်ရန်ကပ်ထုတ်ထားတဲ့လက်နက်ကထင်ထားတာထက်တောင်အားကောင်းနေတာကြောင့်ကလေးတယောက်တိတ်သဘောကျနေခဲ့တယ်ပြီးတော့မကောင်းဆိုးဝါးပြောလိုက်တဲ့၄ပိုင်းဖြတ်သူမကောင်းဆိုးဝါးကတကယ်ပဲရှိတာလားဒါကိုတိုက်ခိုက်နိုင်ဖို့အတွက်ကလေးအများကြီးလေ့ကျင့်ရမယ်ဆိုတာတွေးနေပါတော့တယ်နောက်တစ်နေ့မှာတော့အုတ်ချုပ်ရည်မှုကကလေးကိုဂိုးပင်းနေရှိတဲ့ရွာကိုခေါ်သွားခဲ့တယ်ဂိုးပင်းနေဆိုတာအထက်မြင်မှာရှိတဲ့မကောင်းဆိုးဝါးတွေဖြစ်တယ်လို့သူတို့ကစွမ်းအားမြင့်လက်နက်တွေကိုသုံးတာကြောင့်သူတို့ကိုတိုက်ခိုက်နိုင်ခဲ့တယ်ကလေးတယောက်တွေးပြီးဂုဏ်ယူနေခဲ့ပါတယ်အဲ့ဒါနဲ့ကလေးတယောက်လည်းဂိုးပင်းနေဘလို့မျိုးဖွားလဲဆိုတာကိုသိကြတာကြောင့်အုတ်ချုပ်ရည်မှုကိုမေးခဲ့ပါတယ်အုတ်ချုပ်ရည်မှုကလည်းဒါတွေကိုခေါင်းကိုက်ခံစဉ်းစားမနေပဲဂိုးပင်းရွာလေးကိုလေ့လာဖို့ခေါ်ခဲ့ပါတယ်ထူးဆန်းတာကဂိုးပင်းကဘလို့မျိုးပွားလဲဆိုတာသိကျင်နေတဲ့ကလေးတယောက်ကိုအုတ်ချုပ်ရည်မှုကခေါ်ပြခဲ့ပါတယ်အဲ့ဒါနဲ့ဂိုးပင်းတယောက်ကစိုက်ခင်းတွေကတီးနှံတွေကိုရေးသိမ်းလိုက်တော့ဂိုးပင်းတွေထွက်လာခဲ့ပါတယ်ထွက်လာခဲ့တဲ့ဂိုးပင်းတွေကိုအညှောက်ချွေးလိုက်ပြီးမျိုးပွားအသက်သွင်းဖို့လှုပ်လိုက်ပါတော့တယ်ခဏလေးနေရောမကောင်းဆိုးဝါးတွေကဖြည့်ဆွက်စာတွေကျွေးပြီးဂိုးပင်းတွေကြီးထွားလောက်အောင်လှုပ်ကြပါတော့တယ်ဂိုးပင်းတကောင်ဖြစ်လာဖို့အစင်းစင်းလုံနေရပုံတွေကိုကြည့်ပြီးအလုရှုပ်လိုက်တာဆိုပြီးကလေးတယောက်တွေးနေခဲ့တယ်အဲ့ဒါနဲ့အုတ်ချုပ်ရည်မှုကလည်းဂိုးပင်းတွေဆိုတာဆရာဟောင်းအပိုင်ဖြစ်တာကြောင့်ဒါတွေကိုသူလေးလာဖို့လိုသေးတယ်လို့ပြောခဲ့တယ်ပြီးတော့ဂိုးပင်းတွေကိုကင်ဖို့ကခတ်တာကြောင့်သူတို့အစင်သစ်မဖြစ်သေးတာကြောင့်အများကြီးစူးစမ်းဖို့ပြောခဲ့ပါတယ်ကဲပရိသတ်ကြီးတို့ရေနောင်လာမယ့်အပိုင်းဆက်တဲ့ဇလန်းလေးမှာတော့ကလေးနဲ့ဂိုးပင်းတွေဘလို့ရှေ့ဆက်ပြီးခီးသွားမလဲဆိုတာဆက်လက်ဆောင်မြော်ကြည့်ရှုကြပါဦးနော်ပရိသတ်ကြီးအားလုံးအရှိန်အဟုန်မြင့်အားပေးလာကြတဲ့ဒန်ဂျီရွန်ဇလန်းလေးကတော့နောက်ဆုံးသသိန်းပိုင်းလေးကိုရောက်ရှိလာခဲ့ပါပြီအပိုင်းဆက်တဲ့ဇလန်းလေးအစမှာတော့ကလေးတယောက်တနည်းနေ့အလုပ်တွေများပြီးတိုက်ခိုက်ရတာလည်းများနေတာကြောင့်မနက်စောစောထပြီးတနေ့တာလုံးအားရင်ဖြည့်ဖို့အတွက်မနက်စာကို special စားနေခဲ့ပါတယ်ကလေးတယောက်ဘယ်လောက်တောင်များဘိုက်စားနေလဲမသိဘူးအစားတွေကိုဒရက်ဆက်တစ်ဖြည်းနှစ်ဖြည်းစားနေပါတော့တယ်အရာသာရှိတဲ့အစားအစာတွေကိုကလေးတယောက်စိန်ကြကြစားဖို့ပြင်နေတော့ရန်ကက်ရောက်လာပြီးမနက်စာကိုအသက်ကုန်ဆွဲနေတဲ့ကလေးကိုစားနေခဲ့ပါတော့တယ်ကလေးကလည်းလူကြီးတယောက်ကိုဆက်ဆံတာကရိုင်းသွားမှဆိုးတာကြောင့်သူနဲ့အတူမနက်စာလာစားဖို့ခေါ်နေပါတော့တယ်ရန်ကက်ကလည်းမတွေ့စဘူးအစားအစာတွေကိုအသက်ကုန်စားနေတာကြောင့်ဘာလို့အဲ့လောက်အထိအသေးအတန်စားနေတာလဲလို့မေးခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းချက်ပြုတ်ထားတဲ့နည်းပညာတွေကိုကြည့်ပြီးအခုလိုမျိုးမနက်စာကိုဖွယ်ဖွယ်ရရာလှုပ်ရှားဖြစ်တယ်လို့ပြောခဲ့တယ်ပေါင်မူလေးပဲစားနေတတ်တဲ့ကလေးတယောက်အသေးအရွက်တွေရောတေချာကြကြနနစားနေရကြောင်းရန်ကက်ကအံ့ဩပြီးမေးခဲ့တာဖြစ်တယ်ကလေးကလည်းတခါတလေအသီးရွက်လေးပါလေးဖွယ်ဖွယ်ရရာစားနေတာကြောင့်စောစီးထားပြီးချက်ပြုတ်ထားတာလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ရန်ကက်ကလည်းဝရီယာရှိတာကောင်းကြောင်းအမြဲတမ်းအဲ့လိုမျိုးလေးစောစောစီးစီးထားပြီးမနက်စာကိုတေချာပြင်ဆင်မဲ့ဆိုရင်ကျမ်းမာရေးအတွက်လည်းကောင်းတယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ရန်ကက်ကလည်းအဆင်ပြေကြောင်းအခုတလောမကောင်းဆိုးဝါးတွေကထင်းချုပ်ရခတ်တယ်လို့ခိုင်းရပြူရတာလည်းအဆင်မပြေတာကြောင့်လုပ်ငန်းတွေမတွင်ကျယ်ဘူးလို့ပြောခဲ့ပါတယ်ကိုဝင်မကောင်းဆိုးဝါးတွေကလည်းပိုပြီးတိုးချဲ့နေရယူလာတယ်လို့
မျိုးပွားနှုံးကလည်းမြင့်တက်လာပြီးနောက်ထပ်လည်းအင်အားတွေတိုးနေရာယူပြီးအုပ်ဆိုးသွားမှာကိုစိုးရိမ်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းရန်ကပ်ပြောတာဖြစ်နိုင်ပါမလားအုပ်ချုပ်ရေးမှုကတန်ကြီးရွန်တစ်ခုလုံးကိုထိန်းချုပ်ထားတာကြောင့်မကောင်းဆိုးဝါးတွေနေရာယူစိုးမိုးသွားမယ်ဆိုတာကတော့လက်သင့်ခံစရာမရှိဘူးလို့ပြောခဲ့ပါတယ်ရန်ကပ်ကလည်းအုပ်ချုပ်ရေးမှုကတခြားလူတွေကိုထိန်းချုပ်နိုင်ပေမဲ့ဂိုဘင်းတွေကိုတော့တေချာထိန်းချုပ်နည်းကိုမသိရကြောင်းသူ့အတွက်ခက်နေတယ်လို့ပြောခဲ့တယ်ဂိုဘင်းတွေကိုအရင်ကအုပ်ချုပ်သူဖြစ်တဲ့ဆရာဟောင်းလောက်ပဲအုပ်ချုပ်ထိန်းသိမ်းနိုင်တာကြောင့်အဆင်မပြေဘူးလို့ပြောခဲ့ပါတယ်နေရောက်သားစကားကောင်းနေကြရင်အုပ်ချုပ်ရေးမှုရောက်လာပြီးဂိုဘင်းတွေကိစ္စတွေကိုအတူတူဆွေးနွေးကြပါတော့တယ်အုပ်ချုပ်ရေးမှုကလည်းဂိုဘင်းကိစ္စတွေကိုစိတ်မပူဖို့ပြောပြီးအခုလေးလာနေတာကြောင့်မကြခင်အုပ်ချုပ်သွားနိုင်မယ်လို့ပြောခဲ့ပါတယ်နောက်တစ်ခါမှတော့အုပ်ချုပ်ရေးမှုနဲ့ကလေးတို့နှစ်ယောက်ငါးထက်မြောက်ကိုဆင်းလာပါတော့တယ်ဆင်းလာရင်အုပ်ချုပ်ရေးမှုကဒီနေ့တော့နည်းနည်းပင်ပန်းမှာဖြစ်ကြောင်းမကောင်းဆိုးဝါးတွေနဲ့လည်းတိုက်ခိုက်ရမှာဖြစ်တယ်လို့နောက်ထပ်လည်းတူးဖော်သူတွေနဲ့ထပ်ပြီးတွေ့ရမှာဖြစ်တာကြောင့်အာတင်ထားဖို့ပြောခဲ့တယ်စွမ်းအားမြင့်တဲ့မကောင်းဆိုးဝါးတွေကိုထပ်ပြီးတိုက်ခိုက်ရမှာဖြစ်တဲ့ကြောင့်အခုကလေးကကြိုတင်ပြင်ဆင်ထားဖို့သတိပေးခဲ့တယ်ပြီးတော့ဒီအထက်မှာရုံမကောင်းဆိုးဝါးတစ်ကောင်ကမထင်မထားလောက်အောင်တောင်းညံ့နေတာကြောင့်သတိထားဖို့ပြောခဲ့တယ်ကြည့်လိုက်ရင်စွမ်းအားနေတဲ့ထင်ရပေမဲ့တေချာတိုက်ခိုက်ကြည့်ရင်မထင်မထားလောက်အောင်ကြောက်စရာကောင်းတာကြောင့်အခုကလေးကကြိုတင်ပြင်ဆင်ထားဖို့သတိပေးခဲ့တယ်အဲ့ဒါနဲ့ရုံမကောင်းဆိုးဝါးတွေရှိလောက်မဲ့ထင်ထားပေမဲ့ကွင်းမြင်ကိုရောက်လာတော့တယောက်မှမရှိတာကိုသတိထားမိခဲ့တယ်အုတ်ချိုရီမှုကအာသွန်ခွန်ဆိုင်အသက်ကွန်ကာကွယ်ဖို့လှုပ်ထားဖို့ပြောပေမဲ့အပြင်ထွက်လာတော့တယောက်မှမတွေ့တာကြောင့်ကလေးတယောက်အံ့ဩသွားပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းသူတို့ကအခြေအနေအချိန်ခါလိုက်ပြီးအလုပ်လုပ်ကြတာကြောင့်အခုလဲအစားအသောက်များရှာဖွေနေလို့အပြင်ထွက်ကြတာလားမသိဘူးဆိုပြီးပြောနေခဲ့ကြပါတယ်အဲ့ဒါနဲ့ကလေးတယောက်လဲထူခြားတဲ့မျက်ခင်းပြင်နုနုလေးတွေကိုထိကြည့်ပြီးသဘောကျနေပါတော့တယ်ခါတိုင်းအန်တိုမော့စ်ကဘာမှလို့မဟုတ်ပဲဒန်ဂျီရွန်ကဘာတဲကမကောင်းဆိုးဝါမျက်ခင်းပြင်ကနူးညံ့ပြီးထူးခြားနေတာကြောင့်ကလေးအကြိုက်တွေ့နေပါတော့တယ်အဲ့ဒါနဲ့အုတ်ချိုရီမှုကလည်းအန်တိုမော့ကဒန်ဂျီရွန်ကိုပြန်ပြင်ရင်အခုကွင်းပြင်ကိုလည်းတေချာပြင်ပြီးနောက်ထပ်တွင်းတူးသမားတွေကိုရောမကောင်းဆိုးဝါတွေကိုရောဆွဲဆောင်မှုတွေလုံမှကြောင့်အခုကလေးကပြင်မဲ့အစိပ်အပိုင်းတွေကိုတေချာကြည့်ထားဆိုပြီးပြောနေခဲ့ပါတော့တယ်ကလေးတယောက်ကလည်းအုတ်ချိုရီမှုပြောသလိုကွင်းပက်ပက်လေးကိုတေချာကြည့်လိုက်တော့အားလုံးကိုပြန်ဆောက်ရမှာဖြစ်ပြီးခေါင်းစာခြေဆုံးပြုပြင်ရမှာဖြစ်တာကြောင့်မလွယ်ကူသလိုအချိန်လဲတေချာပေးရမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားကွင်းပက်ပက်လေးကိုရှောက်ကြည့်ရင်လိုအပ်တာတွေကိုလိုက်ရှာနေပါတော့တယ်ကလေးလေးဘာမှခံနာမှုမရှိပဲတတိတတန့်ကြီးဖြစ်နေတာကြောင့်အသေးစိတ်ပြုပြင်ဖို့ကိုအချိန်ယူအောင်မယ်ဆိုပြီးပြောခဲ့တယ်။အုတ်ချုပ်ရည်မှုကလည်းဖြစ်ချင်တာဆိုအဆုံးထိလိုက်လို့တတ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့်တေချာနောက်ဆုံးအချိန်ထိလုပ်ဖို့အတွက်ကလေးကိုမှားကြားနေပါတော့တယ်။အဲဒါနဲ့ကလေးတယောက်လဲရှောက်လာရင်မကောင်းဆိုးဝါအနံ့ရလိုက်တာကြောင့်ခြေလန်းနေရက်တန့်လိုက်ပါတော့တယ်။တဖြည်းဖြည်းနဲ့မကောင်းဆိုးဝါအနံ့အသက်ကအာယုံခံတာကျွမ်းကျင်လာတဲ့ကလေးတယောက်အခုလဲတေချာအာယုံခံနိုင်ပြီးမကောင်းဆိုးဝါကိုရှာဖွေတာတဖြည်းဖြည်းအဆင့်မြင့်လာပါတော့တယ်။နောက်တော့မျက်တွေကိုတယောက်တည်းကြိတ်ပြီးစားနေတဲ့မကောင်းဆိုးဝါကိုတွေးလိုက်ပါတော့တယ်။ဖြစ်ချင်တော့မကောင်းဆိုးဝါကကလေးနဲ့ခင်နေတဲ့တယောက်ဖြစ်တာကြောင့်ကလေးတယောက်လဲတိတ်ထိတ်လန့်တကြားကြီးတော့မဖြစ်တော့ပါဘူးမကောင်းဆိုးဝါကလည်းကလေးနဲ့ခင်နေတာကြောင့်လမ်းလုံးဆက်လိုက်ပြီးကလေးကိုသူတို့နေရာလိုက်လေဖို့ခေါ်ခဲ့ပါတယ်အဲ့ဒါနဲ့ကလေးကလည်းအခုကအလုပ်ရှိတာကြောင့်နောက်တစ်ခါလမ်းကြုံပြီးအလုပ်ကိစ္စရှိရင်လည်းလာလေဖို့ပြောခဲ့တယ်မကောင်းဆိုးဝါကလည်းအခုမျက်တွေကသူတို့အတွက်စေးဘက်ဝင်ပြီးအာဟာရပြည့်နေတဲ့မျက်တွေဖြစ်နေတာကြောင့်ဖြည့်ဆွတ်စာအဖြစ်စားတောက်မှကျန်းမာတယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းမျက်ပြင်တွေကမကောင်းဆိုးဝါတွေအတွက်အားဖြည့်စာတွေဖြစ်နေတာကြောင့်ဒီနေရာကိုရိတ်သိမ်းပြီးပြန်လည်ပြုပြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့ကလေးကလည်းသူတို့မှာတခြားလုပ်စရာရှိတဲ့အလုပ်တွေရှိနေတာကြောင့်နောက်မှပြန်ဝင်လာတော့မယ်လို့ပြောပြီးမကောင်းဆိုးဝါးတွေကိုနှုတ်ဆက်ကပြန်လာပါတော့တယ်။နှစ်ယောက်သားပြန်လာကြရင်ချစ်စရာကောင်းတဲ့ယုံလေးတွေကိုတွေ့တယ်လို့ပက်ပက်လေကလည်းတာယာနေတာကြောင့်ရှုခင်းတွေကိုကြည့်ပြီးကလေးတယောက်သဘောကျနေပါတော့တယ်။နှစ်ယောက်သားဆက်လျှောက်လာရင်တနေရာလေးရောက်ရောမကောင်းဆိုးဝါးအနံ့သက်ရလိုက်တာကြောင့်ကလေးတယောက်လည်းမတင်ကားလို့လဲကြည့်လိုက်တော့ကလေးလည်းလဲကြည့်လိုက်တဲ့အချိန်မှာထူးထူးဆန်းဆန်းပင်စီတွေကိုကိုက်ဖြတ်စားတောင်းနေတဲ့မကောင်းဆိုးဝါးကိုတွေ့လဲရပါတော့တယ်။အဲဒါနဲ့အုတ်ချိုရီမှုကလည်းအထက်မြင့်ကမကောင်းဆိုးဝါးတွေဖြစ်တဲ့အပြင်သူတို့ကမှောက်ဆွမ်းအားတွေအတွက်အင်အားကြီးဖို့အတွက်ဆိုရင်တပင်ပန်းမှန်ပင်စီတွေကိုပဲကိုက်ဖြတ်စားတောက်တာကြောင့်အထူးအဆန်းတော့မဟုတ်ဘူးလို့ပြောခဲ့တယ်။အဲဒါနဲ့ကလေးကလည်းဒီဘက်ထွက်လာရင်မကောင်းဆိုးဝါးကြောင်တကောင်ကိုတွေ့သွားပြီးမိတ်ဆက်ပါတော့တယ်။မကောင်းဆိုးဝါးကလည်းကလေးကိုသိနေတာကြောင့်ခင်ကျင်တို့စကားလာပြောတာလို့ပြောခဲ့တယ်။အဲဒါနဲ့ကလေးကလည်းကြောင်လေးကိုဒီမှာနေပြီးအလုံးလုံးနေတာကြောင့်နောက်ထပ်လည်းဒီဘက်ကိုလာလေဖြစ်ရင်တကူးတကလာတွေ့အောင်မယ်လို့ပြောခဲ့ပါတယ်။အဲဒါနဲ့မကောင်းဆိုးဝါးကလည်းဖော်ရွေတဲ့ကလေးကိုသဘောကျသွားပြီးကလေးကိုစွမ်းအားတွေပေးကသူနဲ့အတူပြန်ဖို့ပြောခဲ့ပါတယ်။ကလေးလည်းတခါမှမပြန်တမ်းဘူးတာကြောင့်ကြောင်လေးစကားကိုနားထောင်ပြီးအတူတူလိုက်ပြန်ပါတော့တယ်။နှစ်ယောက်သားတစ်ပင်နေကြဖြစ်ပြီးရီမောပျော်ရွှင်စွာဖြတ်တန်းသွားလာတာကိုကြည့်ပြီးတိတ်ကိုသဘောကျနေပါတော့တယ်။ပြန်တန်းနေရင်ကြောင်လေးကစကားများနေပြီးရှေ့ကိုမကြည့်မိတာကြောင့်တစ်ပင်နဲ့ထိမိပြီးလဲကျသွားပါတော့တယ်။မကောင်းဆိုးဝါးကြောင်လေးလည်းအထိနာပြီးလဲကျသွားတာကြောင့်ကလေးကတနာနေပါတော့တယ်။ကံကောင်းလို့မူးမေမသွားပဲပြန်ထလာနိုင်တာကြောင့်ကလေးလည်းကြောင်လေးကိုကြည့်ပြီးနည်းနည်းတော့စိတ်သက်သာရသွားပါတော့တယ်။အဲ့အချိန်အုတ်ချုပ်ရီမှုတို့ရောက်လာပြီးကလေးပျောက်သွားတာကြောင့်လိုက်ရှာနေတာလို့ပြောခဲ့တယ်။အဲ့ဒါနဲ့ကလေးကလည်းမကောင်းဆိုးဝါးကြောင်တကောင်နဲ့တွေ့ပြီးဟိုပြောဒီပြောစကားတွေကောင်းနေတာဖြစ်တာကြောင့်အုတ်ချုပ်ရီမှုကိုပြစ်ထားသလိုဖြစ်မိသွားတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ကလေးတို့နှစ်ယောက်လမ်းလျှောက်လာကြရင်ရှုကင်းလှလှလေးကိုကြည့်ပြီးတော့စိတ်အမောတွေဖြေနေကြရင်အုတ်ချုပ်ရီမှုတစ်ယောက်သဘောတွေကျနေပါတော့တယ်။
အဲ့ဒါနဲ့အုတ်ချိုရီမှုတို့လည်းစကားတပြောပြောနဲ့ဂိုးပင်းနေရှိတဲ့စိုက်ခင်းကိုရောက်လာပါတော့တယ်ဂိုးပင်းနေဆိုတာအထက်မြင့်မှာရှိတဲ့မကောင်းဆိုးဝါးတွေဖြစ်တယ်လို့သူတို့ကစွမ်းအားမြင့်လက်နက်တွေကိုတုံးတာကြောင့်သူတို့ကိုတိုက်ခိုက်နိုင်ခဲ့တဲ့ကလေးတယောက်ကိုတွေးပြီးဂုဏ်ယူနေခဲ့ပါတော့တယ်အဲ့ဒါနဲ့ကလေးတယောက်လည်းဂိုးပင်းနေဘယ်လိုမျိုးပွားလဲဆိုတာသိကျင်တာကြောင့်အုတ်ချိုရီမှုကိုမေးခဲ့ပါတယ်အုတ်ချိုရီမှုကလည်းဒါတွေကိုခေါင်းကိုက်ခံစဉ်းစားမနေပဲဂိုးပင်းနေရွာလေးကိုလေ့လာဖို့ခေါ်ခဲ့ပါတယ်ထူးဆန်းတာကဂိုးပင်းကဘယ်လိုမျိုးဖွားလဲဆိုတာသိကျင်နေတဲ့ကလေးတယောက်ကိုအုတ်ချိုရီမှုကခေါ်ပြီးပြခဲ့တာပါအဲ့ဒါနဲ့ဂိုးပင်းတွေကစိုက်ခင်းတွေကတီးနှံတွေကိုရိတ်သိမ်းပြီးတော့ဂိုးပင်းတွေထွက်လာခဲ့ပါတယ်ထွက်လာတဲ့ဂိုးပင်းတွေကိုအညောက်ရွှေလိုက်ပြီးမျိုးပွားအသက်သွင်းဖို့လုပ်ပါတော့တယ်ခဏလေးနေရောမကောင်းဆိုးဝါးတွေကဖြည့်ဆွတ်စာတွေကျွေးပြီးဂိုးပင်းတွေကြီးထွားလာအောင်လုပ်ကြပါတော့တယ်ဂိုးပင်းတစ်ကောင်ဖြစ်လာဖို့အစင်းစင်းလုံးနေရပုံကိုကြည့်ပြီးအလုရှုပ်လိုက်တာဆိုပြီးကလေးတယောက်တွေးနေခဲ့တယ်နောက်တော့လေကလေးတို့ပြန်လာရင်လမ်းမှာချစ်စရာကောင်းတဲ့မကောင်းဆိုးဝါးအစုံကိုတွေ့လိုက်ပါတော့တယ်ပြီးတော့ကလေးတိုက်ခိုက်တဲ့အေယာမနဂါးကြီးလည်းတွေ့ခဲ့တာကြောင့်ကလေးတို့စကားအနှဲငယ်ပြောပြီးကလေးတို့တွေတန်ကြီးတုံတွေကိုပြန်လာခဲ့ကြတော့တယ်ကလေးတို့ပြန်လာတော့တယ်ကလေးစားဖို့အတွက်ချက်ပြုတ်နေတဲ့မကောင်းဆိုးဝါးကိုတွေးလိုက်ရတော့တယ်သူခမကလေးတို့ပြန်လာရင်စားဖို့အတွက်ပင်ပင်မမှန်ချက်ပြုတ်နေတာကိုကြည့်ပြီးကလေးတယောက်အားနာနေပါတော့တယ်စကားကောင်းနေရင်ဟင်းအိုးကအဆူလွန်တာကြောင့်မကောင်းဆိုးဝါးချက်ထားတာတွေကအကျက်လွန်ပြီးစားမရဖြစ်ခဲ့ပါတော့တယ်နောက်တစ်ခါမှတော့ကလေးတို့တွေစွမ်းအားမြင့်ပုံဆောင်ကဲအခန်းကိုသွားကြပြီးပုံဆောင်ကဲဆက်ဝန်းတွေကမော်စွမ်းအားတွေကိုထပ်တိုးဆုပ်ယူဖို့အုတ်ချုပ်ရေးမှုကပြင်ဆင်ပါတော့တယ်အဲ့ဒါနဲ့အုတ်ချုပ်ရေးမှုလည်းချက်ချင်းပဲပုံဆောင်ကဲအနားကိုကပ်ပြီးအားဖြည့်ဖို့အတွက်မော်စွမ်းအားတွေကိုဆုပ်ယူပါတော့တယ်အဲ့ဒါနဲ့အုတ်ချုပ်ရေးမှုကလည်းသူလည်းမော်စွမ်းအားတွေယူပြီးကလေးကိုထက်ယူဖို့ပြောခဲ့ပါတယ်ကလေးတယောက်လည်းပုံဆောင်ကဲကြီးကိုအသေးအတန်မလိုက်ပြီးစွမ်းအားတွေဆုပ်ယူပါတော့တယ်နှစ်ယောက်သားစွမ်းအားတွေထက်မြင်ပြီးနောက်ထပ်အဆင့်မြင့်တာတွေကိုအတူတူလှုပ်ဆောင်မှကြောင့်စွမ်းအားတွေထုတ်ယူနေတာဖြစ်တယ်နောက်တစ်ခါမှတော့ကလေးတို့တွေပုံဆောင်ကဲကြီးကိုယူလာပြီးပိုးဆောင်ဆက်သွယ်ရေးဝင်းထဲကိုရောက်လာခဲ့ပါတယ်အထက်ရောက်တော့စွမ်းအားတွေထုတ်ပြီးတစ်ဖက်ကစွမ်းအားတွေကိုဓာတ်ပြုပြီးပုံဆောင်ကဲတွေကိုထည့်လိုက်ပါတော့တယ်ပုံဆောင်ကဲတဲ့တစ်ဖက်ကစွမ်းအားတွေဝင်လာပြီးဓာတ်ပြုကစွမ်းအားပိုကြီးသွားပါတော့တယ်ဒီလိုနဲ့ကလေးတို့လည်းနောက်ထပ်မြို့တယ်မဲ့အန်တိုမောကတန်ကြီးတော်အတွက်အလုပ်เสียရှိတာတွေကိုအကုန်လှုပ်ဆောင်ခဲ့ပြီးဖြစ်တာကြောင့်နှစ်ယောက်သားနောက်ထပ်လုံးမဲ့အလုပ်တွေအတွက်အစီအစဉ်ကြရင်အေဂျင့်စွာနေထိုင်သွားကြပါတော့တယ်